အားလုံးပဲမင်္ဂလာပါရှင်။မောင်မေရီဒီ channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီနေ့ပေါင်းတင်ဆက်ပေးတော့မယ့်ဇာတ်လမ်းလေးကတော့ကိုကိုရဲ့ဒုကလေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါရမယ်ရှင်။အာတေးပါပြီအမေဟာဒိုးလေးချိတ်တလုံးအရှိုးကတော့ထက်မှာပြီ။ကိုသားလေးကိုရဲရဲစက်စက်ရိုက်ရက်တယ်။ရိုက်ရမယ်ဒိုးလေးနေရွာထဲမှာဘာအမလှုပ်ထားလဲ။အမေရဲ့စကားကြောင့်ပေါ်လာတဲ့အမတွေဟာအများကြီးပါ။ရွာတောင်ပိုင်းကဥတန့်ကြောင့်ခွေးနဲ့ရှုတိုက်တဲ့အမှုလား။ထန်းတော်ထဲမှာမောင်ခွေးတို့နဲ့ရံဖြစ်တဲ့အမှုလား။ဒါမှမဟုတ်ငါစက်ဝိုင်းမှာရံဖြစ်တဲ့အမှုလား။ဒိုးလေးတစ်ယောက်အမောင်တွေကိုတွေးရင်းနဲ့နှစ်ဖူးကကျွေးတွေထွက်လာပါရဲ့။ဟမ်ငါမင်းနေရလေ။အမေကလည်းဗျာတားကဖေးတိမှလည်းလို့အေးနေတော်ဝိုင်းတီချာဘူးတီခိုးတယ်ဆိုအမေကဘာသူပြောရလဲ။တားရုပ်ကတခိုးရုပ်လား။ငါတက်ပြားနေတော့ခက်ဆင်ဆင်ပဲ။လိန်ဖို့မစင်းစားနဲ့။တက်သေးခိုင်လုံးနဲ့လာတိုင်းတာ။ဘာတက်သေးလဲ။တားအောင်ပြပေး။အေးနေသူတို့ခြံထဲမှာဘူးတီခိုးတာ။နွားတောင်းနဲ့ဖိုးထောင်မြင်နေတဲ့။ဟာမင်းကလည်းမဟုတ်ဘူးလား။ဟုတ်တယ်။နေကတခိုးတောင်ဖြစ်နေပြီပေါ့။ဟုတ်လားဒိုးပြမ။နာလိုက်တာတိပါပြီ။အဘရေအဘမိန်းမမေးကြည့်ပါဦး။တားရဲ့အမေရင်ဟုတ်ရဲ့လားလို့ရွာတွေကမသိတဲ့သူတွေကမိတွေးလို့ထင်နေပါတားကိုရိုက်တာများမဲသားချက်လီဓားခိုင်မေးဓားရီပြနေသလားမှတ်ရတယ်တရွှန်းရွှန်းနဲ့နာလို့တေးပါပြီအဖိုးကြီးကဲပါအောင်မိကျင်ရှားလိုက်စမ်းငါမီအသားနုနုလေးနားကုန်မေးဒိုးကလေးဖိုးစီလာခဲ့အဖိုးရဲ့ခေါ်တန်းကြောင့်ဒိုးလေးအလင်းမြန်အမေရှိရနေပြေးခဲ့ပါ၏အိမ်မှာအဖိုးပွားဟာအာနာရှိဆုံးမှာအဖိုးဆိုရင်တော့အမေနဲ့ပါအောင်အိမ်ကလူတွေအကုန်ကြောက်ရပါတယ်။မြေဖိထဲမှာဒိုးလေးကိုချစ်ဆုံးပါ။ဒါကြောင့်ဒိုးလေးကိုစိုးနေရပေါ့။အရန်နာသွားလာပြေးလေ။နားရပေါ့။အမေကဝက်ချမ်းပြားနဲ့ရိုက်တာ။ကြည့်ပါဦး။သားရဲ့ခြေတလုံးမှာအရှိုးရာတွေကြိတ်ပဲ။အမေရိုက်တော့အတန်ပြဲမအော်ရဲပဲ။အဖိုးရှိမှတော့ခုနှစ်ကြာရှိရင်ကြာအော်ငုံနေအောင်ကြိတ်ပြီးဒေါ်မိကျင်ဒေါသားထွက်ရပါတယ်။မိကျင်နောက်တစ်ခါငါမျိုးဒုံနဲ့ရိုက်ဖို့မပြောနဲ့။လမ်းနဲ့တောင်မရွယ်မိလေနဲ့။အတီမပန်းဝက်လွာရှင်ဖို့ငါမျိုးခန်းထဲခေါ်ပြီးစေးလိန်ပေးလိုက်ဟုတ်ကဲ့ဘူးဒူကလေးကိုခန်းထဲမှာမမကြီးပဲစေးလိန်ပေးရပါတယ်မမကြီးကစေးလိန်ရင်ဒူလေးကိုစုံမပါတယ်ဒူလေးရဲ့ဘာလို့ဘူးတီခိုးဟာလဲကိုမလည်းဗက်ဆန်ရွှေနေအောင်ဝဲပေါ့မမကြီးကလည်းခိုးကြိမ်ကိုခိုးတာမဟုတ်ဘူးအဲ့ဒီတော့ပိုင်းကြီးကတောက်မထိတက်တိဒိုးပြမှာလို့ခေါင်းလာဘူးအဲ့ဒါကြောင့်ပညာပေးတဲ့အနေနဲ့သူ့အမျက်တနိုးထားတဲ့ဘူးတီတွေကိုဝင်ကူးခဲ့ရအိမ်ကိုလည်းရန်ဖက်စီတီးပြီးလာတိုင်နေမလားအမေမေဒေါ်ဝိုင်းတီတီဒေါ်သားတကြီးလာတိုင်တာပေါ့ရင်ကျင်းစရာတော့ကောင်းတယ်ဒါမဲ့မိရိုက်တော့အဖေကြီးနဲ့မငိုပဲအဖိုးရှိရောက်တော့ဘာလို့ငိုရလဲအမရှိငိုလို့ကတော့ကိုင်းထားတဲ့ခွက်ချမ်းပြခြေတလုံးအတွက်မဟုတ်ပဲပါဇက်ထဲရောက်သွားမှာပေါ့ငဲလေလေးဒိုးကလေးရဲ့လိမ့်လေးမမနေပါအဝိစားရုပ်ပြီးခန်းထဲဝင်လာတဲ့မမောင်လေးကဝင်ပြောလိုက်ပါတယ်။လိမ့်လေးမမနေရပဲ။အမြင်မတော်တဲ့လူတွေ့ရင်တော့ပညာပေးရမှာပေါ့။ဒိုးလေးစကားမဆုံးရင်မိကျင်ဒိုးလေးခွေးနဲ့ရှုပ်တိုက်လို့ငါယောက်ျားအခုခွေးကြိုက်ခံရပြီ။ဘယ်လိုတောက်ဝင်ယူမလဲ။ခွေးတိုက်တာနောက်မှထား။ကြောက်ပိုင်းမှာငါသာစော့ထဲလိုက်တဲ့ပြဿနာရှင်းပြီးအဲ့ဒီပြဿနာမရှင်းခင်ငါထန်တော့ပေါင်ရှင်းပြလို့ထိုင်းရင်ဆိုင်ပြည့်စည်သွားတာတောင်းဝင်ယူပေးပါ။ဟုတ်ပါပြီမဖုံးစုံမတုတ်ကြီးနဲ့ကိုမြတာအိမ်ထဲဝဲမအောင်ခဏထိုင်ကြမှာကျမဖြည့်ရှင်းပေးပါမယ်မမကြီးစိတ်မထက်နဲ့တော့နောက်ဘေးဘက်ကောက်နေလက်မှာပြတ်တော့မယ်မောင်ရဲ့အမွေရဒီတခါဓာတ်နဲ့ပြေးထိုးမယ်ထင်တယ်အဖူလေးကင်းနိုင်ပါမဟုတ်တက်တာပြေးပြီဒိုးလေးကအမြင်မှန်အိမ်ကနေထွက်ပြေးသွားခဲ့ပါရဲ့ကျန်ဝန်လာပါရဲ့ဟိုတယ်ကြီးကခန်းနာထဲဝါလာပါရဲ့နိုင်ငံသားတွေအများအပြားလဲလာရောက်တဲခုကြတယ်ဧကရိယာစာဆိုတဲ့ဟိုတေးဟာမြန်မာပြည်မှာကောင်းဆုံးတဲ့ဝန်ဆောင်မှုအပေးနိုင်ဆုံးဟိုတေးကြီးတစ်ခုပါနိုင်ငံရဲ့ကြာခီးတွေအများဆုံးလာရောက်နားခုကြပါတယ်အလုပ်ကိုဘယ်လိုလုပ်ကြရလဲမင်းတို့တွေအရင်ပေါ်ရောက်လို့နေအဲကျိုးတွေမျက်နှာပြုံးပြုံးရွှွှွှွထားပါနင်တို့ရဲ့ပြုံးနေရလာရောက်တဲခုသူတွေအတွက်စိတ်ကြည်နှံမှုရှိရမယ်စပိုးမှုအဖွဲတန်ရှင်တက်ရပြီးကျမကြီးနဲ့ညညို့ပြီးအရသာရှိရဲ့အစားအစာတွေကိုဖန်တီး
ငါအကုန်လုံးလိုက်မပြောနိုင်ဘူးဒါနောက်ဆုံးသတိပေးချက်မှာနောက်တကခေါ်ပြီးစုရရင်လာစာဖြတ်မယ်အားလုံးကိုယ့်အလုပ်ကိုလုပ်ကြတော့အနောက်တိုင်းဝိစုံနဲ့အရင်လက်ဖက်တဲ့လူငယ်တအူပါရေအုပ်ကအရက်ရွှေရွှေစပင်တူတူနဲ့ကီထောင်ထားတာကသူ့ရဲ့ခံရမှုပေါ်လွင်လာပါတယ်အတန်ကြည်လင်ပြတာပြီးအရာရာကိုစိစက်တီးချမှန်သူ့ရဲ့ဝိစားစိတ်မှုကြည်ရင်သိနိုင်ပါတယ်ရုပ်ရည်ကတော့အချောစားမဟုတ်ပါကြည်ကောင်းပြီးတန်းနဲ့စိုးရုံလောက်ပါဒါမဲ့မိန်းကလေးအများစုရဲ့နှလုံးသားအရေးပြုံးစေပါတယ်ဆရာကျွန်တော်ရဲ့စီးဝေးရှိရဲ့3 နာရီမှတော့ဆရာဖိုးဖိုးကဆရာလာတွေ့မယ်တဲ့ဒါပဲလားကိုလှုပ်ကိုသွားလို့တော့12 နာရီ 55 မိနစ်မှငါ့ဟောလာပြောစီးဝေးသွားမယ်ဟုတ်ကဲ့ဆရာအလုံးစပွဲမှာထိုင်ပြီးကွန်ပျူတာနှိပ်နေတဲ့သူ့ရဲ့လက်တွေကမြန်ဆန်ကြည့်ကောင်းနေရပါအလုံးလုံးရဲ့ဖုန်းလာတာကြောင့်သူ့ရဲ့မျက်နှာအလုံးမကျပြက်ပေမဲ့ဖုန်းကိုကောက်ကန်လာပါတယ်ပြောပါအေးကြရက်ပါအဲ့ဒါပြောဖို့များစက်နေရသေးတယ်ဒါပဲငါအလုံးမအောင်စီးဝေးမှတွေ့မယ်အဲ့လိုပြောပြီးဖုန်းကိုချပစ်ကကွန်ပျူတာဘက်မှာအာရုံစိုက်လိုက်ပါတယ်ဟိုတယ်ရဲ့အပေါ်ဆုံးထပ်မှာလှပတဲ့ဥယျာဉ်တစ်ခုဖန်တီးထားပါတယ်ပန်းပေါင်းစုံဆိုင်ပြီးပန်းတွေရဲ့အလဲပေါင်းရေတကုံလေးတစ်ဖွဲပြုတ်လောက်ထားပါတယ်ဘေးဘက်လည်းပေါင်းထိုင်ကုန်နဲ့စပွဲတန်းတစ်ခုစုံတွဲထိုင်ကုန်မှာအများပြားထမ်းရွှေ့ပါတယ်ဒီနေရာရောက်ဘူးအားနဲ့ဘယ်သူမှမပြတ်ကျင်းလောက်ဖြစ်ရပါတယ်ဒီနေရာလေးကတော့အေဂရစ်မီတာစုအတွက်တီးတတ်မှာဘယ်သူမှဝင်ခွင့်မရှိဘူးဖိုးဖိုးရောက်နေရကြားပြီလားအဖိုးကနာယူတက်ချက်ကြည့်ပြီးပြုံးနေပါတယ်10 မိနစ်မှမဆုံးပဲအတီးကြောင်ရလာတာပဲထိုင်မှာငါဖေးသည်ဖြိုရီဖြိုခိုင်းထားရဲ့မင်းလေးတောက်မယ်မလားဟုတ်ကဲ့ဖိုးဖိုးဒီနေရာလေးကအရန်လာတာပဲဘယ်လိုစိတ်ကူးရလဲအငယ်ကောင်းကြောက်မှာဖိုးဖိုးသူကကတုံခါအကြည့်ညာရည်လေသူရဲ့ဒီဇိုင်းပညာနဲ့ကြည့်နေရဲ့ကတုံရှုခင်းနဲ့ပေါင်းဆက်လိုက်တာပါဗျာအငယ်ကောင်းလေးတော်တာပဲမင်းရဲ့ဟိုတယ်တရင်ကြောက်ပါတယ်အရင်အောင်မြင်နေရဆိုတာဖိုးဖိုးရဲ့တရားမိဖို့ကြိုးစားရပါအောင်မယ်ဗျာမိမိပါပြီကွာမင်းရဲ့အကြောင်းကအကုန်ကြားပေးပြီဒါနဲ့မင်းတက်မငယ်တော့နော်ဖိုးဖိုးရဲ့စကားကြောင့်အေဂရစ်နည်းနည်းတော့လက်ပါတယ်အသက်မေးလာပြီဆိုရဲကအီတောင်ပြုတ်ပြီးချက်နာဆိုလို့စိတ်ပါးဤတမပြတ်တဲ့သူကကောင်းစွာတဘောပေါက်ပါတယ်ဒါကြောင့်ဖိုးဖိုးမပြောခဲ့မှသူလက်ဦးမှုယူပြီးပြောမှာပါမယ်နေသေးပါလေတာအသက်ကအခု26ပြည့်ခါစားပင်ရှိသေးရဲ့လုပ်ငန်းတွေနဲ့တိုးထည့်ရမယ်ချစ်သူရှိစားတောင်မှအသက်35ပြည့်မှစဉ်းစားပင်တွေးထားပါတယ်ဒီအောင်သိချက်မိလား35မှာရေးစားထားမယ်ဆိုတော့မင်းရရိတ်တာမှမင်းကလာဆောင်မလို့လားအေဂရစ်ငါတော့မင်းရွယ်မှာမင်းရဲ့မင်းနဲ့ဦးလေးရဲ့အဖေဖြစ်နေပြီနော်အဖိုးကလည်းတာဟာအင်တောင်ကြီးစိတ်ဝင်စားပါဘူးဗျာလုပ်ငန်းတွေတိုးထည့်ရအောင်မယ်ဦးမင်းမဟာရည်ကြီးအကြောင်းသိဟာပေါ့အချစ်ရေးထက်စီးပွားရေးဦးစားပို့ပေးသူအလုပ်အကြောင်းလွှဲပြီးဘာမှစိတ်ဝင်စားအဲ့ဒီအကျင့်လေးကိုတဘောကြပြီးမိမလီဘီရဲ့အမိဖန်ချင်းကိုဘယ်နည်းခံရမလဲဆိုပြီးတွေးပူနေရကြောင်းအင်တောင်ပြုတ်ပြီးဘူးစီစဉ်တာပါအေးပါကွာဒါမဲ့ဖိုးဖိုးရဲ့မွေးရနေတော့ရင်တော့အလုပ်တွေကိုပြတ်ထားပြီးလိုက်ခဲ့ရမယ်နော်ဒါအမိတ်ပေးရမငင်းနဲ့အေဂရစ်ညင်ဖို့လုံးမယ်ပဲကြံတဲ့ရဲ့ဖိုးဖိုးကပြောလိုက်တော့ညင်ကုန်နေရပါတယ်အိမ်မှာဖေးကြီးတက်ဖိုးဖိုးကိုပို့ကြောက်ရတယ်မထင်သလိုလူရှိသူရှိလည်းမရှာနေရင်အုတ်တန်းမှာသူစိတ်ခမ်းမသိရင်တော့ဇီဝေလုံနေလဲတွေ့ရနဲ့ပြက်ပေါက်တတ်တယ်ဖိုးဖိုးအမိတ်ကိုနာခံပါမယ်ဗျာโอเคဒါဆိုလဲဖေးဒီဖေးရီတောက်ကြတာပေါ့ကွာဟုတ်ဖိုးဖိုးနေလက်ကနေရန်ပုတ်ပေးမယ်လေအညာမြေရဲ့မကြီးပင်အရေးကအေးမြနေပါတယ်မကြီးပင်အောက်မှာကလေးတွေစော့ကစားလေးရှိတယ်လို့လူကြီးတွေလည်းစကားဖောက်ဖွဲ့ပြီးပြောလျင်ရှိပါတယ်အရာကိုပြောရွှဲဝင်ကောင်းပြီးကြည်နူးစရာမြင်ကွင်းလေးပါစီမခိုးနေတော့ကြွတ်ဆုပ်မခိုးပါဘူးကိုတိုးတရလဲနေရတာမခိုးဘူးနေအောက်ကစီကတက်နေထားလို့ပြက်နေပြီဖဲစီဆွဲအောင်မယ်အဲ့ဒါမမြင်လို့ပါကိုတိုးလေးရလဲမမြင်ဘူးတဲ့ဘယ်စုံထုတ်တဲ့ပူပြူတဲ့နေရမျက်လုံးရွှေချချဖို့ကောင်းနေကဲပါကြွတ်ဆုပ်တဲ့ဒိုးကလေးစကားများနေနဲ့အချိန်ကြာရင်ပြစ်တော့ကြွတ်ဆုပ်ဒိုးကလေးကိုကစားနေရလောက်စားလုံးပြစ်တတ်မှာရှုံလုံးပြီးနေပူလှမ်းပြီးလှုပ်ရခြင်းဖြစ်ပါတယ်ရန်ကုန်မှာဆိုရင်တော့ဖန်ခေါ်လီလုံးနဲ့စုံကြတာပါတောင်းမှာတော့လောက်စလုံးနဲ့ကစားကြတာပါနိုင်ငံနဲ့နရင်ချိတ်ပိတ်ဟာကျွတ်ဆုပ်မထီဘူးငါအဲ့ကိုတိုးလေးနိုင်ငံနဲ့နရင်ချိတ်ပိတ်လို့ပြောတာကြောင့်
မထီရမဆိုင်နာခလိုင်းလာမခေါနဲ့ကိုဘကလက်မဖြောင်းလို့မထီရမကြိမ်နဲ့ငါလက်မင်းပြန်ဆိုဖို့ကွာဆိုမှာပါမကြိမ်မနဲ့ပြက်နေတဲ့ကျွတ်စုပ်ကိုရှာထုတ်ပြောင်းပြီးပြက်လိုက်ပါရီကိုတိုးလေးခေါင်းထီလို့အကုန်နိုင်သွားပြီကျွတ်စုပ်ရီမင်းကတော့တနာပါရဲ့တနာစရာမလိုပါဘူးတာကြီးငါလဲတဲသွားပြီးရှုံနဲ့လောင်စလုံးလုံးမှာကျွတ်စုပ်ဟာဝိုင်းဝိုင်းလေးလုံးခဲ့မင်းစရာတွေအဲ့ဒီလက်စလုံးကိုအပိုင်သိမ့်ဖို့စောင့်နေပါမယ်ငါရဲ့လက်ဘလောက်ဖြောင်းလဲတွေ့ရင်နော်ကိုတိုးလီကကန်ကန်သွားတာပါနော်နင်းကဝင်မခံချင်သေးပါလားငါလက်ပြောင်းချောင်းဘလို့တက်တည်ပြပေးရမလဲထိုးစည်းခွက်တို့အိမ်ခေါမှုမှာချိတ်ပြီးလှမ်းထားတဲ့စီးဖလင်းကိုထိအောင်ပြက်နိုင်တော့ကျွတ်စုပ်တို့ကိုတိုးကလေးကိုစီးဟတန်းလိုက်မယ်โอเคထိအောင်ပြက်ပြမယ်ညနေဒေါ်စည်းခွက်တို့အိမ်ရှိမှစုံမယ်အခုတော့လောက်စလုံးပြန်သိမ်းလာအောင်မယ်ကျွတ်စုပ်ဒူကလေးစတိုင်ရမိုက်နေရောဒူပုံကျဲပေါင်းပြီးနဲ့အပေါ်ကစပုတ်ရှက်အဖြူလက်တို့လောက်စလုံးထည့်ထားတဲ့လွှဲအိတ်ကိုဆက်လွှဲတိုင်းထောင်လွှဲထားပါရီသူ့ထက်အသက်12နှစ်ငယ်တဲ့ကလေးပိနဲ့ပေါင်းပြီးရွာမှာတောင်းကျလျက်ပါရွာလူတိုင်းဟာလေဒူကလေးကိုချစ်ကြပေမဲ့တချို့ကတော့ကြည့်မရအောင်လေဒူလေးတို့ကနေရာကားပါရဲ့လေအဖေကရွာလိုကြည့်အဖိုးနဲ့ဖွားရွာမျက်နှာဖုံးရွာမှာအချမ်းသာဆုံးအမနှစ်ယောက်ကလည်းဒီရွာမှာအချောဆုံးနော်အမေလို့သူကလည်းရွာမှာကြောင်းအောင်ပါဒါကြောင့်လေဒိုးလေးတို့စိုးတာမစမ်းပါဘူးအမေဘိုက်စားတယ်အဝေးကနေ9အိမ်ချောင်း10အိမ်ချောင်းအော်မနေနဲ့အိမ်ထဲဝင်ပြီးတူတူတတ်တာပြောင်းလိုက်ရတယ်အမေကလည်းတာဟာကျင့်ပါနေလို့ပါအကျင့်ပါရင်လောက်မနေစေးနဲ့ကြည်စမ်းအင်းကျိတ်ပြူပါလက်နေစုပ်ကြနေရပဲဒိုးကလေးဘလောက်တောင်စော့လာလဲမျက်နှာကြောင်ချီရုပ်အတန်ကြောင်သာမှတ်မိရမဟုတ်ရင်တော့ဖေကကလေးကဝမှမသိဘူးအမေကလည်းဗျာပြန်လာနေစုပူပဲနှက်ခမ်းစုပြီးပြဲကပြီးထိုင်းမိရဲ့ဒိုးလေးကိုတော့ကြကြနေရွက်သွားလင်ဆွဲလိုက်ပါရီဟာအမေနားတယ်ဒါနေရွက်ပြက်ပြီးလောက်ကြပါအောင်ကေကြပါအောင်ပြုတိတ်ဆန်းအတန်ပြဲနဲ့အော်မနေနဲ့ဘယ်တန်ခါပြောရမလဲကြေးကားပြီးမထိုင်နဲ့လို့အမေပြောတာအခောက်ပေါင်းမနေဘူးအဲ့ဒီနားမထောင်လို့ပြက်အောင်လင်းဆွဲအောင်ပါဖိုးဖိုးကြီးတောက်ခဲ့ပါအောင်ဒီမှာတောက်အမေနှိမ့်ဆက်နေရဲ့ဒိုးကလေးအော်တဲ့ကြောင့်ဥခေတ်မှာအိမ်မွားနေပြေးစင်းလာတယ်မိမရက်လိုက်တော့ဒါအရက်နာနေပြီနားပါစေဒီကကျမအရှိမမလုပ်တာကျမတိုးလေနေအဖိုးမြို့ရဲသွားရင်အကူကြီးတောင်းဖို့စိတ်မကူနဲ့နောက်တစ်ခါပြေးကားထိုင်ကြည့်ပေါင်နဲ့ချောင်းဆွဲပြက်မယ်အဲ့လိုပြောပြီးဒိုးကလေးနေဘက်ကိုလှုပ်လိုက်ပါရင်နားလိုက်တာနေရက်ကနေရဲနေပြီဖေမငူပါနဲ့ကွာတိတ်ဖေသားယောက်ျားမဟုတ်ဘူးလားအမေကိုဇက်နဲ့မဖြေပဲကောင်းကြီးပြပါရင်ယောက်ျားဆိုတာမျက်ရည်မကြောက်အောင်တားရဲ့ဖိုင်းစားလေးဆိုတမီးကြည့်ရင်မောင်လေးကိုထမင်းခုကြွေးလာအောင်ဟုတ်ကဲ့ဖေကဲတောင်းစမ်းတော့တားရဲ့မေကိုဖေတောင်းစုလာအောင်မယ်နော်အများကြီးစုခဲ့ဖေဥခေမောင်ခေါင်းတာငင်းပြပေးဒေါ်ချင်းစီကိုလာခဲ့လိုက်ပါရင်တားကိုအရင်မရိုက်ဘူးပြောရမယ်ဒိုလီယာမင်းလေးစုပ်ပြီးမဲ့ဖေနဲ့သူကယောက်ျားလေးလိုချင်တာကြောင့်အငယ်ဆုံးတောင်းတယောက်လိုပြူစုပြူထောင်ခဲ့တာပါမိမတားကိုတိတ်မရိုက်ပါနဲ့ကွာဖေပြန်လာလို့သိရင်အဆုခံရမယ်စုပါစေရှင်တို့ကြောင့်ဒိုးလေးအခုလိုစိုးနေရကျမလည်းတမင်းငယ်ကိုအခုလိုမရိုက်ချင်ပါဘူးရှိုက်ပြီးကျမပဲအခုလိုမျက်ရည်ကျရတယ်ယောက်ျားတောင်းမှန်ပါလေကွာဒိုးလေးအခုလိုဖြစ်ရတာကိုကြောင့်ပါကိုကသားလေးတယောက်လိုချင်မိအောင်ဒိုးလေးယောက်ျားစိတ်ပေါက်တာနဲ့ကိုနဲ့အဖေကြောင့်ပါမငူနဲ့ဒိုးလေးကချိုးသားစွာပြောရင်တော့နားထောင်ပါတယ်သူ့ရဲ့စပယ်နောက်ယောက်ျားလေးလိုညှက်ချက်တာမိမချော့ပြောထားလို့ညှက်တာလေကွာကျမတမင်းငယ်ကိုမိမဘဝကိုပြန်ရစီချင်တယ်ကြိုးစားပေးပါမယ်ကွာနော်တိတ်တော့နောက်တစ်ခါတော့ရမ်းမရိုက်နဲ့ရိုက်ပေးရင်လည်းမင်းပဲစိတ်မကောင်းဖြစ်ပြီမို့လားအဲမှာကျမတမင်းငယ်ကိုမရိုက်မိအောင်ကြိုးစားပါမယ်လာပါတဲ့ချက်ဝဲနဲ့ပေါင်တုံးတက်တိုက်ကြီးရနန်းတော်ဘက်မှာခန္ဓာထဲဝါလေးရွှေပါရင်ချန်နေပါရေကူးကန်ဥယျာဉ်အာကစားခက်မှရုပ်ရှင်ကိုအသေးစားလေးပါစောက်လုပ်ထားပါရင်ဒီအိမ်ခေါ်ရဲ့နာမည်အရှန်တခင်ဆက်အိမ်လို့ခေါ်ပါရင်ဒါကြီးအလုပ်တော်တော့မလားဟုတ်တယ်မေပြောစရာရှိလို့လားမရှိပါဘူးတားဖိုးဖွားတရိပ်ပေးခိုင်းလို့ဘာများလဲမေဖိုးဖိုးရဲ့မွေးရမြေကိုတွားဖို့အတွက်နှစ်ရက်ပဲလို့တော့နော်တားသေးပါတယ်မေဒါကြောင့်လည်းအလုပ်တွေလေးဟာမှမရှိအောင်စီစဉ်နေရပါအရန်ကြီးလည်းမလုပ်ပါနဲ့ကျမကြီးထိခိုက်အောင်မယ်မထိခိုက်ပါဘူးတားရဲ့ကိုပိုင်စရာမှာတပတ်တခါကျမရဲ့အတွက်လာကြည့်ပေးပါတယ်
ဒါကြောင့်စိတ်မပူပါနဲ့ဟုတ်ပါပြီအလုပ်ကိုလည်းနားနားနေနေလောက်ပါဟုတ်မေတားပြီတက်တာဒေါက်တာဝင်းရဲ့ပေါင်နန်းသွားတယ်အလုံးရောက်တာနဲ့ A-grade အရင်ဆုံးဝန်ထမ်းတွေကိုလှိုင်းဆက်တယ်ပြီးရင်တော့တဲခုသူတွေအခန်းအောင်သွားပြီးဘာတွေလိုအပ်လဲလိုက်မိပါတယ်အဲ့ဒီနောက်မှာတော့မိဖို့ကြောင်းဆက်ပြီးသူ့ရဲ့ရုံးခန်းကိုဝင်လာခဲ့ပါတယ်ဆရာဒီနေ့ဆေးရမယ်ဆေးရမှာโอเคနေ့လယ်2 နာရီမှာဘာလုပ်ဖို့ရှိလဲမရှိပါဘူးဆရာ3 နာရီမှာတော့စားတော့ဘူးကိုစိတ်ဖို့ရှိပါတယ်ဟုတ်ပြီ2 နာရီကြာရင်တော့ကားပြန်ထားပေးပါဦးတီရနဲ့တွားတွေ့မယ်ဟုတ်ဆရာကော်ပီတစ်ခွက်လာပြီးခိုင်းပါပြီးရင်တော့နေချုပ်စရင်တီလောက်ပြီးရင်တော့ငါစပွဲမှာလာကြံထားပါဟုတ်ကဲ့ဆရာA-grade ကွန်ပျူတာကိုပဲအာရုံစိုက်ပြီးအလုံးနှုတ်နေပါတယ်သူ့ဘဝမှာအလောက်ကတာနံပါတ်တက်ပါအလုံးနဲ့ပတ်သက်ရင်တော့ဘာတစ်ခုမှအမှားမခံဝန်ထမ်းတိုင်းက A-grade ကိုတိတ်မိလို့နာမည်ပြောင်းပေးထားကြတယ်အားကြောင့်လဲဆိုတော့နာမည်ကြီးဟာတစ်ချိန်လုံးတင်းငင်ပြီးရေမုံချင်းပြုံးချင်းမရှိလို့ပါဒါတော့မိန်းကလေးတွေဘာကြောင့်ကြိုက်ကြလဲမသိပါဘူးဆရာတိတ်မိရရမ်းတော့တာပဲနော်စီကံလည်းတီးကြနေရောအမလီစီကံတီးချက်ကတော့နိုင်လောက်ရှိငါတော့ဆရာကတိတ်မိနာသွားမှကြောက်တယ်အတူတူပါပဲဒေါသလည်းကြီးပါဆရာတိတ်မိငါ့ကိုရုံခန်းထဲခေါ်ရင်တော့ဖျားစာရွတ်ပြီးသွားရတယ်ငါလည်းအတူတူပါပဲဒူးတော့တုံနေကြည်ပြာနဲ့တေရီဘာတွေအတင်းတုံပန်းအိုးတိုးရင်နဲ့တင်းတုံနေသူတို့နှစ်ဦးလှမ်းသွားတယ်လမ်းလိုက်တာရွှေရဲ့ဆရာတိတ်မိကြောင်ပြောနေရအေးနော်တတိထားပြောကြတော့ကြသွားလို့ရှိရင်အလုံးမလုံးပဲနေပေါနေရပေါ့ချက်ချင်းလားစာဖျဲဆိုပြီးA-grade ပုံစံတူးပါပြီးပြောတာကြောင့်ကြည်ပြာနဲ့တေရီကဘိုက်ကိုလက်နဲ့ဖိပြီးရဲကြပါတယ်ချက်စုပ်ငါးလန်ဆန်တိနေရောခေါင်းမုံးမှာလှန်ထားတဲ့ပလင်းကိုလေးကွားနဲ့ပြက်လိုက်ပါတယ်ဟာငါရဲ့စေးပလင်းကိုဘယ်ဟာကလေးကောက်ကအုတ်ချမြတ်ပေါက်ကလေးကွားနဲ့ပြက်တာတော့ငါတို့အားလုံးကတရဲခံမယ်ကြေးကြတော့ကြေးနိုင်မှလွတ်မယ်ဒိုးလေးထိတ်ဆောင်ဟာမကြည့်မငယ်ကြည့်ရဲ့ဟာမောင်းလိုက်တာကြွစုံနေသွားမတိုင်နဲ့နော်အတိတ်ကတည့်ရခါနေမဲကြလားနင်းကြောက်ဖြစ်တာကိုတိုးလေးပါတာပြက်တော့ဒါနဲ့ပါဆိုင်လို့လေနေပြစ်ခိုင်းတာလေးကြွစုံနော်ရုပ်မလုံးနဲ့အမွေးနှုတ်ပြီးကြီးစာကျွေးပြင်မယ်တာခီနဲ့ဒီဟာသူတွေအားလုံးတက်တည်ရှိရဲ့ဟုတ်တယ်ကြွစုံနေပြစ်ခိုင်းတာအေးပါကွာကိုတိုးလေးကငှစရာပါမတိုင်ပါဘူးခိုင်းစားလိုက်တာကွာမုံတော့ဝဲဆောင်ငါဝဲကျွေးမယ်ဟေးမုံဆိုင်အောင်ချီတက်ခလေးတွေတက်တိုင်းနဲ့ဒုတ်ကလေးတို့ပျော်ရွှင်စွာခြေတက်ခဲကြပါတယ်။ညနေ6 နာရီအလျှောက်ပြန်ခဲဆိုလို့ဒိုလေးကစားရရှိရင်နဲ့အိမ်ကိုအမြန်ပြေးလာခဲ့ရပါတယ်။တမင်းကြီးရေထမင်းခူရတော့အမေတို့ထမင်းဆိုင်ရအောင်အမေဒုတ်ကလေးအတွက်ပါခုလိုက်ရမလားခူရမှာပေါ့မမကြီးရလေတောင်းလဲဖိုင်းစားရီအကြရုံမှန်နေရောမနေ့8 နာရီထမင်းစားပြီးပြီဆိုရင်တော့ရွာယူကိုပေါက်ရှောက်စော့နေ့လယ်12 နာရီပြန်လာထမင်းပြန်စားဟောမကြခင်ပြန်ထွက်ညနေ6 နာရီအိမ်ပြန်လာအရွှဲဝင်စိန်ကြနေရပဲနော်အမေကလည်းတားဟုတ်တွေ့ရနဲ့ပွားဖို့ကြည့်ပဲအိမ်ကိုညနေ6 နာရီအရောက်ပြန်ခဲ့ဆိုအမေပဲပြန်ပြီးရောဟုတ်ပါပြီခဲနှက်ခမ်းကြီးကိုစိုးမနေနဲ့ရေမှုချိုးပြီးထမင်းလာစားဟာမေးရလေစားပြီးနိုင်ယူပဲကျိုးနေပြီဗျအရင်ပိုင်းစားနေပြီဆိုပြီးအိမ်မောင်ပြေးထက်သွားပါတယ်တော့ကျန်စိတ်ပြတ်စွာကြည်ရင်နဲ့တက်ပြန်ချမိမေးနဲ့ဖေးဟာရွှေဟာကာစီနဲ့အဖိုးဖွားရောတောင်းညီကိုနှစ်ယောက်ကနောက်ကနေလိုက်ခဲ့မယ်ယူဆိုင်မောင်တော့ဟုတ်ကဲ့ပါဖေးညောင်းရေပြောတားလာပေါင်းပေးပင်အေးပါအညာနေရအရှမ်းပူတာနော်အဝိစားပါးတွေထဲထားရလားထဲထားပါတယ်ဖေးအဲ့ဒါဆိုရင်တော့သွားစို့A-grade တို့မိသားစုတွေမွေးရမြေကိုပြန်ခင်းကြပါတယ်မွေးရမြေမှာအိမ်မရှိပေမဲ့ဖိုးဖိုးရဲ့တငယ်ချင်းဦးမြတ်သာအိမ်မှာတဲခုကြပါတယ်ကိုကြီးညောင်းနေပြီလားညလေးပေါင်းမယ်မညောင်းပါကွာဖေးတို့စီမှာဖုံးဆက်ကြည့်အောင်ဖေးအနားယူကြလားမသိဟုတ်ကိုဖုံးဆက်ကြည့်မယ်အနားယူမယ်ဆိုရင်တော့ညလေးပဲတွားမှလိုက်မယ်โอเคပါဟိုကောင်ဂီတရန်စာကတော့ကလတ်တိတ်ကနမောင်အိတ်နေရောအေးပါစေကိုကြီးဟာငင်းငယ်ဟာငယ်ဆုံးလေးအလိုလိုက်ရမှာပေါ့အနောက်ကမ်းမှာစိန်ချအိတ်နေရဲ့ဂီတရစာကိုကြည့်ပြီးA-grade ကောင်းခါမိပါတယ်အိမ်မှာတူပါဘူးပါအိမ်ရဲ့စိတ်လဲတန်းစုပ်လဲမမောင်အိမ်လူတွေအကုန်လုံးသူ့ကိုချစ်ကြတယ်ဒိုးလေးတယောက်ကတော့တောင်းကျနေပါတယ်ဘလို့ပြောမရအောင်ပါပဲအတောင်းရင်ကတော့ရန်ကုန်အိတ်တွေကိုသူ့ခန်းမှာအိတ်ခိုင်းမယ်ဆိုလို့ပါအမေတောင်းမမတို့နဲ့အတူမအိတ်ဘူးနော်တောင်းခဲမှာပဲတောင်းအိတ်ပါနေရာမှာဖယ်ပေးနိုင်
ဒိုးလေငါဘယ်နှခါပြောရမလဲဒါနေ့အဖိုးရဲ့အရေးကြီးရဲ့အဲ့တယ်နော်တွားနေရဲ့အတုံးဆောင်နေမခန့်အောင်ရွှေ့ထားတားခက်မဲဘာလူကျင်ရလဲမမတို့အိမ်ကလည်းကောင်းတာပဲရှာမရှိစမ်းနဲ့ခိုင်းတာလို့အမေရဲ့စူတန်းကြောင့်ဒိုးလေးနှခမ်းကိုတထောင်လောက်ဆိုပြီးကိုခန့်နဲ့ဝင်ကခွေးစားထုတ်တွေရွှေ့ရပါတယ်ဒီနေ့အိမ်မှာဒိုးလေးကတ်နေရအဲ့တယ်လားမှမဟုတ်ပါမဟုတ်ရင်တော့အိမ်မှာကတ်နေဖို့မပြောနဲ့ဒီချိန်လေတော်ရင်တွားရင်တွားမတွားရင်ရာထိတ်မကြီးပင်အောင်မှစော့နေပြီဖြစ်ပါတယ်ငါခန့်ကိုရှောင်းသွားသူတွေကအိမ်မယ်ပေါ့မကြည့်နဲ့ဘူးဒိုးလေးကိုဒါမျိုးလာလုံးလို့မရအောင်ပညာတော့ပေးရမှာပေါ့ဒုကလေးသူကြံစီထားတဲ့အတိုင်းလုပ်ပြီးတော့သူ့ရဲ့အသုံးဆောင်နေတဲ့ပြီးမမတို့အခန်းစီကိုလေးတချွတ်ချွတ်နဲ့လာခဲ့ပါတယ်အခုနေ့ဟာစိတ်ဆိုးနေရသူမဟုတ်တော့တဲ့ပုံစံဖြစ်တာကြောင့်အမနဲ့ကတန်တအောကျိတ်နဲ့ကြည့်နေပါတယ်ဘာတွေပြူးကြည့်နေရလဲဒါအိမ်ဟာပေါ်မှာအိမ်မှာနော်မမတို့ကအကျန်းပြစ်မှာအိမ်သူများခန်းလေးလာနေသေးတယ်ငါတို့ကနှစ်တဲ့ကြည့်ရဲ့နော်ကလေးကလည်းအကျိတ်ဟီးပဲကိုအတူတူအိမ်မှာပေါ့မမလည်းတော့မအိမ်နိုင်ပါဘူးဒါဟာယောက်ျားလေးဖုံးနေမယ်ပြီးတော့အကြီးအငယ်ဦးစားပေးရမယ်တဲ့ဒါကြောင့်ဒါကခရင်ပိုင်းနေအရန်ပူကြရဲ့ဒိုးပြမအမတွေကိုငဲ့ညာမှန်မသိမမလည်းတော့လို့မီဒိုးပြမလို့ထပ်ပြောကြည့်ရွာမြောက်ပိုင်းကနွားနှုတ်တဲ့ကုပိန်နဲ့အောင်တွေလှုပ်ပေးမှာဒါအကြောင်းသိရဲ့နော်ကဲတော်ကြပါတော့ရှင်မောင်လေးသဘောပါပဲအလတ်မနော်တတိထားတော်ကြကုပိန်နဲ့ညားနေပဲကိုမောင်ကြောင့်ကိုတိရဲ့သားနဲ့ကေတာသွားဆော့မယ်အချင်းရှိအောင်ပြောတာနောက်စလုံးထည့်ပြီးလွယ်အိတ်ကိုလွယ်ပြီးရွာထဲရောက်ထွက်ခဲ့ပါတယ်အမေကနင့်ကိုဘဲမှမသွားခိုင်းဘူးနော်တွားဒီတိုင်းမဆက်ကနေလိုက်ပါချက်တော့ကပဲလမ်းလျှောက်မှာရှင်းပြတာမောတယ်တက်တာသွားပြီဟာကိုတိုးလီလာနဲ့တော့ပဲရွာထိပ်ကမြောင်မှာငါအများကြီးရှိရဲ့ရေးခတ်ပြီးဖဲ့အများကြီးရမှာတေးချလို့လာဖို့တော့မယုံရင်တာကင်းနဲ့ကြက်စုပ်ကိုမေးကြည့်ဒိုးလေးဟိုနေကိုကြည့်လိုက်တော့ဟုတ်တယ်လို့ခေါင်းကြီးပြလို့ရွာထိပ်စီကိုထွက်လာခဲ့ပါတယ်နင်တို့စီမှာပုံးပါရင်မလားပါရဲကိုလိုလေးပြီးတော့တယောက်တက်လက်ရိတ်ခတ်ထုတ်မယ်အခုငါရင်ခတ်ထုတ်မယ်ဒိုးလေးကလေးတက်တိုက်ရိတ်ခတ်ထုတ်ပြီးငါဖမ်းကြပါတယ်ထိုစဉ်ကားတစ်စီးကသူတို့နာရက်သွားတာကြောင့်ကလေးတွေနဲ့ဒိုးလေးစိတ်ဝင်တစားကားကိုကြည့်နေတယ်ဧကရေကားရက်ပြီးလမ်းမေးဖို့အတွက်ရွာလိုက်ကငါးဖက်နေတဲ့ကလေးတက်တိုက်တွေးလို့ရှက်လိုက်တာပါဒီမှာကလေးတွေဦးမြတ်တာတော့အိမ်ဟာပတ်မှလဲဘာလို့မလုပ်လဲဗျာကိုတိုးလေးတို့အိမ်မယ်ကိုတိုးလေးရေဒီမှာမင်းနေရဲ့ငါကြားတယ်ပြောရင်းနဲ့ဒုံလေးကကားစီတွားလိုက်ပါတယ်ကားကရက်မိုက်တာပဲကျွန်တော်တက်မယ်တကားဖွင့်ပြီးဟာဘာလို့ဖွင့်ရမလဲကွာမင်းကြောင့်ငါကားလေးညက်ပတ်မယ်ဝေးဝေးမှသွားနေခမကြီးမေးနေလူကကျွန်တော်အဖိုးလေးဗျာမေးဖို့ဆိုတိုင်းငါကားပေါ်တက်စီရလားတားရင်ဘာဖြစ်နေရလဲဖေးဒီမှာတားကားပေါ်တက်လာမလို့တဲ့ဦးမြတ်သားရဲ့မြေရဲ့တမီးကဒိုးလေးမလားမဟုတ်ဘူးဟုတ်ပါတယ်ဘဘပဲမမှတ်မိဘူးလားဟိုတခါတော့အိမ်လာလဲဘူးရဲ့လေလူမနေရပါကျွန်တော်ကယောက်ျားလေးပါမိန်းကလေးမဟုတ်ပါဘူးမပြောမိရတားကဒိုးလေးမလားအဲ့ဒါဆိုရင်တော့ဟုတ်တယ်ဘဘတားကြီးဒိုးလေးကိုကားပုံတက်ခန်းလိုက်သူ့လမ်းပြလိုက်မယ်ဖေဖေသူ့ပုံလည်းကြည့်အောင်တားကညစ်ပတ်မှာပေါ့ညစ်ပတ်လည်းပြန်လို့ရတယ်ဒိုးလေးလာကားပုံတက်တကားပွက်ပေးပြီးတက်ခိုင်းပါတယ်ဧကရမျက်နှာတံပြာတိကိုင်းမိသလိုတုံ့လိုက်သွားတယ်အငယ်ကောင်ကအနောက်ကမ်းမှာအိပ်ပြီးအလက်ကဖေးကြီးကိုကောင်းမောင်းလာကြောင်းရှေကန်းလူလုံးနေရကြောင်းဒိုးပြမအောင်ရှေကန်းထိုင်ခိုင်ခြင်းဖြစ်ပါတယ်တာကင်းနဲ့ကြွစုံဖမ်းထားကြနော်ငါပြန်လာခဲ့မယ်ဟုတ်ကိုတိုးလေးတို့ပေါ်မှာအငိမ့်မနေဘူးဟိုအကိုင်းဒီအကိုင်းလုံးနေကြတော့မင်းရဲ့လက်အညစ်ပတ်ခြင်းနဲ့ငါကောင်မကိုင်းနဲ့နော်ဟာဗျာခမည်းကြီးအောင်ကိုင်းစရာလားဧကရနာကတ်သွားမိရဲ့မင်းကိုပြန်ကြည့်အောင်ယောက်ျားလားမိန်းမလားလို့ငါနာမကဲနဲ့မင်းရဲ့လက်နဲ့ငါတောင်မထိမိစေနဲ့တကယ်မိုက်ထုတ်ပဲဟူးဒုကလေးလားဒိုးပြနာသူ့ကိုယ်သူနှသားမြမှတ်နေသလားမသိဘူးငါပြအမိုက်ထုတ်တဲ့လူကစားလက်သီးဆောင်မိကျိမိနဲ့တူတယ်ကြည့်နေဒီညဘက်ကြက်လက်ကျိနဲ့ခမည်းအတောင်ထိပြအောင်ထိအောင်မှာလူကစားကြရဲ့တွေးရင်းနဲ့ကားအဆောက်မှာဒိုးလေးရဲ့ညဘက်ကြက်လက်ကြီးသူ့ရဲ့အခွေးစားကိုထိသွားမိပါတယ်ဟာမင်းဘလို့လှုပ်လိုက်တာတော့ငါအခွေစားရင်ညဘက်ကုန်ပြီကိုကြီးဘာဖြစ်တာလဲမီးလောင်တာလားအနောက်ကန်းအကေးတရားစားနိုးလာပြီးအလန့်တကြားပြောမိပါတယ်မီးလောင်တာမဟုတ်ဘူးနတ်သူကြီးအနီရောင်မြင်ပြီးဒေါသထွက်နေရဘာကွမင်းသိချင်မိလားင
ငါ့အမြနှစ်တိုးနဲ့နိုင်စရာလားငါလုံးရင်တေးတော့မယ်အမေလှုပ်ရဲလှုပ်ကြည့်ပါလားဒိုးလေးတို့မှလည်းလက်ပါပဲချေရိုင်းလို့သွားကြော့သွားမယ်ဘသူကသူ့ဝေစာကိုထိကြမှာကားဟန်စောင့်တော့အရှိတ်မထိန်နိုင်ပဲပြက်သွားတာကိုအရှိတ်မထိန်နိုင်တာမဟုတ်ဘူးနေတမဲတက်တက်လောက်တာငါသိရဲ့ကိုကြီးဒီကောင်မလေးကဘသူလဲဘာတွေပြက်နေကြရလဲမင်းမသိအေးစေးကေးတရားငါစိတ်တုံနေရဲ့အဲ့ဒီဒိုးပြားမကြောင့်ငါဝေစားပေးကုန်ပြီစိတ်တုံရင်နွားမွေးလိုက်ကျွန်တော်အိမ်ရောက်ပြီးတခုခုတတိပေးမယ်နော်နောက်တစ်ခါဒိုးပြားမလို့ခေါ်ကြည့်ခမကြီးကိုပါဇက်နဲ့မပြောဘူးတော့ကျမတွေ့လားကျွန်တော်လက်တီးသေးပေမဲ့အထက်မသေးနဲ့တပတ်တိတိစံပြုံးနဲ့နှစ်ပေါင်းသွားမယ်ဒါနောက်ဆုံးဖြစ်ပါစေလက်ညှိုးတစ်ချောင်းထိုးပြီးတတိပေးသွားပုံတကယ်ရိုက်သက်ချင်စရာပါဧကရိဒေါသအရန်ထွက်ပြီးကောင်းမောက်ပြီးခွေးကြီးကိုတပုံပုံရိုက်ပါရင်ဒိုးလေးအေးရှိမှာဒေါ်စည်းကွက်ဒေါသတကြီးအောက်ခောက်တန်းကြောင့်ထမင်းစားနေရဲ့ဒိုးလေးလှမ်းပြီးချောင်းဆိုးပါရင်ညနေကျန်းဆိုင်မှာထမင်းစားနေရဲ့ဧကရိမျက်နှာကိုထမင်းလုံးနဲ့စိတ်ကောင်းနေဧကရိစိတ်တူစွာအော်လိုက်တော့ဒိုးလေးကြောက်လန့်တအားနဲ့သူစားနေရဲ့မုံလာကိုကြောင်းဧကရိပါဆက်ထဲထိုးထဲလိုက်ခြင်းဖြစ်ပါရင်အဖြစ်ပြက်ကမြန်ဆန်သွားတော့အကုန်ကြောင်သွားကြတယ်ဒါအခွင့်ခေါင်းရှုပ်ပြီးဒိုးလေးအမြင်လန်းအိမ်နောက်ဘေးပေါက်ကနေဖက်နဲ့မပါပဲပြေးစိမ့်ခဲ့ပါတယ်ဒိုးလေးပဲရောက်သွားရည်တယ်ဒါရဲ့ဟာနားလိုက်တာကွယ်ရပါတယ်အန်တီအရှိရအဲ့ဒီတော့ပဲသွားပြီးအိတ်ခံလိုက်ပါဗျာကဲမက်ဆီကွယ်ဘာဖြစ်လာလဲဆီယာမရဲ့ဒိုးလေးကအရန်ဆိုးပါတယ်ရှင်ကျမလန်းထားတဲ့တဘာဘာဆေးမြက်ပလင်ကိုလေးခွားနဲ့ပြစ်ပြီးကွဲအောင်လုပ်တယ်အဲ့ဒါကြောင့်ဆုံးမပေးပါတောင်းမှန်ပါတယ်မက်ဆီကွယ်ရဲ့ဒိုးလေးကိုနောက်မလုပ်ရအောင်ဆုံးမပေးပါမယ်ဟုတ်ကဲ့ပါဆီယာမဆုံးမပေးပါရွာရဲပါလဲသူ့ကြောင့်စိတ်ဆင်းရဲတဲ့သူတွေများနေပါပြီဒိုးလေးကိုအဲ့လိုပြောတော့အကြီးမားနဲ့အလက်မမခံနိုင်ဘူးဒိုးလေးကရွာရဲသူတွေကိုစိတ်ဆင်းရအောင်တမင်တကာလောက်တာမှမဟုတ်တာတိုက်ဆိုင်သွားတာလေတမီးရဲ့မောင်လေးကအဲ့လောက်ထိလည်းမစိုးပါဘူးဒေါ်စည်းခွက်ရဲ့အပေါက်ရာလေးကိုရွှေရင်းပေါက်အကျိန်မပြောတဲ့မောင်အလက်မဝဲမပါနဲ့မစည်းခွက်ကြည်နာအောင်ကျမရော်ကြည်ပေးပါမယ်ဆေးရဘလောက်တန်ဖိုးရှိလဲရော်ချေးလို့ကျင်လို့လာတာမဟုတ်ပါဘူးဒိုးလေးကိုစုံမလို့ရအောင်လာပြောတာပါဟုတ်ကဲ့ကျမစုံမလိုက်ပါမယ်ဒါဆိုရင်သွားတော့မယ်ဆေးရမဒေါ်စည်းခွက်ပြန်သွားတော့ဒေါ်ကျင်းချင်းဟာဝက်ချက်များကင်ပြီးဒိုးလေးနောက်ကိုလိုက်ပါရင်ဒိုးလေးပြတ်တနာတွေအရန်ဆိုးနေပြီဆိုတာသိဟာကြောင့်အိမ်မပြတ်မင်းကောက်ရိုးပုံပုံတက်ပြီးလုံမမြင်အောင်ပုံနေပါရင်ဒုကလေးဘာမှလဲထွက်ခဲ့ကို့မှာကိုတိပါနေကြောင့်ရွာရဲမှာငါတို့အဆက်ကွဲဖောင်းများပြီဘာမှလဲထွက်ခဲ့အမေရဲ့စိတ်လျှော်ပါမောင်လေးကအခုဆိုရင်ဘယ်ရောက်နေမှလည်းမသိဘူးအရန်ကြောက်နေရှာမှာမောင်လေးကိုဘာမှမလုပ်ပါနဲ့နော်တိတ်ဆန်းကြီးမှနင်တို့တွေအလိုလိုက်နေလို့ဟိုဒိုးများကန့်တက်နေရဒီတခါတော့ကျိုးတုပ်ပြီးရှိုက်အောင်မယ်ဒိုးကလေးကောက်ရိုးပုံပေါ်ကနေအမေနဲ့အမစကားပြောတတ်အောင်ကြားတော့အိမ်ပြန်လို့မဖြစ်ဘူးတွေးပြီးမျက်ရည်တွေကျလာပါတယ်ကြီးမဟုတ်ပဲမဟုတ်ဒိုးပြမရှုံးလိုက်တာတကယ်ချက်တည်တုံးမယ်သူ့ပါစကစားပြီးသားထမင်းလုံးနဲ့ငါးစီလန်းစင်ရရလို့အတီကြကြမှတ်လောက်သားလောင်ရိုက်ပြက်ပါစေဧကရတကူကြီးတန်ရွှေလောက်ပြီးသူ့အိမ်ရမဲ့အခန်းစီလာကကတဲ့ပေါ်လှည့်လိုက်တော့ဟာစူးရဲအိယာပေါ်လှည့်တဲ့အချိန်မှာတကောလုံးစုခနဲ့ဖြစ်အောင်နာကျန်းနာကြောင်းကမကဒန်းထားလိုက်တဲ့အချိန်ဂျပန်နဲ့ထောင်ချောက်ပေါင်တက်ထဲမိလို့ချီမောက်ညတ်သွားချော်လဲမှာခွေးကြဝဲကြပါပဲတာဘာဖြစ်တာလဲတကားပွင့်မအောင်မူးရမေးတာမထနိုင်တော့ထင်နေတမီးကြီးအခန်းတကားတော့ယူခဲ့ဟုတ်ကဲ့ဖေအားလုံးစိုးရင်တကြီးတကားပွင့်ပြီးဝင်လိုက်ပါတယ်တကားပိတ်ပြီးဝင်လိုက်တော့ဧကရိလဲကြပြီးခြေထောက်မှလည်းကြွက်ထောင်ကြောင်ရှိနေရကြောင်းအိမ်သားအားလုံးကအလန့်တကြားဖြုတ်ပေးရပါတယ်ဘလို့ဖြစ်တာလဲတာကြီးမသိပါဘူးမေလူအေးစိမ့်သွားပဲအိယာပေါ်မထိုင်နဲ့ကေတရာအိယာပေါ်ထိုင်မယ်လို့ဧကရိတောင်းလိုက်တာပါကိုကြီးကလည်းလှမ်းလိုက်တာဘာလို့မထိုင်ခိုင်းတာလဲအိယာအရန်ဆိုးတယ်ဟာလာသမီးအိယာခင်တိတ်ချခင်းတာမလားဟုတ်ခင်းထားပါတယ်အခင်းလှမ်းကြည့်လိုက်တော့တံမိုးစောက်တွေထောင်ထားတွေးလို့အလုံးအံ့ဩသွားတယ်ဒိုကလေးလက်ချက်ပဲအားနာလိုက်တာရှင်တကယ်တောင်းမှန်ပါတယ်ရပါတယ်မက်ကြီးအတီမြတ်သာပြောပြထားဒါဒိုးလေးအခန်းနဲ့သူ့ရမ်းကြိုက်တဲ့သူ့ခံဖဲခိုင်းလို့စိတ်ဆိုးပြီးလုံးမိရပါမက်ကြီးဒိုးလေးကိုမစုပါနဲ့နော်မိကြီးကတော့ဟိုဒိုးပြမောင်ကောက်ွယ်ပေးနေတယ်ရဲ့ကိုသားကြီးတလောက်နှမ်းချင်းနေအောင်တားကတော့မကြေနပ်ပါဘူးအဲ့ဒီဒိုးပြမောင်တစားစီဆွဲပြဲကျင်နေအ
အန်တီချင်းအသေးရိုက်ပါစေလို့စိတ်ထဲကနေဆူတောင်းနေမိပါတယ်မဆူလို့မရဘူးဒိုးလေးကအရှမ်းဆိုးနေပြီဒီတစ်ခါအရှမ်းလွန်သွားရင်ဒါအေဂရီရဲ့အတော်ထပ်ပြီးတောင်းပန်ပါတယ်ရပါတယ်ဗျာကျွန်တော်ဘာမှမပြတ်ပါဘူးကိုကြီးကလည်းအဲ့လိုဘာလို့မပြတ်ရမှာလဲကိုကြီးချက်တော့ကလမ်းလျှောက်လို့ရမှာမဟုတ်ဘူးနော်ဟုတ်ပါရဲ့တွေးထောင်ထက်နေပြီတမီးချင်းနဲ့တမီးလန်စိတ်ထက်ပေးလိုက်အောင်ဟုတ်ကဲ့မေအေဂရိကိုဖိုက်ပြီးကျူးစုဟာတနေကုန်လုံးမိုးချုပ်ပြီးမှလည်းဒိုးလေးကအိမ်ကိုပြတ်မလာသေးဘူးဟာဒီဘက်ကလည်းနှီးပြန်ပြီမမြင်နဲ့ကွာငါလဲပိုင်းစားပဲထမင်းစားနေပြေးလာတော့ဒေါ်စီကွက်ဘလို့သိလည်းမသိဘူးငါတို့ဖွဲကိုမြင်သွားလို့ပြတ်မှာပေါ့အခုဘက်ကရမ်းစားနေဘလို့လုံးအောင်လဲတီးချင်တာပဲဒိုးလေးကောင်းကုန်ပြီးကောက်ယူပုံမော်ဟိုဘက်လိုက်တေးဘက်လိုက်နဲ့အဲ့ဒီအချိန်မှာဒိုးလေးအတန်တိုးတိုးနဲ့ဘသူခေါ်နေရလဲတည့်ရဲမြလားကြောက်ပါလေဆိုမှအရွှေမြတ်စွာဘုရားတပည့်တော်ကဲပါစိတ်ထဲကနေစုတောင်းနေပေပါတယ်ဒိုးလေးမမကြီးနဲ့မလာပါဟမ်မမကြီးတို့ပါလားကောက်ရိုးပုံပေါ်ကနေအလင်းမြန်စိတ်ခဲ့ပါတယ်မမသားဖိုက်စာဒီနေ့အောင်မမေသိလားမသိဘူးနင်တော်တော်မှွေတာပဲအိမ်မှာဒေါသတွေထွက်နေကြတယ်နင်ခန်းထဲဘာလုပ်ထားလဲအဲ့ဒါဘသူခံလိုက်တာလဲမမကြီးကိုအေဂရစ်ဒိုးကလေးကလန်နက်ဖက်ကိုမြောက်ပြီးအောက်ဝဲခံလိုက်ပါတယ်ဒိုးလေးခုထိပြောနေအောင်လားငါရိုက်လိုက်ရသေးအောင်မယ်မမလက်ကလည်းကဲစကားများမနေနဲ့အိမ်ခုပြန်ကြမယ်ဒိုးလေးလိုက်ခဲ့ဒိုးလေးတို့၃ယောက်ကတိတ်လေးအိမ်ကိုပြန်လာခဲ့ပါတယ်မိမဒါအိမ်ပြန်မလားစိတ်မပူဘူးလားပူစရာမလိုပါဘူးသူ့မာရီတွားခေါ်လို့အခန်းထဲရောက်နေလောက်ပြီးမိမဘလို့သိအောင်လဲကျမမွေးထားတဲ့သမီးတွေအကြောင်းကုန်သိရဟူဒိုးလေးကတော့မထိန်နိုင်တော့ဘူးရှင်လာရွာလူကြီးလောက်တာဒိုးလေးပြဿနာရေရှက်ပေးဖို့ပြက်နေပြီမိမလည်းကွာဒါတမီတကလောက်တာမဟုတ်ပါကွာတော်ပြီကျမအိပ်ပြီးရှက်လိုက်တော့တော်ကြကြရောင်ကြားပြည့်သူနဲ့စကနိုင်မလို့ကျန်လို့စကားလန့်ကြောင်းလွှဲလိုက်တာပါအဲ့လိုကောင်းလိုက်တာကွာဒိုးလေးအိမ်ပြရောက်နေရပေါ့ဟာမေနားရဲနေရွက်ပြက်ပြီးထနေဖိုးဖိုးကြီးကဲပေါင်းတိတ်စံအတန်ပြဲနဲ့အော်မနေနဲ့ညနာသေးပြီးအင်းရှိထွက်ခဲ့ဒါအေဂရစ်ကိုတောင်းမှန်ရမယ်မလောက်ချင်ဘူးသူကဒါအခန်းကိုအိတ်ချင်နေအောင်ခန်းရနေသည်ဒိုးကလေးမတောင်းမှန်ရင်တော့နေရွက်ကိုဒီအတိုင်းလင်းဆွဲထားမှာနော်ဟာနားရီလွတ်ပေးပါတော့အမေတောင်းမှန်ပါမယ်ပြီးရောကြကြတရိထားဒေါ်ချင်းချင်းကအခန်းထဲရောက်ထွက်သွားမှဒိုးလေးကကိုနှွေးကိုလမ်းထဲပို့ပြီးတကွေးတရွှေလှုပ်ခဲ့ပါတယ်အရှိခန်းထဲမှာအိမ်ဟာလူတွေအကုန်ထိုင်နေကြပါတယ်ဒိုးလေးကလည်းစူပုပ်ပုပ်မျက်နှာနဲ့ဝင်လာတော့ဒေါ်ကြကြမျက်ထောင်းနေနဲ့ကြည့်ပြီးဒိုးလေးမျက်နှာအနေထားပြင်ခိုင်းရပါတယ်ဒိုးလေးကတော့မသိကြအောင်ဆောင်ပြီးစူပုပ်နေပါတယ်ဒိုးလေးကတားအီဂရစ်ကိုတောင်းပန်ကြလုံးနဲ့တောင်းပန်လိုက်လေဒိုးလေးပြီးတော့မျက်နှာကိုအီးမှန်ထားတဲ့ပုံလုံးလေးနဲ့နှက်ခမ်းဝက်လို့စူမထားနဲ့ဒိုးလေးခမည်းကြီးကိုတောင်းပန်ပါတယ်မင်းငါ့ကိုတောင်းပန်တာလားငှက်ပြားဖြစ်ပြီးစကားတက်နေရလားတောင်းပန်နေလူလဲအကြိတ်ရလဲမီးတောက်လောက်တယ်ဒိုးလေးတေးချတောင်းပန်စမ်းတောင်းပန်ပါတယ်ခမည်းကြီးကိုဒိုးလေးမရှိပဲပါဘူးဒိုးကလေးရဲ့အန်တီရဲ့သားကြီးကိုကိုလို့ခေါ်ပါခမည်းကြီးလို့မခေါ်ပါနဲ့ဒိုးလေးတဲ့9နှစ်ကြီးရဲ့ပြောတာကြားလားဒိုးလေးကိုလို့ခေါ်တယ်ဟာမင်းကလည်းမခေါ်ကြပါဘူးဒိုးကလေးအမေရဲ့နာမည်တလုံးချင်းခေါ်ပုံကကြောချမ်းစရာကြောင့်ဒိုးလေးအရှုံးပေးလိုက်ရပါတယ်ဒိုးကလေးငါ့ကိုဟိုချနေယူပေးရှော့ခမကြီးခိုင်းလို့မပေးနိုင်ဘူးဒါကတော့ငါလည်းခိုင်းကြလို့ခိုင်းတာမဟုတ်ဘူးမင်းလုံးလို့ငါချက်တော့လမ်းလျှောက်လို့မရအောင်လေဘာလဲငါခိုင်းတာမလုပ်ချင်ဘူးပေါ့ရှားရည်လေအန်တီချင်းချင်းကိုပြောလိုက်ရောလူရောက်မှကြီးလူကားစားကြီးတိတ်ပြီးညက်ပတ်တာသူ့ကြောင့်ငါရွာထဲမှာမကစားတော့အဲ့ဒီလူကြီးကိုထုတက်ချလိုက်တာနော်ငါလက်သီးကြကျွေးလိုက်ချင်တယ်နော်ဘာတွေတွေးနေရလဲငါ့ကိုမြင်ကတ်နေလားမေယောကငါ့အရန်ထုတက်ချင်တဲ့ပုံပဲငါခိုင်းတာလုံးမလားဒါမှမဟုတ်အန်တီချင်းလောက်မယ်အမေနဲ့မတိုင်ငါစကားတော့မဆုံးသေးဘူးချက်ချင်းအတန်ထွက်လာပါလားဒါနဲ့မင်းလက်သီးဆုပ်တာလားအရန်တောက်ထွက်နေရတဲ့နဲ့ငါရေးတော့မလို့တွားခတ်ပြီးခမည်းရွှေမှာရေးဘူးရှိရပဲနုငါရေဦးရရေးတောက်ချင်တာတေးချင်မင်းနဲ့ထင်တယ်လှုပ်ထက်လိုက်ရလို့ကျွန်တော်လက်သေးရနေပြီနော်တတိထားအန်တီချင်းအေဂရီအတန်အစုံထိမရောက်ခင်မှာဒိုလီယာအေဂရီဖက်ဆက်ကိုလက်နဲ့ပိတ်လိုက်တယ်တေးချင်မီလားတိုင်းမနေနဲ့ခတ်ပေးမယ်ဟုတ်ပြီလား
မင်းလည်းညစ်ပတ်ကြီးနဲ့ငါဆက်ကိုလာအုပ်ဟာလားရှင်ကြိုက်တာအခုမှတရိယာရဲ့ကျွန်တော်အိမ်သာချက်တာလည်းမသိရသေးဘူးမင်းတော်တော်ညစ်ပတ်တာပဲရှင်လိုက်တာဧကရလည်းစိတ်နေရနေအောင်ထားပြီးအမှားတယ်ဒိုလီကတော့ကျင်းနှံစွာပြုံးပြီးရွာထဲကိုထွက်ခဲ့တယ်ရွာတိတ်ကအရိတ်ကောင်းနဲ့မကြီးပင်အောင်ရှောက်တော့ဂျိုလီရဲ့ကစားဖို့ကစားဖက်တငယ်ချင်းနေစောင့်နေပါတယ်ကိုဒိုလီဒီနေ့မလာအောင်တောင်းထဲနေရငါ့ကိုမျောနေကြတယ်ပေါ့ကဲထိုင်ကြပုံမြင်ပြောပြပါမယ်ကိုဒိုလီပုံမြင်နားမထောင်ရတာကြားပြီဘာခေါင်းစင်လဲခေါင်းစင်ကလူကွာစာကြီးနဲ့ရွှေမင်းသားလေးပုံမြင်တစ်ပဲနားထောင်မယ်ကလေးတွေအားလုံးကဒိုလီကိုအလဲမထားပြီးထိုင်ကြပါတယ်ဟိုးရှိတော့အင်မတန်ရုပ်ဆိုးပြီးအကျဉ်ပုတ်အကျဉ်ဟုတ်တဲ့လူကွာစာရှိရဲ့ဒိုလီကချိန်ဟန်လက်အပြောတော့ကလေးတွေစိတ်ဝင်တစားဇလန်းဆုံးတော့အဲ့ဒီလူကွာစာကြီးမျက်နှာဖြတ်ကန်ကျန်လိုက်တာမဲသားလေးကိုအနိုင်ကျက်တာငါဟောပဲကျွတ်စုပ်သူကလည်းမဲသားလေးခံလှုပ်သေးရဲ့မဲသားလေးပညာပြီးတော့ဟိုဆုံးမကြီးကိုတွားတိုင်းနေအဲ့ဒီလူကွာစာကြီးကိုဖောက်လို့အမှန်နဲ့ငါတို့တွေကန်လိုက်ရရင်တော့ဘလောက်အားရလိုက်ပလဲဒါဘောတာကြီးကမင်းတို့မင်းသားလေးတနာနေကြရမလားတနာတာပေါ့ကိုတိုးလေးရဲ့မင်းသားလေးကတို့ချက်တဲ့တငယ်ချင်းနေနဲ့မဆုံးပါပဲလူကွာစာကြီးကိုပြုစုနေရအဲ့ဒီလူကွာစာကြီးကိုဂုတ်ကနေဆွဲပြီးရွာလေးကမြောင်နဲ့လှုပ်ပြစ်ချင်တယ်ကျေးဇူးပဲမင်းသားလေးဘက်ကပါပြီလို့ကဲငါတို့မုတ်တော့ပဲစားကြမယ်နောက်ပြီးရင်စော့ကြမယ်ဒုကလေးပုံဝင်တဲ့ခလေးတက်တိုင်းပုံဆိုလိုချစ်တက်ခဲ့ကြပါတယ်ဒိုနီကတော့ဟိုလူကြီးမကောင်းကြောင်ပုံမြင်တရားနဲ့ထဲပြောလိုက်ရလို့စိတ်နဲ့လျက်ပါဒေါ်ရီတို့တားတော့အတုပ်ဆုံးဆက်နှစ်ပွဲလာကြပြီဒိုလီတို့ပါလားမတွေ့ရကြရင်နော်ရှန်ကောင်ကအဲ့ထဲရောက်နေရဲ့ဆိုဟုတ်တယ်ဒေါ်ကြီးတို့နင်တို့အိမ်ကနှက်သား၃ယောက်ကအရန်ချောရဲ့ဆိုငါနဲ့အေးပုံမှာညနေလာလေလာငဲမလို့လေဒေါ်ကြီးတို့ရဲ့တမီအီအီဟာဝင်ပြောပါတယ်နှက်သား၃မှာဟလားအခုနင်းရှိမှာအချောဆုံးနှက်သားတစ်ပါးရှိနေရလေဘယ်မှာလဲနှက်သားမတွေ့ပါဘူးလာနှောက်နေတဲ့ဒိုးလေးကတော့ဘာနှောက်ရမှာလဲအဲ့ဒီနှက်သားငါလေဟမ်ကျွန်တော်ရောပါလားကိုဒိုးလေးကိတရဘယ်လိုသိပြီးလိုက်လာလဲမမလည်းပြောပြတာဒီချိန်အိမ်မှာမရှိရင်တော့ရွာထိပ်ကအတုပ်ဆိုင်မှာရှိရတဲ့ကျွန်တော်လည်းတောက်ခွဲပေးပါသူတို့စားထားလဲကျွန်တော်ပဲရှဲမှာမယ်မင်းကိုငါ့ကိုလိုက်ရှာခိုင်းတာမဟုတ်ပါဘူးနော်ဟာကိုကြီးတယောက်တည်းထားခဲ့ရလားကိုကြီးတော့ဒေါ်ဖနေရောမယ်ဒိုလေးအီဂရိဒေါ်သားထပ်ပုံမြင်ရပြီးအတုပ်ကိုအားရပိုင်ရစားပြစ်လိုက်ပါတယ်ဒိုးပြမဘယ်ချိန်ထွက်သွားလဲမသိဘူးကိုကြီးပါပြစ်လို့လဲဟိုဒိုးပြမပေါ့ငါလိုအပ်တာခိုင်းဖို့အန်တီကျင်းငါနာမှာနေခိုင်းထောက်အခုဘယ်ရောက်သွားပြီလဲမသိဘူးကိုကြီးကလည်းဒိုးကလေးနဲ့တွေ့မှာပဲမဖြစ်ဘူးပါလေဖြစ်ရတော့တယ်အလားကောင်းတော့အရှမ်းပြုံနေရလားသိတော့မေကိုဒီလောက်ဖြစ်သွားဝမ်းသာနေရလားမဟုတ်ပါဘူးဗျာဒိုးလေးနဲ့ကိုကြီးတို့နှစ်ယောက်တကယ်ကိုနေနေလာလို့ပဲဟာကွာလိုက်ဖက်ညင်ပြောကြတာလားနိုတရားကိုတရားမရှိမှဖြစ်မယ်နေနေညောင်ပြောကြတာကိုကြီးဘာခိုင်းကြလဲကျွန်တော်လုပ်ပေးမယ်ဒိုးလေးကလည်းမနဲ့တရားကိုကြီးခိုင်းတာလုပ်ပေးနေရပဲဟုတ်တော့ဆော့ပါစေအိမ်မနေရင်လည်းကိုကြီးကိုဘာတွေထပ်ပြီးတိကျအောင်လှုပ်မလဲမပြောနိုင်ကြက်တရီထားကိုကြီးဘက်ကမှပေါင်းဧကရီဒေါသထပ်ပြီးပြောလိုက်တော့ကီတရန်စပုပြီးကောင်းငုံထားပါတယ်ဘာပဲပြောသူဒိုးလေးကိုခက်ပါတယ်ဘာဖြစ်မောတနခါနှစ်ဖက်ကိုညီအောင်လေးပြီးစပင်းရှိကိုဇက်ထုံထုံပြီးအုပ်ထုတ်ထက်ဆောင်ဝင်းနေကြချက်ပေါင်းပြီးဒုပုံနဲ့စပိုးရှက်အင်ဂျီဝဲပြီးလေးခွာရဲမှာထဲလွယ်ပြီးထွက်သွားဖို့ခုနှစ်နှစ်သားရှာတဲ့ထွက်မက်စတိုင်နဲ့ဒိုးလေးကိုသူ့ရန်ခင်ကတန်ရုံးဆက်ပြက်မိပါတယ်ဆိုင်းရည်လိုပဲအေးတယ်တန်းတွေလိုလဲမွေးရဲတယောက်ဆိုတယောက်ချက်တယ်အော်ဘတောက်ဆိုဘတောက်ပဲပွက်နေတချင်တိတ်အေးနဲ့ပြန်လာနေပါလားဒိုးလေးဟုတ်တယ်အမေတာရူညကြရင်ပူစုမတို့အိမ်မှာမိုင်းနဲ့တချင်ဆိုကြမှာပူစုမဝင်းနေလဲအမေဒါကြောင့်အခုတည်းကအကလေးချက်နေရတိတ်ဆန်းနေရအတန်ဆိုနဲ့ဒါအေဂရစ်နာမှာနေလို့ပြောတာမနေပဲသွားစော့ကျင်ဒေါ်ကြကြရပါဇက်ကလည်းပြောလက်ကလည်းဝက်ချမ်းများကြိုက်ပြီးလိုင်းရိုက်တယ်အိမ်တစ်ခုလုံးစုညံပွက်လောရှိုင်းနေပါတယ်အမေမရိုက်ပါနဲ့ဖူဖူရေဖေရေတောင်းဟောက်ကဲဖောင်းနေဖုန်းနဲ့ဖေဖုန်းကြီးချောင်းသွားရင်ကိုကြီးတောင်းဖို့မစင်းစားနဲ့ဒိုးပြားမှတွေ့ပြီးနေငါမပြေးနဲ့
ပြေးမှာပဲမပြေးရိုက်ခဲရမှာပေါ့တော်ကြဲကြဲအနောက်ကနေလိုက်ရတော့ဒိုးလေးကလည်းပတ်ပြေးပါတယ်အီဂရိအတန်နဲ့ကြောင့်သူ့အခန်းနဲ့တက်ဖြည်းဖြည်းထွက်လာတော့ဒိုးလေးကသူ့နောက်မှာပြေးပြီးကားထားလိုက်တယ်ဒိုးပြမှာဒါအီဂရိအနောက်ကနေထွက်ခဲ့စမ်းငါစိတ်တူလာပြီနော်ဒေါ်တင်ချင်းဟာမော်လေးမော်စိတ်တအားတော့ဟာကြောင့်ဒိုးလေးကိုအီဂရိနဲ့လွတ်မဲ့ထပ်ပေးရိုက်ပြီးမယ်အရန်လင်းနဲ့ဒိုးလေးကအီဂရိကူကြီးကိုဆွဲကွယ်အားကြောင့်အမလေးနားလိုက်တာဗျာတေးပါပြီဗျာဟဲတောင်းထိသွားလားတောင်းမှတ်ပါလေကွယ်ဒိုးပြမှဒီနေ့နဲ့တကယ်သေးပြီအမေမရိုက်ပါနဲ့စိတ်လျှော့ပါခုအီဂရိကြားရကနေထပ်ထိနေအောင်မယ်ဒိုးလေးသွားမမတို့ခံနေသွားနေဟုတ်မမအမေကိုတေးချောင်ဆွဲထားအောင်နော်ဒိုးလေးမမတို့ခံနေပြေးဝင်ပြီးတကားချက်တေးချောင်ထိုးပြီးတော့ခကြမော်လဲနေလိုက်ပါလေတော်သေးရဲ့ငါ့အောင်မထိပဲဟိုလူကွာစာကြီးကိုထိသွားလို့အရန်ပြောတာတေးချရဲသူ့ရဲ့ကိုယ်မှာရှိုးရထမ်းသွားမှာဒီနေ့ငါအတွက်အပြုတ်ရင်းနဲ့ပြည့်နေပါလားမောင်းလိုက်တာခဏအိမ်ဟောမှတာအရက်နာသွားလားအတော်တောင်းမှန်ပါရဲ့ကွယ်ရပါတယ်ဗျာမတော်တဆဖြစ်တာပဲအဲ့ဒီဒိုးပြမှဘလို့ပညာပေးရမလဲမသိဘူးဒါအကြံပေးရမလားဝေးစမ်းပါကွယ်အတီလည်းရန်စိတ်ညင်လာပြီသူ့ခန်းထဲမှာပိတ်ထားလိုက်ပါလားတကားဖွင့်မရအောင်လေအတီစကားနားထောင်မှဖွင့်ပေးမယ်ပြောပေါ့လောက်ကြည့်ရပေါ့အခုသူ့အမခန်းထဲမှာချက်ထိုးပြီးအိတ်နေလာပြီသမီးကြီးတို့နေအောင်ဝိုင်းကူရမယ်နော်အမေကလည်းဒိုးလေးအကြောင်းတီးရတာနဲ့အောင်မြင်ပါမလားရှာရွှေအေးညီတို့ရဲ့အချက်တော်ဒိုးပြမှပညာပေးရမယ်ဟုတ်ကဲ့မေတလုံးနဲ့ဒိုးလေးကိုပညာပေးဖို့ကြံစီပါတယ်ဟမ်တကားဘာလို့ဖွင့်မရလဲအပြက်မှာဘသူရှိလဲပြုတ်လောက်ဖွင့်ပေးပါမဖွင့်ပေးနိုင်အမေတောင်းပိတ်လာမထားပါနဲ့တာမွန်းချက်တာမကြိုက်ဘူးမုန်းနေအဲ့ဒါဆိုရင်အပေးယူလောက်ကြမယ်လေဘာပေးယူလဲမေဒါအေဂရီရဲ့ပေးမှနေပြီသူခိုင်းတာလုပ်ပေးရမယ်ပြီးငါစကားနားထောင်မယ်အမေစကားနားထောင်မယ်လေဟိုလူကွာစာကြိတ်ခိုင်းတာတော့မလုပ်နိုင်ဘူးဟာငါ့ကိုလူကွာဆိုင်ဟလားအော်ခမ ्या ကြီးပါရှိနေရလားဒါခမ ्या ကြီးအကြက်မလားမဟုတ်ဘူးလို့တော့မဆိုလိုပါဘူးမင်းကြောင့်ငါအခုလိုတွေဖြစ်ရတော့ပေးယူဘလို့လဲမလုပ်ဘူးမပွင့်ပေးနဲ့ခမ ्या ကြီးရဲ့ခိုင်းစီတော့မလုပ်နိုင်ဘူးဒေါ်ကျင်ကျင်နဲ့အီဂရီတယောက်မျက်နှာတယောက်ကြည့်ပြီးမျက်ခုံးပင်းပြချပါတယ်အဲ့ဒါဆိုရင်လည်းပေးရပဲအဲ့ဒီအခန်းထဲမှာကောင်းမွန်စွာနေခဲ့ပါတမီသားစုလုံးပူစုမောက်မွေးနေဝဲသွားပြီးထိုးပြမှရေဟမ်မွေးနေဝဲဟာဟုတ်တယ်ဒီညနေပူစုမောက်မွေးနေဝဲတချမ်းသွားဆိုအောင်မယ်အဲ့လိုတွေးပြီးတခါတော့တဖုံဖုံထိုးတယ်အမေတကားပွင့်ပြအစ်မပုတ်ကြနဲ့အဲ့ဒါဆိုရင်ပေးယူလက်ခံလားလက်ခံတယ်ဗျာလက်ခံတယ်ပြီးတော့ဖွင့်ပေးမယ်ဒေါ်ကျကျနဲ့အေဂရကလှဝါသိမ်းရိုက်ပြီးပျော်ရွှင်နေကြပါတယ်အဲ့ဒီနေရာပူစုမောက်မွေးနေဖွဲကိုအိမ်သားတွေအကုန်သွားရောက်ပြီးပျော်ရွှင်ခင်ကြပါတယ်အေဂရဖဖိုးတို့မွေးရမြေကိုရှောက်တာတပတ်ပြေးပြီးမယ်ရန်ကုန်မပြန်ရသေးတာကြောင့်ဘာအကြောင်းများရှိနေသေးလဲမေးဖို့အတွက်ဖဖိုးနဲ့ကြည်တို့စကားပြောနေကြတဲ့အခန်းကိုတူးလာခဲ့ပါတယ်ဖဖိုးကသူ့ကိုမြင်တော့မြေးလားလေအခုပဲလောင်းခေါ်ခိုင်းတော့မလို့တောင်းကိုပြောစရာရှိလို့ထင်တယ်ဟုတ်တယ်မြေးအဖိုးမင်းကိုအိမ်တောင်ချပေးမလို့ဗျာအရန်အံ့ဩသွားလာတာအဲ့ဒါတက်ပိုးတယ်မေးတောင်းမေးဂတိတစ်ခုတောင်းခဲ့ပိုးတယ်မှန်လားမမိပါတယ်မေးခုမေးတပုတ်ကြားတဲ့မေးကလေးကိုတွေ့ရလားတွေ့ပြီမေးအဲ့ဒီကလေးကိုဟိုးငငယ်တွေကသူ့ရဲ့မိဘတွေစီမှာချက်လုံလုံနှားဖောက်ထားတာအခုရှောက်ကုန်းမပြန်ခင်လက်ထပ်သွားမယ်ဗျာဒါဆိုရင်အဲ့ဒီမေးကလေးကဘာတူလဲပန်းမှုံဖူးပါသူ့နာမည်ကတားနဲ့လေသိပါတယ်တားတည်ရဲ့မှာအဲ့လိုနာမည်မရှိပါဘူးမေးတားတည်ကအန်တီကြကြရဲ့တမီပန်းဝက်လွှာအလတ်မပန်းဝီငယ်မဒိုးကလေးပါပဲနောက်တစ်ယောက်ရှိသေးလို့လားမေးရဲ့သားဒိုးလေးရဲ့နာမည်အရင်ကမသိဘူးလားပန်းမဟုတ်ဘူးကဒိုးလေးလားမဟုတ်ဘူးလားမေးဟုတ်တယ်သားဒိုးလေးရဲ့နာမည်အရင်ကပန်းမဟုတ်ဘူးပါမေးသူ့ကိုချွေးမတော်ချင်တယ်အဲ့ဒီကြီးမဟုတ်ဘဲမဟုတ်ကိုငါရှူရရင်တော့ဒိုးချဲမဲဟိုတယ်စောင့်နေရရရှက်ပြီးငါအတွက်စေးရုံစောင့်ရလိမ့်မယ်ဖះအဆူဆူကဲတော်မူပါတပည့်တော်ဖះအဲ့ဒီဒိုးပြမှမယူပြရစေနဲ့စိတ်ထဲကနေစူတောင်းမိပါတယ်တာကြီးဂတိပေးပါယောက်ျားပိသားသူတွေကဂတိကိုအသက်တက်ပုတ်ထားကြတယ်တောင်းမေးယောက်ျားပိသားစီကျန်တယ်တာဂတိတီပါတယ်မေးဒိုးလေးရပဲလက်မခံတော့လက်ထပ်ကိုနောက်ဆုတ်ပေးပါကောင်းပြီဒါဆိုရင်တော့ဖဖူးတငယ်ချင်းစီရနေပြီဒိုးလေးကိုတောင်းလိုက်တော့မယ်နော်ဟုတ်ကဲ့ဖဖိုးတို့လှုပ်ရှားမရှိတော့ရင်တော့တာရန်ကုန်ပြန်ကျက်ပြီအလုပ်တွေပြစ်ထားကြနေလို့ပါအေးပါကွာ
ဒိုလီနဲ့မြေမင်္ဂလာဆောင်ပြီးပြန်ကြတာပေါ့ဧကရစိတ်တက်ကြတော့ကိုခန့်ကိုပြန်လာခဲ့ပါရီဒိုလီရေမင်းလည်းငါ့ကိုရှမ်းမှုန်နေမှန်းသိရင်ဒါကြောင့်အတိတ်ညက်မယ်လို့ငါမျောလဲမိပါတယ်မျောလင်းနေလို့မရအောင်သူ့ကိုတွေ့ပြီးငိတ်ခိုင်းရမယ်တွေးကရေတရာခေါ်ပြီးဒိုလီရှိရလိုက်ခဲ့ပါရီစိတ်လန်းတဲ့လက်ကွဲနဲ့မှကောင်းဆိုင်နေကြတဲ့အပြိုလူပြိုရဲ့တချိန်ကြီးတောင်ကြားရပါတယ်ဒိုလီတို့ဖွဲရတော့လက်ကွဲပေးနာမြောက်မှရှိလာကူးကြတယ်ဟဲ့ဒိုလီမင်းဘွာငါတို့တေးချအလုံးမလုံးမှဆိုလို့လာကြည့်ခိုင်းထားလားမဟုတ်ပါကိုကြီးတာရင်ဟာရေလာကူတာကြက်စုံနေတာကြီးမင်းတို့ငါ့ကိုမင်းတို့စိတ်ခွန်ထားရင်နော်ကောက်ဆိုင်နေတာရင်ပြန်ပြေနော်ကြက်စုံနေတာကြီးကိုလှမ်းပြောချင်တာကြောင့်ကောက်ဆိုင်နေတဲ့သူတွေအတွက်ရေကူးလာပြန်ကြတာမင်းတို့ဖေကငါ့တဲ့အလုံးနာဆိုတော့အားပေးရမှာပေါ့ကွာဘာသူပဲအားပေးမှလဲကိုတာရင်ဒူလေးဘက်ကပေါ့ငါတို့ကတော့တာခင်းနဲ့ကြက်စုပ်ကိုအားပေးမှာနော်ကောက်ဆိုင်တဲ့အပြူတတိုက်ကလှမ်းပြောလိုက်ပါတယ်ရေကူးပြန်ခွေစားတော့လက်ထဲကိုအလောက်လာလောက်ကြတဲ့လူတွေအားလုံးအားပေးကြရဲ့ကိုကြီးပြန်လဲကောင်းမယ်နော်ဖွက်တီကြည့်ပဲယွန်းစရိုင်းခေတရာပြန်လဲလို့မပြတ်ဘူးဒိုးပြမကိုတေးချပြောပြီးညင်းခဲရမယ်ကိုကြီးတဘောပါအော်ဟိုနောက်မှာအတန်နေစုညံနေရဒိုးလေးတို့ဖွဲ့ပဲနေမယ်တေးကြတာပေါ့အဲ့ဒီဒိုးပြမရှိရနေရတိုင်းပွဲစီရလာကြောကြစို့ဒါကြီးမင်းညမ်းနေတယ်ငါချက်တော့ကိုလာစဲထားတားချောင်ရှုံးတာဟာငါတမင်တက်တက်လောက်တာမှမဟုတ်တာငါချက်တော့ကြွက်တက်သွားလို့မင်းကိုဆွဲမိသွားတာဟိုနှကောင်တုံးကြဆန်းနားညှိနေရပဲနိုင်နဲ့ငါတော့ကောင်းကောင်းမပြောအောင်ဆိုဘက်ကိုလက်တဆုံနဲ့ပြေးကြိုင်ပြီးနှစ်ယောက်လုံးပြက်ပေါင်းလိုက်ပြီးမယ်အကြောင်းသိနေတဲ့ကြွက်ဆုံနေတာကြီးကကောင်းငုံကန်ရှောင်းလိုက်တော့သူတို့နှစ်ယောက်ရဲ့အနောက်မှာရှိရဲ့အေဂရစ်နဲ့ရှင်ဘက်ကိုတွားထိပါတယ်ဟဲမြို့ကြီးသားကိုလူကျော်မှန်းသွားပြီးဒုကလေးတော့မှွေလိုက်ပြန်ပြီးကိုလူကျော်မျက်နှာနေကဒေါသတွေထွက်ပြီးဒါပေမဲ့လည်းကြည့်ကောင်းနေအသားလည်းဝဲဝနေရပဲကောက်ဆိုင်ပြိုးပြူမှလေးတွေကတီတိုးစွာနဲ့တယောက်နဲ့တယောက်ပြောနေကြပါတယ်မင်းဘယ်လိုလုပ်တာလဲဒိုးပြမဘာဒိုးပြမဟလားကင်းဟာဒီတစ်ခါဒိုးကလေးချိန်ရွယ်ပြီးပြက်လိုက်တာကြောင့်ဧကရစ်အဝိစာတစ်ခုလုံးပေးသွားပါတယ်ဟာမင်းလုံးမီနော်ငါမင်းကလေးမို့တီးခံနေရအာမလူခွာဆိုင်ကျွန်တော်ဒိုးပါမြလို့ခေါ်တာပထမတကမတော်တဆထီရအခုခါချိန်ရွယ်ပြီးပြက်ပေါင်းလိုက်တာငါလောက်ရင်တော့တေးရောမယ်လုံရဲလုံကြည့်ပါလားလာစမ်းကျွန်တော်ကလည်းတဝဲတလန်နှွဲချက်ပါရဲ့မင်းကိုပြောစရာရှိလို့လားမင်းမိဘတွေဘာပဲပြောပြောအသေးအသေးညင်ပါငါတတိပေးလိုက်ပါရဲ့ဘာပဲပြောပြောညင်ပါမင်းအရှိမနေငါလူသက်ချက်နဲ့တိတ်တွေပေါက်မိမှာဆိုလို့ကီတာပြန်မယ်စိတ်တူစွာနဲ့ပြောပြီးပြန်သွားတဲ့ကီတကဲကိုကြည့်ပြီးဒိုးလေးမျက်နှာမဲပါတယ်ဘာပြောပြောညင်းနဲ့လာပြီးမိတ်ပေးဟာသူကငါ့ကိုထမင်းကျွေးထားလို့လားသူ့ကိုကြည့်ရတာငါလက်ခံအရင်ကစိတ်ဆင်းရဲပြီးတော့ကရောက်မဲ့ပုံပဲစိတ်ချကျွန်တော်ကမိဟာကြီးဘာပဲပြောပြောလက်ခံဖို့ဆုံးဖြတ်ပြီးပြီတွေးရင်းနဲ့ဧကရိရသွားတဲ့နေရာကိုဘွက်အများကြီးနဲ့အပါတရားပြက်ပေါင်းလိုက်ပါတယ်ဒေါသပေါင်းမှာတောင်းအလားကအရန်ကိုချစ်စရာကောင်းပြီးပျော်စရာကောင်းမှန်းကေးတဲ့သိပါတယ်ဒါပေမဲ့ဟိုဒိုးပြမကြောင့်ဒေါ်လာကိုလည်းမခံစားနိုင်အလုပ်တွေလည်းကောင်းကောင်းမလုပ်နိုင်အခုလည်းကွန်ပျူတာနဲ့ရန်ကုန်ကပုတ်လာတဲ့နေချုပ်စရင်ကိုစစ်ပေးမယ်လေဟိုဒိုးပြမမျက်နှာပေါ်မှာပေါင်းလာလို့ကွန်ပျူတာကိုပိတ်ပြီးတက်ခေါက်ရတာအခါခါပါအဲဒီဒိုးပြမကြောင့်ငါအခွေစားတစုံပြစ်လိုက်ရပြီဟူးအလုပ်တွေလည်းမလုပ်နိုင်ဒီဖက်လုံးကြီးတာဒိုးပြမဆိုတော့ဟိုက်လိုခြေထောက်နဲ့ကလက်သီးနဲ့အပန်းတရထိုးပြစ်လိုက်ပြီးရေရွရင်နဲ့ဖလုံးကိုစိတ်ရွှေ့လက်ရွှေ့ပြုတ်မှုနေပါတယ်ဟူးအခုမှပဲစိတ်ပြေရောတယ်ဘာပြောရလဲကိုကြီးဟာလှက်လိုက်တာတကားကပေးဝင်လာလေကိတရာကိုကြီးနဲ့ရုံးဝင်ထန်အနေနဲ့လာတာမဟုတ်ဘူးညီကိုနေနဲ့လားကိုလည်းပြောတာမှန်ပဲကိုကြီးဘာလို့ချွေးရထွက်နေရလဲဘာမှဖြစ်ဖို့အဲ့လိုအဲ့တဲ့ပြောအောင်အေကွန်ခန်နဲ့ဖွင့်ထားအောင်ရှာရှိလိုက်တာမိချောင်းသားရဲ့ငါခံနေဘာလာလို့ကြရလဲဒုကလေးတာသဘောတူရင်လက်ထက်မယ်ဆိုမေကြီးပြောလို့တီးပြီးပြီကိုကြီးစီရောက်လာတာလာပြီးအင်တာဗျူးတာဟုတ်ပါတယ်ဗျာ BBC ဌာနပါဗျာဦးအိတ်ကလေးရဲ့ဇနီးလောင်ချစ်လာဗျာအယူနဲ့ကောင်အဲ့ဒီဒိုးပြမအောင်ချစ်ဖို့နေနေတာသာအခုချိန်တွင်အခုနေရင်အုပ်ပြချင်တာဒါပေါ့အယူကွဲအောင်ရှိုင်းမှာအသေးဆွဲအောင်ချက်မယ်သဘောပေါ့
ဦးဧကရိတ်ကဟာဟာညီတော်ရင်ညီနော်မုန်းနေပါလေဆိုထွက်သွားကြနှစ်ယောက်စလုံးမထွက်သွားဘူးဆိုရင်တော့ဟိုဒိုးပြမအပေါ်ကြားရောက်နေတဲ့ဒေါသတွေမင်းတို့စီရောက်သွားမယ်နော်ငါအကြောင်းသိရမလားခေတရာနဲ့နေတာသူတို့ကိုကြည်ဒေါသအောင်သိရကြောင်းအချင်းချင်းခန်းထဲကနေထွက်သွားကြပါလေဒုကလေးအိတ်နေပြီလားမအိတ်တဲ့အမေချန်နဲ့လမ်းလျှောက်ပြီးစကားပြောအောင်ကလေးပေါ်မှာဝယ်ရပေါက်ပြီးခြေနဲ့ချောင်းထောင်ခါကတုံးဖက်နေတဲ့ဒိုးလေးမျက်နှာစူပုတ်နေပြီပါလေဟဲ့မင်းအပြေရောမအိတ်သေးဘူးအမေတားထွက်ခဲ့မယ်ချန်နဲ့အမေဟာအရှိရနေရှောက်ပြီးမယ်လေအနောက်ကနေဒိုးလေးကမျက်နှာစူပါနဲ့လိုက်လာပါလေအခုနောက်ဖက်နေတဲ့ခေါင်းနဲ့ထုံးခင်ကတုံးတော့ဖက်လို့ကစိတ်ကတိတ်မကြည့်ဘူးအမေအခုပြောမယ့်စကားအရှက်ရေးကြည့်ရဲ့တမီငယ်ပွားနဲ့ဆိုင်နေတမီငယ်ကဘယ်သူနဲ့အမေသူ့ဘဝအကြောင်းတောင်းဘာလို့လာပြောပြနေရလဲဟာတမီငယ်ကနေလေတိုးပြမှရေချိုးရင်ကိုပြန့်ငုံကြည့်အောင်အထီးလားမှလားအမေကလည်းဗျာအထီးမှပြောအောင်ဒါနွားလားတိတ်ဆန်းဘယ်တော့မှစကားအကောင်းမပြောအောင်အေးစီလည်းပြောလို့ရမယ့်ပုံမပေါ်ရှင်းမပြောမယ်ဒါအေဂရိတ်နဲ့ငယ်ကိုလက်ခံနေပြီတားလက်ခံနေဟဲ့စကားအောင်စုံအောင်နားထောင်လေနားထောင်เสียမလို့ပါဘူးတားလက်ခံနေအမေတို့ဘာပြောကြလဲဒါမသိပေမဲ့ဒါသဘောတူရဲ့ပြီးအောင်တော့နောက်မှငါ့ကိုအဆက်မခွဲနဲ့အဲ့ဒီအခါကျရင်ငါရဲ့အာသူပေါင်းနေကိုယ်တိုင်စီစဉ်ဖို့ပြင်ဘလောက်အရေးကြီးရဲ့အကြောင်းအရာလဲမသိပေမဲ့ဒါသဘောတူရဲ့ဒါပဲမလားပြောစရာရှိရအဲ့ဒါဆိုရင်ခန်းထဲဝင်တော့မယ်အမေဒေါ်ကြကြရခေါင်းကြီးပြောင်းလိုက်တာနဲ့ဒိုးကလေးကချက်ချင်းခန်းထဲပြေးဝင်တော့တယ်သူ့ရဲ့ကတုံးစာကိုဖက်ချနာကြမှာအိမ်မက်များလားမယုံနိုင်ဘူးမောင်ရဲ့ရင်ခုန်တန်ပြောတဲ့စကားလားမင်္ဂလာဆောင်သက်ချင်းတန်တရွာလုံးဖုံးလွှမ်းနေပါရဲ့ဒီမင်္ဂလာဆောင်ကတော့အေဂရင်းနဲ့ဒိုလီတို့ရဲ့မင်္ဂလာဆောင်ဖြစ်ပါတယ်ရွာရရသူတွေအားလုံးလည်းအံ့ဩပြီးဘာပြောရမှန်းမသိအောင်ပါပဲမင်္ဂလာဆောင်လေးကတော့ခလေးလူကြီးပါမကြမ်းပျော်ရွှင်ရပါတယ်မင်္ဂလာဆောင်ပေးရတဲ့ချက်ချင်းရန်ကုန်ပြန်ကြောက်မှာဆိုတော့ဒိုလီကိုလာရောက်ဝိုင်းပြီးနှုတ်ဆက်ကြသူတွေကတော့အများကြီးပဲတာခီနဲ့ကြွဆုပ်ကတော့ညည်ဝဲလျက်ပါကိုဒိုလီဒါတို့တတိယနေမယ်နော်အေးပါခွာငါလည်းမင်းတို့အားလုံးတတိယနေပါငါလည်းရန်ကုန်မသွားချက်မှာကွာကိုဒိုလီရဲ့မငိုပါနဲ့မေးနဲ့ဖေးတို့ကစိတ်ချမ်းသာထားမှာပါနော်တိတ်ဒေါခင်နေစီနဲ့ဦးတူတာသူတို့ရဲ့ကျွေးမလေးကိုချောင်းမောက်ပြီးကားပေါ်တက်သွားတယ်ဒိုလီတို့မိသားစုအားလုံးလည်းညည်ရကြနေကြပါတယ်ဒေါ်ချစ်ချစ်နဲ့တမီးနှစ်ယောက်ကတော့ကြိတ်လို့မစုံအိမ်ရဲ့ဆဲလေးတန်လေးဒိုးလေးကိုမခွဲနိုင်ကြအောင်ညီမလေးချစ်ချစ်နဲ့ကိုခင်မှာဘဘတာမြန်နဲ့တော်တီတို့စိတ်ချပါနော်နင်းစီဒိုးလေးကိုမိခင်ရတယောက်လိုစောင်းရှောက်မှာပါရှုံးပါလေတမီးနဲ့စီကဲတော့ကြတော့ကြမိုးချုပ်နေအောင်ပဲဟုတ်ကဲ့ပပအားလုံးနှုတ်ဆက်ပါရင်ရှင်ဒိုးလေးပါတော့ကတရားလုံးကလက်ပြနှုတ်ဆက်ကြပါရဲ့ရွာလေးတိပါဒိုးလေးမရှိရင်တရားလုံးကတိတ်ဆိတ်နေပါတိတ်ချတယ်မင်းတို့လို့မပြီးသေးဘူးလားဒိုးပြမခင်ဗျားတော့မစမနာမပြောနဲ့ကျွန်တော်မိသားစုနဲ့ခွဲလာတာပြီးတော့ဒိုးပြမလို့မခေါ်နဲ့လို့ဘယ်နှခါပြောရမလဲအမှန်တိုင်းခေါ်တာပဲ哦ကျွန်တော်လည်းတိတ်ခင်ဗျားမျက်နှာမတိုးမိခင်မှာကြိုက်တယ်လို့ပြောတော်ကြပါတော့ကိုကြီးနဲ့ကိုတိုးလေးရဲ့ညီကောင်းမောင်ရနှောက်ရက်ဖြစ်တယ်အခုပဲမင်္ဂလာဆောင်လာတယ်ကားပေါ်မှာရဲမဖြစ်ကြပါနဲ့အေးစစ်စစ်လိုင်းခင်းကြပါဗျာရန်ကုန်ရောက်မှရန်ဖြစ်ကြနော်ဒိုလီနဲ့အေဂရီကတယောက်မျက်နှာတယောက်ကျင်းတဲ့လို့ပြိုင်တူကြည့်ပြီးဟောဆိုပြီးတယောက်နဲ့တယောက်မျက်နှာလွှဲသွားကြပါတယ်ဂီတရာကတော့လေးတချွန်ချွန်နဲ့ကောင်းမောင်းလာပါတယ်အေဂရီကတော့ဒိုလီကိုသူ့အတက်တန်းငင်းခိုင်းရသားနဲ့လက်ခံလို့အရန်ကိုမုံတိတ်မိပါတယ်ဟဲ့ထားတော့အိမ်ရောက်ပြီရောက်ပြီလားညောင်းလိုက်တာဗျာတန်းနေလိုက်တာကဲဒိုလီကားပေါ်ဆဲတော့ဆဲမှာပါဗျာဒိုလီကအင်ကြီးကိုအထူးဆန်းသက်ဖွယ်ငေးကြည့်မိပါတယ်ငေးမနေနဲ့ကိုထုတ်ကူတဲပြီးအိမ်ထဲဝင်ဒါရလေဒိုးလေးကိုတဲခိုင်းစီရလားညလေးနဲ့မခင်ကြည့်ရင်အထုပ်တွေလောင်ပိုင်းကူးတဲ့ပေါင်းဟုတ်ကဲ့မမကြီးမိသားစုတွေအကုန်လုံးအိတ်ခမ်းထဲပါခဏနားကြပါတယ်ဒိုးလေးဗျာမီအဲ့လိုမတူရတော့လေမီပြောထားရင်လေဟုတ်ကဲ့အကျိတ်မပြတ်သိလို့ပါမီပင်မနေလားအရင်ရောက်နေမီတဏီကုံထိုင်းလိုက်လာလို့ဟုတ်တာပေါ့တာကြီးဒိုးလေးကိုခန်းထဲခေါ်သွားပြီးတော့နားခံလိုက်တော့ဟုတ်ကဲ့မီလာလိုက်ခဲ့ဂျိုလေးစကားနာခံစွာအေဂရီနာကိုလိုက်သွားတယ်
အခန်းထဲကငါရဲ့ပစ္စည်းတစ်ခုမှမထိပါနဲ့မထိပါဘူးဗျာအိမ်ဟာပေါ်လဲအောင်ပဲညောင်းလိုက်တာဟဲ့မင်းရဲ့အိမ်ဟာမင်းရဲ့ကိုယ်ဟာချွေးစော်နန်းနေကိုလန်လေးစဲအဝတ်စားလဲပြီးမှခရီးမော်တက်ကျွန်တော်ဂုတ်ကနေဆွဲမထားနဲ့လှော့ဗျာမဆွဲထားမင်းကခရီးမော်ကိုတက်နေလောက်ပြီအခုခမပြောလို့မတက်တော့ဘူးလေလှော့ဗျာကျွန်တော်ချက်တော့ကလေးပေါက်ဝဲနေပြီငါလဲအလန့်တစားတောင်းလိုက်တာပါမင်းကအရန်လေးရပဲကုတ်ကနေကြိုင်ထားတဲ့လက်ကိုလှုံလိုက်တော့ဒိုးလေးကအမြင့်ကတ်စွာဧကရိယာ6တောက်ကြီးကိုစောင့်နေလိုက်ပါတယ်ဟာနားလိုက်တာမင်းကကျွန်တော်ကုတ်ကနေဆွဲထောင်းနောက်ဆိုရင်ဆွဲထားတဲ့လက်ပါကိုက်ပြစ်မယ်အခုတော့အနာခံလိုက်အောင်ရှာထုတ်ပြပြီးရေကျုပ်ကန်ထဲမှာပြေးဝင်သွားတဲ့ဒိုးလေးကိုဧကရိရိုက်တဲ့ချန်တဲ့စိတ်မနေထိန်ထားပါတယ်ဒိုးလေးရေကျုပ်ကန်ထဲရောက်ထွက်လာတော့ဧကရိကကော့ပြတ်တာတစ်လုံးနဲ့အလုံးရှုပ်နေပါတယ်ဟဲ့လိုဘာလဲကွာတမလုံးနေရဲ့အဲ့ဒီအလုပ်ကိုရှာပြီးပြန်ထွက်ပေးပါဗျာကျွန်တော်ဝစ်စားလိုက်မလို့မင်းကိုဒိုးလေးဆိုငါဘာလို့ပြန်ထွက်ပေးရမလဲမထွက်နိုင်ဘူးခမအကျက်မပေါက်နဲ့ဗျာရေချိုးကန်ထဲမှာလဲမွန်ကျက်လို့အပြန်ထွက်စမ်းပါဗျာမထွက်နိုင်ဘူးဒါနဲ့မင်းဘာလို့မငင်းတာလဲဘာအောင်လဲငါနဲ့လက်ထပ်ဖို့လေဤကနငါ့ကိုကြိတ်နေလို့ဖြစ်မယ်ဟာကိုရန်ထင်ကျင်းနေပါလားခမကြီးကိုကြိတ်ဟောင်းကတွန်းဆောင်လဲမဟုတ်ပဲနဲ့ဒီမှာကျွန်တော်လည်းအမေပြောတာစုံအောင်နားမချောင်ပဲလက်ခံပြီးလို့ခမည်းလို့လူကွန်စာနဲ့ရှသွားတိလားဘာလန့်လိုက်တာဖြည်းဖြည်းအောင်ပါမင်းကငါနဲ့ပေးစားမှတီးနဲ့လက်ထက်လိုက်တာမဟုတ်ဘူးလားခမည်းနဲ့ပေးစားမိမှန်းသိရင်ဘယ်လက်ခံမလဲငါညင်းပါလို့ပြောရင်လေခမည်းကြီးတော့ကျွန်တော်လာပေါနဲ့ခမည်းကြီးခိုင်းနိုင်ကြီးအောင်ကျွန်တော်ကခမည်းတပည့်လားမင်းကွာဤဂရိစိတ်တူစွာခန်းထဲကနေထွက်သွားပြီးတငယ်ချင်းနေနဲ့အရက်သွားတော့တယ်ဒိုးလေးကိုကြီးရောမသိဘူးလူကွာဆိုင်ဒေါသထွက်ပြီးဖေးရောက်သွားလဲမသိဘူးမင်းတော့ငါ့ကိုကြီးကိုဒေါသထွက်အောင်လုပ်ပြန်ပြီဟာခေတရာနော်မင်းကိုကြီးငါ့ကိုအရန်အော်ဟာလဲထဲ့ပြုံးတစ်ချိန်လုံးဒေါသကြည့်ပဲထွက်နေရဟူးထားလိုက်တော့ငါအခန့်လိုက်ကြည့်မလားအေးကြည့်မယ်ကွာပြီးတော့မင်းစိတ်မှာကတုံးဝေရှိရနော်ပေးကြည့်အောင်အေးပါကွာသွားမယ်ခေတရာအခန်းလေးဟာတကယ်ချစ်စပွဲလေးပါသူ့အခန်းလေးဟာကတုံးလောကရဲ့ပေါင်လျှောက်သွားတယ်လို့ခံစားရပါတယ်ဝါမိုက်လိုက်တာအရန်လာတာပဲငါတို့ရွာတာခင်းနဲ့ကြွတ်စုပ်တို့အပိတ်ဒီခန်းထဲရောက်ရင်တော့အော်လို့ပါစမ်းဟပြီးရှင်ကောက်ကွင်းဥမာတေးကြတယ်သူတို့အခုဆိုရင်ငါ့ကိုလွမ်းနေမလားမသိဘူးဒိုးလေးရွာတငင်ချင်းနေတရိရပြီးမျက်ရည်ခွဲသွားပါတယ်ကိုဒိုးလေးရလဲဗျာဝမ်းနေစရာတွေးမနေနဲ့ကတုံးကကြည့်မယ်ဂီတရာဆိုရင်ငါမင်းရဲ့တငင်ချင်းလို့သဘောထားပါကွာအေးပါမင်းကငါရဲ့တငယ်ကျဲမယ်ကတုံးကကြည့်ဟာနှစ်ယောက်သားကတုံးကကြည့်ပြီးအချိန်ကုန်ခဲ့ပါလေဧကရိကတိတ်မတောက်နဲ့ကွာမဲဖိနဲ့ဘိုးတော်စုမယ်စုပါစေကွာအဲ့ဒီဒိုးပြများကြငါလိုရမရှိရဲ့အိမ်ထောင်ကြားရတာကွာစဉ်းစားကြည့်စမ်းငါလိုစီးပွားရေးလုပ်ငန်းရှင်တယောက်ကကြီးမဟုတ်ဘဲမဟုတ်ခင်ပေါ်လောက်မပြည့်တဲ့ဘူးလေကွာအဲ့ဒီမူးနေအောင်တောက်နေကွာအေးပါကွာဟဲ့အောင်ရဲထုံးဧကရိကိုလိုက်ပို့လိုက်နော်မေရောမလိုက်ဘူးလားမအားလို့ကွာငါမသားကြီးကအိပ်ပြက်နှောင်းမချနေတဲ့မင်းကလည်းအသက်ကဖိန်ဆောင်နေပြီလူငယ်တယောက်လိုထိန်ချုပ်ခန်းနေရတော့မယ်လားညက်တဲ့ရဲထွားမှတော့တည်းရဲ့ငါကြောင့်အိမ်ထောင်တစ်ခုလုံးပါထိန်ချုပ်ခင်ရတာကွာအေးပါကွာတာပြီးအိပ်ပြန်ကြမယ်မင်းရဲ့ကိုကြီးပြန်မလာသေးဘူးဟုတ်တယ်ဒါကြီးကလည်းည9 နာရီရှိနေပြီဖုန်းကလည်းဆက်လို့မရအောင်တမီတိုးလေးအိတ်ချင်တော့အိတ်မေးစောင့်နေလိုက်မယ်ဟုတ်ပြီဒါမဟုတ်ပါဘူးတမီတော့အိတ်တော့မယ်အိတ်ချင်ပြီပေါ့ခရီးရလည်းပန်းလာတော့တော့အိတ်တော့ဒိုးလေးခန်းထဲဝယ်ပြီးနေကြိုက်အိတ်လိုက်ပါတယ်သူမအိတ်ပြီးနိုင်ဝဲနေရောဧကရိပြန်ရောက်လာတယ်ဂီတရာနဲ့နေတရာပဲခန်းထဲရောက်ပို့ပေးရဲ့ငါခတဲ့မှာဘသူအိတ်နေရလဲဟဲ့ချစမ်းငါခတဲ့ပေါ်မအိတ်နဲ့အိတ်ချင်မှာလို့ဆိုအရှက်နဲ့မိုးမုံနေရပဲလူကစားရဲတောက်လာလားအတန်ကိုကြားမှာငါမိမဒိုးပြမပြစ်နေရပါအောင်လားဖဲစမ်းငါခတဲ့ပေါ်မှာအိတ်မယ်ဧကရိကတကူလုံးဆိုင်ထုတ်ပြီးဒိုးလေးကိုအတင်းဖဲခိုင်းပါတယ်စိတ်ညစ်လိုက်တာနော်လူသက်ချင်တဲ့စိတ်ပေါက်လာပြီခမရပါတာခရင်းပေါ်မှာတည်ကျွန်တော်အခန်းပြန်ထွက်ရတော့မယ်မထွက်နဲ့မင်းနဲ့ငါစိတ်ရင်းရှင်းစရာရှိရင်ကျွန်တော်ကမရှိဘူးအရက်သမားနဲ့စကားမပြောချင်ကိုယ့်ဘာသာအေးစိတ်အိတ်စရာလားအသေးဆက်မိန်းမလေးကိုဖက်အိတ်ချင်သေးအောင်
လာပါထိုးပြမရဲ့မင်းငါ့ကိုကြိုက်လုံးလို့မိဘတွေစီစဉ်တာလက်ခံလိုက်တာမလားမင်းရဲ့ဘာဖြစ်လို့လဲငါမွေးကြည့်အောင်မယ်တေးတဲ့နေလားကျွန်တော်အသားကိုမထိနဲ့တော့သတိပေးလိုက်မယ်အနာမကန့်နဲ့ဖေဘာလို့အသားမထိရမှာလဲမိမရဲ့ခါကိုဖက်ပြီးအနက်ပါပေးလိုက်ချင်သေးရဆိုပြီးဧကရဒိုးလေးရဲ့ခါကိုဖက်ပြီးနတ်ဖို့ပြန်လိုက်တော့ဒိုးလေးဖက်ထားတဲ့ဧကရလက်ကိုချိုးလင်းပြီးမျက်နှာကိုလက်သေးနဲ့ချက်ထိုးပြီးအဒီကနေအောင်ဒူးနဲ့တိုက်ပြလိုက်ပါတယ်မေကိုကြီးအော်တန်ကြားရတယ်ဘာဖြစ်တာလဲမသိဘူးသွားကြည့်အောင်မကြည့်ပါနဲ့တော့ကြအမြင်မတော်တာတွေ့နေအောင်မယ်မင်္ဂလာညဆိုရင်အဲ့လိုပဲဖေးတောင်းကလည်းအဲ့လိုအော်ဘူးတယ်ရှင်ဘာတွေလျှောက်ပြောနေရလဲတားရရှိပါရှက်ကူမရှိဘူးကဲမင်းမေရှက်သွားရင်တွေ့လားမစိုးရင်ကြားနဲ့တားရိုးလည်းမရအချက်စမ်းနေကြကဲမိမကြီးကိုလည်းအချက်စမ်းကြတော်တော်ရွားတယ်နော်ဒေါခင်နဲ့စီဟာသူ့ရဲ့ယောက်ျားဘိုက်ခေါက်လင်းဆွဲလိုက်ပါတယ်ကီတရာနဲ့နီတရာမိဘနှစ်ပေါင်းအကြည့်ပြီးရဲမောကြပါတယ်ကီတရာနိုးလာတော့တကူလုံးနာကျင်ပြီးခြေရည်လက်တွေလှုပ်လို့မရတာကြောင့်မဖွင့်ကြတဲ့မျက်စိကိုအတင်းဖွင့်ပြီးကြည့်လိုက်တော့ဟာငါ့ဘာသူကျုပ်တုတ်ထားလဲနားညှိလိုက်တာခမည်းကြောင့်ကျွန်တော်တညလုံးမအိပ်ရသေးဘူးမအိပ်ရသေးတေးပေါ့ငါ့ကိုကြွေးပြေးစမ်းဘာလို့ငါမျက်နှာတစ်ခုလုံးနားကျနေရလဲမသိဘူးပြီးတော့အဒီကနေရအောက်နေရလဲညာအဖြစ်ကိုတေးချပြန်စင်ဆောင်ငင်းငင်းနေကြိုးပြေးပေးမယ်ဒိုးလေးကြိုးပြေးပေးကချက်ချင်းကြီးကြိုးခန်းနဲ့ဝင်ပြေးသွားတယ်ဧကရညာအဖြစ်ပြက်ကိုငင်းအောင်ပြီးမှအရှိသွားရတော့ပန်းတောင်ဝက်ဝမျက်လုံးနှလုံးဝသူ့မြုံနှုံနဲ့အစားထိုးထားတဲ့ထင်းအောင်ညှိုးမဲနေပါတယ်တကောက်ပဲစမ်းတိုးလေမင်းကြောင့်ငါဘလို့မျက်နှာနဲ့အလှုပ်သွားမှလဲကြည်စမ်းငါမျက်နှာမင်းလှုပ်လို့မဖွင့်နိုင်ပါဘူးခမကြီးမျက်နှာမြဲပြီးပန်းတောင်ဝက်ဝနဲ့တူဟဲ့တိလားဘလို့အလှုပ်သွားကြလို့လဲဒီတိုင်းသွားပေါ့ရှမလားဒီတိုင်းသွားရင်လုပ်ငန်းတရားသူတွေငါ့ကိုဝိုင်းရပါပေါ့ဘာဖြစ်လဲရဲပါစီပေါ့ခမရသာကျွန်တော်ခေါလာမဖက်ခင်အခုလိုပြက်စရာအကြောင်းမရှိဘူးငါမူးနေအောင်ကွာအဲ့ဒါဆိုရင်ကိုပြင်းနဲ့ကိုခန့်ပေါ့ဒိုးလီရေချိုခန်းနေရနေရဲကပြောနေပြီမဲ့အပြင်ကအေဂရိတ်ကတော့စိတ်ညစ်ပြီးကိုမျက်နှာကိုကြိတ်နေပေးပါတယ်မနက်စာထမင်းဝိုင်းအောင်ဂီတရအတန်နဲ့စူညံနေပါတယ်ကိုကြီးတို့တွေ့ရတော့အခုထိမထသေးဘူးဘလောက်အချက်စမ်းထားလဲမသိဘူးတားငယ်ပြောင်းချောချောနဲ့စကားအဆောက်အသေးချစားငါမြင်းငယ်ကိုမစူစမ်းပါနဲ့မြေကြီးတို့ကတော့မိမမယူချက်မင်းလိုပဲငါတော့တက်နဲ့အတွက်မျက်တွေအများကြီးရှာမှသေးကြတယ်ဟာအဖေကလည်းဒါလူပြိုရှိမှဘာတွေပြောနေလဲမသိဘူးမင်းကရှက်နေရောလားယောက်ျားနဲ့ကလေး၃ယောက်ရှာပေးနေအောင်ငါတမက်ပြောတာမှန်မယ်တမီလည်းမြေကြီးကိုပြင်ထားတော့ဟာဖေတို့နော်အရှက်မရှိမပြောပါနဲ့မင်းတို့ဘာတွေရဲနေရလဲတမီတောင်နိုးနေပဲကိုရောလူကစားကြီးမဟုတ်ပါဘူးကိုလာလိမ့်မယ်မေကိုတို့လေညအိပ်ပြောရဲ့လားမအိပ်ပြောပါဘူးဂီတရာရဲ့နင့်ကိုရမ်းစိုးတာပဲငါတညလုံးမအိပ်ရအောင်တမီတောင်းစုလုံးဝိုင်းရကြတော့ဒိုးလေးကြောင်တောင်လေးဖြစ်သွားတယ်မေတို့မောင်နဲ့ဘာတွေသဘောကျပြီးရနေကြတာလဲကိုကြီးကြောင်ဒိုးလေးဟာတညလုံးမအိပ်ရဘူးဆိုပြောတော့ပြမိမမယူချင်သေးဘူးတဲ့အခုတောင်မှမျက်တွင်းဟောက်လို့မျက်မှန်အမဲတက်လာမလားဟာနေးတလားထင်ရည်စုပ်ပြောမနေနဲ့မင်းတို့ထင်တယ်လို့မဟုတ်ဘူးနော်လုံးဝမဟုတ်ဘူးဘာလို့လဲကျင့်နေရလဲခမကြီးကြောင့်ကျွန်တော်တညလုံးမအိပ်ရသေးရလေကြည်ပါအောင်မေတမီမျက်တွင်းတောင်ဟောက်ချိုင်နေပြီဒိုးလေးပြောကြတမီသားစုလုံးဝိုင်းရင်ကြပါရီကီတရာနဲ့နေတရာကတော့ဘိုင်းနေပြီးရဲလို့မစုံဧကရိတ်ကတော့မျက်နှာကြီးနီးရဲပေးရှက်ပြီးဒိုးလေးကိုတရိပ်ပေးတယ်လို့ကြည့်လိုက်တော့ဒုက္ခလေးကတော့မျက်စောင်းထိုးပြပြီးမုံဦးသားစားပါရီဧကရိတ်ဟိုတယ်လေးရောက်ရောဝန်ထမ်းနေနဲ့ထူးဆန်းစလိုဝိုင်းကြည့်ခြင်းခံရပါရီသူကလည်းတခါမှမျက်မှန်မတက်ဖဲတက်လာတာကြောင့်ဝန်ထမ်းတိုင်းကအထူးဆန်းကြည့်ရမစမ်းပါဘူးစိတ်ဟာတိတ်မိမျက်မှန်မဲတက်တာကြည့်ကောင်းလိုက်တာဟာအေးဟာပူမိုက်သွားတယ်ဆရာတိတ်မိအသားတော်မှနည်းနည်းမဲသွားရင်တော့ဒေါ်သွားတာကိုဒါမဲပြန်ပြူလာပါအားလုံးတတိနဲ့နေကြတော့ဆရာတိတ်မိအလုပ်ပြန်လာပြီဆိုတော့အရင်လိုပေါ့နေလို့မရဘူးအေးပါဟာတွေလောက်နေနဲ့နင်တို့မိန်းကလေးတွေဆိုရင်အတင်းထုတ်ဖို့ပဲတည်ရဲ့ဆရာက12နာရီအစည်းအဝေးခေါ်တယ်အလုပ်တွေတိတ်ချပြန်စမ်းထားပါဟုတ်ကဲ့ပါဂျာကြီးဧကရိအလုံးမလုံးရပဲမျက်လုံးကိုရှိခဲကပ်ပြီးဒိုးလေးကိုချိန်သိမ်းနေပါတယ်ဒီနေ့တနေ့လုံးဝန်ထမ်းတွေမသိအောင်မျက်မှန်ပင်ကိုတဏီကုံတက်ထားပါတယ်ဧကရိပြန်ပဲလုပ်ငန်းပိုင်ရှင်ပန်းတော်ဝင်နဲ့စားတောက်ဆိုင်တက်ခုမှ
လုပ်ငန်းအကြောင်းဆွေးနွေးနေပါတယ်ကိုကိုတို့ဘက်ကအကုန်စီးစနစ်ကြတဲ့တော်ဝင်တို့ကြတော့အဲ့လောက်စီးစနစ်မရှိသေးဘူးချင်းမို့လို့ပါတယ်တော်ဝင်လည်းအရန်တော့ပါတယ်အုပ်ချုပ်မှုအပိုင်းရောကျွန်တော်အတူရမယ့်အရာတွေရှိပါတယ်ကို့ကိုရန်နှိမ့်ချတာပဲကိုကအီဂရီနဲ့ပန်းတော်ဝင်ပြုံးပြောပြီးစားတောင်းနေရကိုဟိုဘက်ဝိုင်းကဂီတရာမြင်လိုက်ပါတယ်သူကဒိုးလေးကိုမောင်းလာကိုကြွေးရပြတ်ပါတယ်ဟဲ့ဟိုဝိုင်းကပန်းတော်ဝင်နဲ့အီဂရီတို့မလားဟုတ်တယ်ဟာအရန်လိုက်တာပဲပြိုင်ဘက်ကနေရွှေလန်းငွေလာဖောက်တော့မယ်ထင်တယ်နေရဆလောင်းအရန်တော်တာရုပ်ရည်ကလည်းပြောစရာမလိုနေနေလောက်ရွှေနဲ့ပြပဲအဲ့ဒီစကားကိုကြားတဲ့ဒိုးလေးဟိုဘက်ကြည့်လိုက်တော့လူကွာဆိုင်နဲ့မိမချောချောလေးတိတ်ဟာကိုတွေးလိုက်ရတာကြောင့်ဒေါသအလိုလိုထွက်လာတယ်ဂီတရာနေကိုငါ့ကွယ်ရမှာဖောက်ပြန်နေရတွေ့လားမဟုတ်ပါဘူးဟာအလုပ်အကြောင်းပြောနေရပါအလုပ်အကြောင်းပြောတာအလောက်ထိပြုံးပြောဖို့လို့လားကြည့်ပါငါနဲ့ကြရင်တော့သူ့ရုပ်ကြီးအောင်ရုပ်တီးအများကြီးစားထားတဲ့ရုပ်နဲ့ဒေါသကိုလှိမ့်ထားကြပဲဟိုမိန်းကလေးနဲ့ကြတော့နေနေထိလို့တွေးလို့လမ်းဆန်းနေတဲ့နေကြပန်းကင်းကြနေရပဲကိုတိုးလေးတဝင်းတုံနေရလားယဖြစ်เสียလားအမေကမှာထားတဲ့အိမ်ထောင်ကြီးတစ်ခုတီထောင်ပြီးရင်အပြက်စီးမခံနဲ့တဲ့နင်းကိုဖောက်ပြန်လို့အိမ်ထောင်ကြီးပြက်စီးမှစိုးလို့ပြောနေရအဲ့ဒါဆိုရင်လည်းကိုရက်မေးတိမှန်တိအောင်သွားပြီးကြောက်ညာလိုက်ပေါ့ဘယ်လိုသွားပြီးကြောက်ညာရပါလဲအကြံပေးမယ်လေဒိုးလေးကအနာကပ်ပြီးတူတူလေးပြောလိုက်ပါတယ်ဟာမဖြစ်နိုင်ဘူးငါအဲ့လိုကြိမ်မနှဲတတ်ဘူးမနှဲတတ်ရင်တော့ကိုရအဲ့ဒီမိမလေးနောက်ကိုပါသွားမှာပဲနင်းရလေဟာငါတခါမှမင်းကလေးလိုချွတ်ချွတ်နဲ့မပြောတတ်ဘူးဟာပြီးတော့ငါဝင်လာတဲ့အကွေ့စားဟိုမင်းကလေးတဲ့အရန်ထိတ်အောင်နေအဲ့ဒါတော့ဒိုးလေးတဘောပဲဟိုမှကြည့်စုံတွဲလာချိန်ဟာပြောနေကြတာဘေးကလူတွေတောင်မှလိုက်ဖက်တယ်ဆိုပြီးပြောနေကြတာနော်ဒါဆိုရင်ခမကြီးကျွန်တော်ကိုရမှာဖောက်ပြန်နေရလားဆိုပြီးတွားဆွဲထိုးပြစ်မယ်လေဒါဆိုရင်ရှဲပြဖို့နေနေတာထမင်းတောင်ဝါနိုင်ပါမဟုတ်အဲ့လိုတွားလို့ရင်တော့ချက်ချင်းအိမ်တောင်ကြီးပြက်စီးမှာနော်အနုနီးပဲဖြည့်ရှင်းလို့ရပါပြီးတော့ဟာနေမလိုက်ခဲ့ကီတရာနဲ့ဒိုးလင်ရဟိုစပွဲပွိုင်းစီကိုရှောက်လာခဲ့ပါတယ်သူတို့နှစ်ယောက်ကိုမြင်တော့အီဂရီအန်အောစာကြည့်နေအောင်ဒိုးလင်းကလည်းအီဂရီလက်ပေါင်းပြေးတွဲပြီးထိုင်ကုန်းမှထိုင်ပြီးအရန်ကိုချစ်စရာကောင်းတဲ့အပြုံးပြုံးကကိုကိုဒိုးလင်းကဒီမှာကီတရာနဲ့မုံလာစားတိလားကိုကိုလည်းမုံဆိုင်အရန်တတိယနေရကိုကိုကရောဒိုးလေးကိုတတိမရအောင်လားယင်ငန်လို့တော့ဒိုးလည်းရင်ကိုအီဂရီဒိုးလင်းကိုပြောရလားရှင်ဒီလင်းကကိုရမ်းချစ်ရတဲ့ချစ်စနီးလေးပါအတော်ကြီးကဘာတူလဲပန်းတောက်ဝင်ကဖြိုးရီတောက်တာတီးသွားရတယ်လို့အီဂရစ်လည်းကြောက်သွားပါတယ်ကီတရာကတော့ရေကျတဲ့စိတ်ကိုထိန်းထားပါတယ်ဒိုးလေးပြောသလောက်တို့အသက်မကြီးသေးပါဘူးဒိုးနာမည်ကပန်းတောက်ဝင်မှာကိုလုပ်ငန်းနဲ့ပူပေါင်းလုပ်ကိုင်နေတဲ့တော်ဝင်သစင်ဟိုတယ်ဒိုးလုပ်ငန်းပါဒိုးလေးကရိုးသေးလေးစောင်းစွာနဲ့အတော်ကြီးလို့ခေါ်မိရပါရှင်ကိုအတော်ကြီးကိုရှင်းပြပြီးဝိုင်းကူပေးပါအောင်နော် sorry တော်ဝင်ကျွန်တော်ပြန်တော့မယ်အလုပ်အကြောင်းနောက်မှရုံးခန်းမှလာပြောပါဒိုးလေးကိုတို့ပြန်မပြန်သေးဘူးအတော်ကြီးနဲ့စကားပြောကြံ့တယ်အောင်ပြန်စီချိန်တော့ဒိုးလေးကိုအရန်ချစ်တယ်လို့ဒီဇိုင်းလုံးကြောင်းအော်ပြောပြီးဟာဒိုးလေးအီဂရီကအရန်စိတ်ညစ်ပြီးဒိုးလေးကိုဒေါသတန်နဲ့ခေါ်လိုက်ပါတယ်ကိုဒိုးလေးကိုအော်လိုက်တာလားယင်အရန်ချက်ဖို့ကောင်းပါပဲကိုတို့ယောက်ျားတွေရဲ့အချစ်ကဒီလိုပဲလားယင်အရန်ချက်တယ်ဆိုတခါလေးမှလေးတန်းမှနဲ့အောင်မပြောဘူးအောင်ဒီဇိုင်းလုံးကဒိုးလေးဝမ်းကြည့်ပြီးအမျိုးမျိုးပြုတ်စုနေကြပါတယ်ပန်းတုံးဝင်ရလဲဒေါသတွေထွက်နေပြီရဲ့ကိုကြီးရဲ့ပြောလိုက်ပါဒီဇိုင်းလုံးကဝမ်းကြည့်နေပြီချစ်တယ်နော်အရန်ချစ်တယ်ဒိုးလေးကိုအရန်ချစ်တယ်ပြုတ်ဟာအားကြရပြုတ်မိန်းကလေးလည်းမငိုပါနဲ့ရောအရန်နဲ့မရူကြပါနဲ့အသေးရလုံးလို့မိန်းကလေးရဲ့နှပ်ဖို့အနံ့ပေးပြပါပြုတ်ဆိုင်နေရသူတွေအကုန်လုံးတောင်းဆိုကြတော့အီဂရီဒိုးလေးကိုအနိုင်ယူအပြုံးပြီးနပ်ဖို့ခေါင်းငုံလိုက်တော့ဒိုးလေးငုံလာတဲ့သူ့ရဲ့မျက်နှာခေါင်းနဲ့တိုက်ပြီးဂီတရာလက်ကိုဆွဲကဆိုင်နေကနေပြေးထွက်လာခဲ့ပါတယ်ဒေါ်ကနင်းစီတန်တဲ့ကတိတ်ခွာတွေကိုပြုစုနေတော့မှတားရဲ့ကပြန်လာတာကြောင့်ထွက်ကြုံမိပါတယ်တားပြန်လာစောလာကြည်လားဟဲနှာခေါင်းသွေးထွက်လာလို့လားဘာဖြစ်တာတော့နောက်မှပြောပြမယ်မေဒိုးလေးနဲ့ဂီတရာပြန်ရောက်နေလားအခုနောက်ပဲပြန်ရောက်တယ်ဘာဖြစ်လို့လဲဘာဖြစ်ဘူးတာဒိုးလေးစီသွားလာအောင်မယ်အေဂရိကဒေါသတကြီးပုံတက်သွားတယ်ဒိုးပြမငါ့ကိုစိုက်ပန်တမင်တက်တက်လှလှုပ်သွားတာတော်ဝင်းကိုလည်းအားနာစရာ
သူကြောင့်ကလည်းနှာခေါင်းသွေးထွက်တယ်တွေးကြပြီပေါ့ဒိုးပြမရဲ့ဒိုးပြမမင်းကအေးစစ်စစ်ကတော့ဖတ်နိုင်သေးရဲ့ပေါ့ဒီမှာတွေ့လားမင်းလုံးလုံးငါနှာခေါင်းသွေးထွက်သွားပြီခမကြီးနော်ဒိုးပြမလို့မခေါ်နဲ့အပြောင်းလဲကလည်းပြန်လိုက်တာအခုနေ့ကကိုဒိုးကလေးအွန်လိုက်တာဆိုပြီးမိန်းကလေးဆန်ဆန်လေးပြောပြီးတော့အခုကြောင့်အမေချမ်းနေတတ်ပါလားကွာဒါကတော့ကျွန်တော်တို့အိမ်တောင်ရင်ပြည့်စည်မှဆိုလို့ခမနဲ့ဟိုတော်ကြီးတော်ဝင်လားမြေးဝင်လားမသိဘူးပြုံးပြော်ပြီးစကားပြောနေအောင်ဆိုင်ရာလူတွေကအတွဲထင်းနေရအောင်အဲ့ဒါကြောင့်ခမကြီးမှမိမရှိကြောင်းတဆိုင်လုံးသိအောင်လာပြီးတော့ကြောက်ညာပြတာဒိုးလေးပန်းတော်ဝင်ကွာမြေဝင်မဟုတ်ဘူးနာမည်တောင်မားခေါ်မိလို့ဒေါသထွက်နေပုံထိုင်ပြောစမ်းမအောင်ခမဒူတာနာတော့ကန်ကျူးလွန်ကျင်နေရလားမျက်လုံးပိတ်ပြီးမေးပုံရိုက်တက်ပြစ်ချင်စရာပါဒူတာနာတော့ကန်ကျူးလွန်နေရလားဆိုရင်ကငါရဲ့ကိုကျန်တရားစော့ကားပဲတဝင်းနဲ့ငါ့ကိုဆွဆွဲလိုက်တာပဲဆိုင်မှာချွတ်သားစွာချွဲနှဲပြောပုံကခဏရင်ခုန်မိရတောင်နှမျောမိရဲ့တွေးနေဒေါသထွက်လာပြီးဒိုးလေးရဲ့နှက်ခမ်းကိုသူ့နှက်ခမ်းနဲ့နှမ်းရွှဲပြက်လိုက်ပါရဲ့ဒိုးလေးကလည်းအဲ့လိုနမ်းမဲ့မထဲနာကြောင့်ခဏအံ့ဩပြီးကြောင်းနေပြီမဲ့တအောက်နေရောအတင်းရုံးကပ်ပါရဲ့အဲ့ဒီအချိန်မှာကီတရာကိုကြီးနဲ့ဒိုးလေးရံပြက်တာကိုထိပုတ်ဝင်လာတယ်ဟာဤဘာမှမမြင်ဘူးဘာမှမြင်ဘူးစနန်းကြမဟုတ်ပါဘူးဆိုပြီးအခန်းထဲအလျင်ပိတ်ကအကူဆင်းပြေးပြီးကလောက်ပါတိုက်ကုန်ပါရဲ့ကိုကြီးမျက်မှန်အမေဘာလို့တက်ထားလဲညာဘက်ကြည့်ဟုတ်တာပဲတာကြီးဘာလို့တက်ထားလဲချုပ်ထားလိုက်မျက်ကွင်းညိုလေးနဲ့ညာဘက်မှမမြင်ရပါဘူးဖေးရလေတားမြန်လုံးအစုပ်ပလုတ်ဘိုးကောင်မကြီးဝင်သွားလို့မျက်စိနာနေရအဲ့ဟာကြောင့်တက်ထားဒိုးကလေးမျက်စောင်းထိုးပြီးဧကရိချက်ထောက်ထန်ပြီးကေတရာချက်ထောက်ကိုတအားကပြန်လိုက်ပါတယ်အာတားငယ်ဘာဖြစ်တာလဲကန်လိုက်တာလက်လိုက်တာအကဲခံလိုက်ရလို့ဘသူကန်တာလဲဘသူမှမဟုတ်ပါမေဘာမှမဟုတ်တော့ထမင်းဆန်းစားကြပါဧကရိကသူများတွေမသိအောင်ပြုံးမိပါတယ်ဒိုးလေးချက်ထောက်ကိုကန်မယ်ဆိုတာသိလို့ကိုချက်ထောက်ကိုအပေါ်မြင်ထားပေးသားပါညဘက်တော့ဧကရိမျက်လုံးနာတာကြောင့်ကွန်ပျူတာကိုစိတ်ရမစက်နိုင်ဘူးအခန်းထဲမှာသူတယောက်တည်းခြောက်သွေးနေပါတယ်ဒိုးလေးကတော့မေကြီးတုံးနဲ့အောက်ထပ်မှာတီးပြီးကြည့်နေပါတယ်ညနေကကေတရာဝင်လာတော့နန်းနေရရက်သွားပြီးမယ်ကေတရာထပ်သွားလို့ပြန်နှမ်းမဲ့ပြန်တော့ဒိုးလေးရဲ့လက်သေးနဲ့တခါတည်းမိတ်ဆက်ခံလိုက်ရတာကြောင့်အခုမျက်မှန်တက်ထားအကျဉ်းဖြတ်ပါတယ်လူရောက်ပါ යි ခမည်းကြီးရဲ့နှက်ခမ်းနဲ့နောက်တစ်ခါနန်းကြည့်အဲ့ဒီနှက်ခမ်းအနဲ့ချုပ်ပြမယ်အော်အန်ချက်လိုက်တာဆိုတာသူမရေချိုးခန်းနဲ့ပြေးဝင်သွားတော့သူဒေါသထွက်စွာကြိုက်ဟိခဲ့ပါ යි သူမလေးရဲ့ရှုံးနဲ့ပြောတာကြောင်းပါတွေးတုံနဲ့လူကဆိုင်ဒီနေ့ခမည်းကိုဟိုဆိုဖာမှာအိတ်ရမယ်လှဲ့နော်တွားအိတ်ပြကျွန်တော်အိတ်ချင်နေပြီငါမအိတ်တတ်ဘူးမင်းအိတ်တတ်တာပဲတွားအိတ်အာမခမည်းကြီးပဲပြောဟာလေတယောက်တက်လဲအိတ်ရမယ်ဆိုတွားဒီနေ့ခမည်းလည်းတွားအိတ်မအိတ်ဘူးခရီးမောက်ပါပဲအိတ်မယ်အကြေကြီးပဲကိုမင်းဟိုဘက်အချမ်းအိတ်ငါဒီဘက်ချမ်းအိတ်မယ်မရဘူးပြတွားအိတ်ဆိုဧကရိလက်ကိုဆွဲပြီးအတင်းဆုပ်ဖာပေါ်ဆွဲပါတယ်ဧကရိကလည်းပိကတ်စွာတောင့်ခံတယ်ထားစမ်းပြဝက်ပုတ်ကြီးရဲ့လေးလိုက်တာတွားအိတ်ဆိုနေမှမအိတ်ဘူးကွာမင်းဘက်သားတွားအိတ်ကြည်နေခမည်းကြီးကိုကတဲ့ပေါ်ကနေကန်ချပြမယ်အပေါ်တက်ဖို့ပြန်တော့ဧကရိကဒိုးလေးလက်ကိုဆွဲချပြီးအတင်းဆွဲဖက်ပြီးခြေရည်လက်တွေကိုချုပ်ထားတယ်လူကွာဆိုင်လှုပ်ပြကျွန်တော်မဖတ်ထားနဲ့အသက်ရှူကျက်လာပြီကျွန်တော်တင်လက်တွေကိုချုပ်မထားနဲ့တေးကျင်လို့လားလှော့စမ်းလှော့လိုက်ရင်တော့မင်းရဲ့ခြေထောက်တင်လက်တွေကငါ့ကိုနာကျင်အောင်လုပ်ပါလေဒီတိုင်းပဲအိတ်အောင်ကွာမအိတ်နိုင်ဘူးခမည်းကြီးကိုတတိပေးမယ်လှော့မလားမလှော့ဘူးလားဒိုးလေးကအတင်းရုံးကန်နေပါတယ်မလှော့ဘူးပေါ့ရတယ်ဟာနားလိုက်တော့ခွေးမငါရင်ဖတ်မှာမင်းသွားအထန်သွားပြီထင်းပစိပေါ့ခမည်းကြီးကိုဟိုးစုပ်ဖားမှာသွားရသွားအေးပါမင်းလို့ခွေးစိပေါက်တဲ့သူနဲ့လည်းအတူတူမအိတ်နိုင်ပါဘူးခေါင်းအောင်ရှုပြီးစုပ်ဖားမှာသွားရပါတယ်တမီမေဟီကိုစက်သွန်နေလှိပယုံဟုတ်ကဲ့မေမိဖို့ကြောင့်မှဒိုးလေးနဲ့ဒေါက်ခင်နဲ့စေရထမင်းဟင်းတီချက်နေကြပါမမြလေးနဲ့ဒေါက်ခင်ကြီးဈေးသွားလို့ချက်ပါတမီးကဟင်းချက်တတ်တယ်ပေါ့ဟုတ်ချက်တတ်ပါမေအမေကကုံတင်ပေးထားတာမလို့ရင်သားကိုတမီးကိုရိုက်တာတမီးကယောက်ျားလေးလိုနေကြတော့မေရထမင်းချက်နေတင်ပေးရမယ်ထင်နေရအခုတော့ကျင်းကျင်းအကုန်တင်ပေးထားတာပဲဟုတ်တယ်မေတမီးနောက်ဆိုရင်ထမင်းဝဲရမယ်နော်မေတမီးအတွက်ဝမ်းဆက်တွေချုပ်ထားပေးရမေးရလေတမီးမှထမင်းမဝဲတတ်တာမေးတင်ပေးမှာပေါ့
သမီးမိန်းကလေးလိုပြောင်းနေရတော့မှလား။ဒါပေါ်သမီးရဲ့အိမ်တောင်ရှင်မတယောက်ကမိန်းမပြီးသားမှကိုယ့်ယောက်ျားပြစ်မသွားမှာပေါ့။အခုခေတ်မိန်းမတွေကလည်းသူများအိမ်တောင်ရေးမသားရမှုကိုခွင့်ကောင်းယူပြီးစနိုင်ကြော်ကြတာသမီးရဲ့ပြီးတော့တာရစီးပွားရေးမှာလည်းအရန်တော့ရုပ်ရည်ရလည်းမိန်းကလေးတွေတပုံကြတော့အနားမှာဝိုင်းနေရသမီးကအိမ်တောင်ရေးမပြုတ်ခွင့်အောင်မိန်းမပြပြတတ်နေရမှာပေါ့။သမီးဖြည်းဖြည်းချင်းကြိုးစားပြီးပြန်ပါမယ်။အေးပါသမီးရဲ့ဒေါခင်နဲ့စီတိုးလင်းကိုအချိတ်တိုးမိရပါတယ်။ခလေးဆန်ဆန်စိုးရာလွယ်ပြီးရှင်စိတ်တပုံထားကောင်းပြီးချစ်စရာလေးတော်ဝင်ကိုဧကရစ်ပါတီသွားမလို့လားဟုတ်တယ်လေအလားဆုံးပြောင်းပြန်ပြီးသွားမှာဟိုဒိုးလေးအထက်အရာရာဆဆတားပင်ဒိုးလေးဟာကိုဧကရစ်ရဲ့ဇနီးလားမလားဟုတ်တယ်ဒါမဲ့ချက်လို့ယူတာမဟုတ်ဘူးမိဘတွေအတင်းပေးစားလို့ယူထားအဲ့ဒီတော့သူတို့အိမ်တောင်ရတိုက်ဟမှာမဟုတ်ဘူးနေရပါဆက်လုပ်ဖို့ကြံစီထားတယ်မตายရတဲ့သူရဲ့အိမ်တောင်ရုံငါအသားရလှုပ်ပေးမှာပေါ့ဟိုဒိုးလေးကိုကုအနာနဲ့အဝေးဆုံးချောင်းကန်ထုတ်ရမယ်ဘာလို့လဲငါလှရဲ့လားအသားအဖြူပေးဝင်းသွားပြီးရုပ်ရှင်မင်းသမီးတွေထက်တောင်လှနေရဲ့ပန်းတော်ဝင်ကိုမိမကျင်းတော်မှငေးယူပါပါတယ်ပိုးသားကောင်ဝင်အနီရောင်နဲ့သူ့အသားရပြောစရာမလိုအောင်လိုက်ဖက်လှပါတယ်စပင်ရွှေဦးရောင်အကောက်လေးရပန်းတော်ဝင်ကိုဘာပြီးရုပ်လေးလိုလှပစေပါတယ်လှတာပေါ့တော်ဝင်ရဲ့နေဟာတကယ်ကိုတော်ဝင်မင်းသမီးတစ်ပါးပါပဲမိမကျန်းတော်မှာနှစ်ခါပြန်ကြည့်ရမှာတေးကြတယ်လာပါတီသွားကြစို့ကျောင်းဝတ်ထဲမှာပြီးအောင်ဆုံးထုံးတော့လေဒူးလေးပါပဲခုံနေစပွဲတွေနေရာချတော့လေဒူးလေးပါပဲနေတဲ့ရအဲ့ဒီတရက်ကိုင်းခုတ်ဖို့လိုတယ်မိသေးနဲ့မလုပ်ဘူးဟုတ်တယ်ပါကြိုင်ဒါတက်ခုတ်လိုက်မယ်နေပါကျွန်တော်တက်ခုတ်ပေးမယ်ရွာမှာတစ်ပင်မောင်တက်နေကြအပင်မောင်မတက်ပါနဲ့ဒူးလေးရအခုပဲတက်ခုတ်တတ်ပါမယ်ကိုနေတဲ့ရရေချိုးပြီးနေကျွန်တော်ကမချိုးရသေးဘူးထားပေးကျွန်တော်တက်ခုတ်မယ်အတင်းထားကြိုင်ပြီးတစ်ပင်မောင်တော့သွားတယ်မင်းအဲ့ဒီတောင်တေးချရှင်းပြပြီးတော့ငါရဲ့ပါတီပွဲကိုဖိတ်ခိုင်းတော့အေးအဲ့ဒါဆိုရင်ထားပဲလေငါမင်းကိုယုံကြည်မယ်အေဂရေဖုံးပြောပြီးဘရန်တာနေချန်နယ်ကိုတက်ချကြည့်ပြီးခန်းထဲဝင်မယ်ပြန်လိုက်တော့တစ်ပင်မောင်ဒူလေးကိုတွေ့ရကြဟိုမြောင်းမှာတစ်ပင်မောင်ဖာတက်လောက်တာလဲစိတ်ငယ်ပြုတ်ကြမယ်အော်တော့လေဒူလေးရမကြောက်အေဂရေတက်ခောက်ပြီးအခုဆင်းလာခဲ့ပါတယ်ဒူလေးကတော့တက်ကိုင်းခုတ်ပြီးဆင်းလာတယ်ကဲမိသေးစံလို့ရသွားပြီကျွန်တော်တခါတည်းဆင်ပေးရမလားဘာလို့စိတ်ဟောမလဲမြောင်းမငါပေါ်ကနေအော်နေအောင်ကြောက်တဲ့ပင်ပေါ်ကနေပြုတ်ကြရင်ခြေကျိုးလှန်ကြုံမယ်ပါတီပွဲကစားဖို့နေရှေးကခုထိမချိုးရသေးဘူးမြောင်းမလာရေးသွားချိုးရမယ်အေဂရီကဒိုးလေးကိုကုတ်ကနေကိုင်းပြီးအပေါ်တက်ကိုခေါ်သွားတယ်အေဂရီကဗလာတောင်းပြီးအားရှိရကြောင်းဒိုးလေးကအယုတ်တရုတ်လိုပေါ်သွားရပါတယ်လူကစားလှုပ်ပြကုတ်ကနေမကိုင်းနဲ့လို့ဘယ်နှခါပြောရမလဲလှုပ်အတင်းရုံးကမနေနဲ့ငါလီယောင်ရပေါ်ကနေအကူပြစ်ချလိုက်မယ်မင်းလှုပ်ပုံတစ်ခုမှအချိုးမပြေငါရဲ့စီးပွားရေးလုပ်ငန်းရှင်နေမင်းအခုတစ်ပင်မော်တက်တာမြင်သွားကြည့်ငါမျက်နှာဖေးသွားထားမလဲကြွက်တွေလာတဲ့နေရာမှာသွားထားလိုက်ပေါ့အ ਨੇ ဆုံးတော့ခမည်းမျက်နှာကြီးကိုမြင်ပြီးကြွက်တွေမတောင်းကျင်းရတော့လေမင်းတော့ပါဇက်ကပြန်ပြောဖို့တော့တတ်တယ်သွားရေးသွားချိုးမေးခန်းထဲသွားပြီးအလှပြန်ပေးမယ်တဲ့ရေချိုးမှာပါခမကြီးလည်းကျွန်တော်ခွေးကြောင်နေလို့ဂုတ်ကဆွဲပေးမကိုင်မိစေနဲ့ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေအေဂရီချရာကိုစောင့်နေပြီးရေချိုးခန်းထဲဝင်သွားတယ်ဟာဒိုးပြမငါကြတာကိုတန်းနေသွားပြန်ပြီးနားလိုက်တာပါတီပွဲကိုတက်ရောက်လာသူတွေကတော့တကယ်စီဖွားရေးလုပ်ငန်းရှင်တွေပါအဲ့ဒီပါတီပွဲမှာဒိုးလေးကိုအေဂရီဇနီးဖြစ်ကြီးညာပါနေဖြစ်ပါတယ်လူဝေဆောင်တော့အေဂရီကစင်မွန်တက်ပြီးကြောင်းရောက်လာကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေပေါင်းတဲ့နေအားလုံးကိုပထမဆုံးပြောချင်တာအခုလိုပါတီပွဲကိုတက်ရောက်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီပါတီပွဲလုပ်ရတဲ့အကြောင်းကြီးကတော့ကျွန်တော်ရဲ့ဇနီးနဲ့မိတ်ဆက်ပေးဖို့ဖြစ်ပါတယ်ကျွန်တော်ကအိမ်ထောင်တဲ့တယောက်ဆိုတော့အတိပေးချင်တာပါမင်္ဂလာပွဲကိုတော့မှပဲလုပ်လိုက်ရတာကြောင့်ကျွန်တော်ရဲ့မင်္ဂလာပွဲကိုမစင်နှွှဲရသူတွေအားလုံးအတွက်ဒီပွဲမှာပျော်ရွှင်စွာပျော်ပန်းစွာနဲ့ဆင်နွှဲပေးကြပါဇနီးလည်းစင်ပေါ်မှာတခါတည်းမိတ်ဆက်ပေးပါပြုဟုတ်တယ်အားလုံးရဲ့တဘောအတိုင်းဖြစ်စေရပါမယ်ဗျာအေဂရီကဒိုလီရဲ့လက်ကိုကိုက်ပြီးစင်မောဆွဲခေါ်လာပါတယ်ဒိုလီကတော့အစားအသောက်ငန်းနေရကြောင့်ဘာမှမသိပဲပါလာခဲ့ပေမဲ့အေဂရီကိုင်ထားတဲ့လက်ကိုမတိမတာယုံနေပါတယ်သူကကျွန်တော်ရဲ့ဇနီးပန်းမောင်ဖူပါဗျာအိမ်နာမည်ကတော့ဒိုလီပါအရန်ချက်စရာကောင်းပြီးနှစ်ယောက်တန်းလိုက်ဖက်ပါတယ်ပြုဒါနဲ့နန်းပြပါနော်နန်းပြပါတောင်းစုနေရဲ့ဒိုလီငါမင်းကိုတကယ်နန်းပြပါလား
နင်းရဲ့နန်းကြည့်တော့ကျွန်တော်လက်ခုပ်တန်နေလက်ကောက်မှုတ်တန်နေထွက်ပေါ်လာပါရီ။ဧကရိကဒိုးလေးစကားမဆုံးခင်မှာနားလိုက်တာကြောင့်ဘလို့လဲငါအနာချိုးမြင်ရဲ့လား။နဲ့လက်သီးနဲ့ထိုးရင်ဟိုမှာတွေ့လား။မေးစိတ်စင်းရလိမ့်မယ်။လူရောက်ပါရဲ့အခန်းထဲကျရင်ခမောင်သေးပြီးမှအစားအသောက်တွေကိုတုံးဆောင်ကြပါပြို။ဒိုးလေးကဒေါသထွက်တာသူကသဘောကျစွာရှဲမောင်းလျက်ပါ။ကိုကိုတော်ဝင်လက်ဆောင်ယူလာတယ်။ကိုကိုကြိုက်ပါ။တော်ဝင်ကဒီနေ့အရန်လာပဲဗျာ။ကျေးဇူးပါ။လက်ဆောင်နေပါလေမလို့ပါဘူးဗျာ။ဒိုးလေးကဒီမှာမုံနေစားနေရ။ကိုကြီးကတော့မတီလေးပေနဲ့ပြောပါပြီး။ဘာမယွင်ဟိုဘက်ကိုကြည့်လိုက်။တွေ့လား။ရှဲလို့မောလို့ဘေးနာမတီအလန်းလေးပြားလဲပြုံးနေဝေးစားနေရပဲ။ဟိုတော်ကြီးကလည်းဘေးနာမှာပါလား။နေကောင်းမသိရအမောက်ထောင်ပြရမယ်။အဲ့လိုသွားကြလို့မရအောင်နော်။ဟိုတစ်ဖက်ကလို့တော်တော်အဲ့လိုမလုပ်နိုင်ဘူး။မေကြီးကတော့ဖေကြီးဘေးနာမှာကတ်လာတဲ့မိန်းမတွေကိုအနုနီးနဲ့ပဲဖယ်ရှားပြက်တာအတန်းနီးနဲ့ဖယ်ရှားရင်တော့အိမ်တောင်ကြီးကပြိုကွဲလွယ်ရတဲ့အေးပါဟာငါအိမ်တောင်ကြီးမပြိုကွဲစေအောင်ခီတရာတဲ့နာကိုကြီးစီသွားပြီးစားတော့ဆိုင်ရလို့သွားပြောမယ်ထင်တာတကယ်တော့ဒိုးလေးဤကရစ်စီကိုမသွားပဲလူငယ်ချော့ချောလေးတွေအဝိုင်းကိုသွားတယ်ဟာမင်းကလေငါပြောတာမှန်ပါမမှန်မင်းပြောတာမှားတယ်တရားတကယ်မရှိဘူးရှိတယ်ကွာငါသိချမြင်လိုက်တာဒီအိမ်ရဲ့အနောက်ဘေးမှာတရဲမကြီးကိုခေါင်းဝဲဖြူနဲ့တွေ့လိုက်တာဒီမှာခမရတို့ပြောတာမှားနေပြီကျွန်တော်တို့အိမ်မှာတရဲမရှိပါဘူးရှိပါရဲ့ဆိုဒါဆိုရင်တော့ပဲအခုအိမ်နောက်ဘေးကိုသွားကြမယ်တရဲမရှိရင်ခမရတို့ပတ်စံတသိန်းပေးချင်းပေးမယ်အဲ့ဒါဆိုရင်သွားကြမယ်ရှိလို့ကတော့မင်းငါတို့ပြန်ပေးရမယ်โอเคပါသွားကြစို့ဂျိုလီကအမှန်တကယ်အီဂရစ်စီတွားဖို့ပါဒါပေမဲ့ဘီဝမ်ကသူတွေကတော့အိမ်မှာတရန်ရှိရပြောနေလို့ဝင်ပါချက်မှာသူတို့ပြောနေတဲ့တရားတခြားသူမဟုတ်ဘူးဒိုးလေးပါပဲကီတရာကိုချဖို့အတွက်အဝိဇ္ဇာစံဝင်ကြည့်အောင်သူတို့လူတွေကတယောက်ကမြင်သွားခြင်းဖြစ်ပါတယ်ကဲအိမ်နောက်ဘေးရောက်ပြီနော်ဒီခန်းထဲကနေတွေးလိုက်တာလို့ပြောတာခဏဆောက်ဒိုးလေးကသူ့ဝစ်ခဲ့တဲ့တရက်ဝစ်စုံဝယ်ပြီးထွက်လာတော့ဟာတရဲလူငယ်တစုကအော်ပြီးပါတီပွဲရက်မှာပြေးကုန်ပါတယ်ဒိုးလေးကလည်းတရဲမဟုတ်ကြောင်းအော်ပြောပြီးသူတို့နောက်ကိုပြေးလိုက်တယ်တရဲပြူတရဲဗမာတော့ဟာတရဲမဟုတ်ပါဘူးမကြောက်ကြပါနဲ့ကျွန်တော်ပါဒိုးလေးရှင်းပြပေးမယ်လေလူတွေကမယုံပဲကြောက်ပြီးထွက်ပြေးကပါတီပွဲကပြည့်စည်ကုန်မှာတော့နောက်ဆုံးမှာအေဂရစ်ကမင်းတကယ်ဒိုးလေးလားဟုတ်ပါတယ်ဆိုလူပါစာရဲ့လူတွေတရဲလို့ထင်တာမမောင်မင်းပုံစံမင်းပြန်ကြည့်လိုက်အောင်ဖုန်းနဲ့ကင်မရာကိုဖွင့်ပြီးပြလိုက်တော့အမလေးတရဲအဲ့လိုအော်ပြီးတရေနဲ့တော့ပါဒိုးလေးပြင်ထားလဲတကယ်ကြောက်စရာပါတရေလေးနေရဒိုးလေးကိုအေဂရစ်ကဝေးကြည့်ပြီးခန်းထဲဝင်သွားပါတယ်ဒါတက်တာတို့မိသားစုရှက်ခွဲတာမဟုတ်ပါဘူးတောင်းရဲ့ဟိုကလေးတွေကိုမေးပြီးတိုက်ဆိုင်သွားတာပါတိုက်ဆိုင်တာအရေးမကြီးဘူးတားမျက်နှာဖဲနာသွားထားမလဲတရေနေမှထွက်နေပြီဒေါသထွက်နေပါတယ်ရေးပေးပါအရန်စားတယ်တရေရလာပြီလားတမီးမိနေရကြားပြီးဘာကြောင့်ခုလိုလောက်တာလဲမေတမီးကိုစိတ်ဆိုးနေတာရဲ့တမီးတကယ်မရည်ရွယ်ပါဘူးမင်းကမရည်ရွယ်ပေမဲ့ငါရဲ့အဆက်တွေကတော့မြောင်းနေရကုန်ပြီပါတီပွဲမှာဘလောက်ရှုပ်ပြက်စင်းပြက်ဖြစ်သွားလဲမင်းသိလားလူကွာစာရတမီးကိုစိုးနေရဲ့တာရီဒေါသလျှော်စမ်းတမီးရေးတောင်းလိုက်တော့မငိုနဲ့တိတ်တမီးပါမမဟုတ်တာကွယ်မင်းနော်အဲ့ဒီဒိုးပြမောင်ကောက်ွယ်ပေးနေတားဘလို့မျက်နှာနဲ့အလှုပ်သွားရမလဲခုံနေစွတ်သွားနေရဲ့မျက်နှာကိုတကယ်ပဲဒီညနေအဖေနဲ့သွားအိတ်ဓမ္မငါနဲ့တမီးအိတ်တော့မယ်ဟာအဲ့ဒါတော့မရဘူးဗျဒေါသမထွက်တော့ပါဘူးမေဖေးမိမခေါ်သွားတော့ငါလည်းခေါ်မှာပါလာချစ်ကိုတို့သွားကြအောင်ဓမ္မမအိတ်နဲ့နော်ချင်းနဲ့တူတူမအိတ်ရန်ကိုအိတ်ပြောမှမဟုတ်လာသွားအောင်ဖေးနဲ့မေတားရဲ့အရှိမအရန်မရူကြပါနဲ့ဝတ်တက်လည်းမပေါက်ကြပါနဲ့ဗျာအာမခိတရနော်ကိုမိပါရီအရန်ချစ်ပြအောင်မကြည့်နူးဖေးရလဲဗျာကြည်နူးပါရဲ့ဒါကြောင့်မင်းနဲ့ဖေးတို့ကြားမှာတားလာအိတ်မယ်နော်မလာနဲ့လာမိမအခန်းနဲ့အမြန်ပြေးပြီးတကားပိတ်အောင်ရှင်းဘလို့ဖြစ်တာလဲတားငယ်ကအမေနဲ့လာဖက်မယ်ဆိုပြီးကီတရာကိုခေါ်တော့ဦးတရာကမျက်နှာမဲပြီးကျင်းခဲ့တယ်မင်းတက်တာရဲ့လားခေါင်းမူရာတွေဖြစ်သေးလားမဖြစ်တော့ပါဘူးဒါနဲ့ခင်ဗျာကြီးကျွန်တော်
စိတ်မစိုးပါနဲ့တမင်တက်တက်လောက်တာမှမဟုတ်တာမင်းတော့အရင်ပြဿနာရှာလို့နေအေးတော့ငါဒီညစုပ်ဖောက်မှအိတ်လိုက်မယ်မင်းကျမ်းမာရေးကြောင်းမှာဧကရိကခေါင်းယူပြီးစုပ်ဖောက်ပေါ်မှာသွားရတော့ဒူလေးပြုံးမိပါတယ်မင်းကောညီကြည့်နေရောမလားဟမ်မငေးကြည့်ပါအောင်နော်ဆောင်းလာချုပ်ပေးအောင်ခမကြီးရဲ့မျက်နှာကျွတ်ဆုပ်ရည်နူးနေတဲ့ရုပ်ကိုများအော့အန်တောင်မှအန်ကျန်လာပြီးငေးရအောင်မယ်တဲ့ဟာပဲရမယ်ပြုဒူလေးငါအခန်းထဲကနေဘဲမှမသွားအောင်နော်အဲ့ဒါတော့မရအောင်လေရှောက်ပြီးကြည့်အောင်ပါပေါ့ခမကြီးတော့ကျွန်တော်ပြေးလာဖို့ကြိုးစားမနေနဲ့ဟမ်ဒါဆိုရင်လည်းကြည့်တာကြည့်ပေါ့ပြဿနာတော့မရှာမိစေနဲ့ပြီးငါလိုအပ်တာလှုပ်ပေးဖို့မမိနဲ့ခမကြီးကကျွန်တော်ခိုင်းဖို့ခွန်လာတာကိုအပြစ်ပေးရမနေ့ကပါတီပွဲကိုပြတ်အောင်လို့ရှင်းနေနော်တွားငါကော်ဖီတစ်ခွက်ဖြော်ခဲ့ဆရာကတော့ဘာလို့ရှိပါတလဲကော်ဖီဖြော်မလို့ပါကျွန်တော်တို့ဖြော်ပေးပါပြင်ဗျာရှားရဲဒိုးလေးပါတော့ဖြော်ပါမယ်ဟုတ်ကဲ့ဆရာကတော့ဝေးရန်မင်းအိမ်ရောက်ဖုန်းထားနေရဲ့ရှော့မင်းလည်းဖုန်းကိုပြစ်ထားသိလားဆရာကတော့ပါလားအရင်မကြောက်ကြပါနဲ့ဒီတိုင်းပုံမှန်ဆက်ဆံပါဟုတ်ကဲ့ဆရာကတော့ဒိုးကလေးကကော်ဖီဖြော်ရင်ကိုဖီရဲ့ဖုန်းပြောတောင်အတိုင်းသားကြားနေရဘာငွေလို့ပြန်ပြီလားဟုတ်တယ်ကိုကြီးအိမ်ဟာအမေစိတ်ဖို့လိုနေပြီညီမလေးလည်းကြောက်မနေပဲအလုပ်ထပ်လုပ်တော့မယ်တိတ်ဆန်ကြောက်တတ်မယ်ပြောတာနောက်ဆုံးဖြစ်ပါစေငွေငါလွှဲလိုက်မယ်နင်းသားဆောင်တေးချာကျိုးစားဒါပဲနော်ငါအလုပ်ချိန်ဖုန်းပြောလို့မရအောင်ပြောရင်တင်ရိုက်ခဲ့ရမယ်ဝေးရန်မေဖုန်းပြောနေပြန်ပြီလားဒါငွေပေးဆောင်တော့ဂျာကြီးရလဲဗျာအရေးကြီးဖုန်းမလို့ပါဒါမဲ့မင်းစီကန်ကိုချိုးပေါက်တာပဲလေမင်းရဲ့လက်စာတောက်ဝက်ဖြတ်မယ်မလောက်ပါနဲ့ဗျာတောက်မှန်ပါတယ်မင်းတောက်မှန်လဲရှာမထင်းတော့ဒိုးလေးကကော်ဖီပြုံးနေဒေါသထောင်းနေထသွားတယ်ဒီမှာကိုဝီယန်ရဲ့လက်စာလုံးဝမဖြစ်ရအောင်မင်းကပါလဲကွာဘယ်လိုလုပ်ဒီနေရာရောက်နေရလဲသူဟာကျွန်တော်ဘာလုပ်လဲဆိုတာခင်ဗျားသိစရာမလိုပါဘူးဒါနဲ့သူ့ရဲ့လက်စာတောက်ဝက်ကိုဖျက်ဖို့ခွင့်မပြုနိုင်မင်းကဘာလို့မို့လို့လာပြီးအမေပေးနေရလဲကွာလုံကျုံကြီးဒီကောင်မကိုဆွဲထုတ်စမ်းဟာပူလိုက်တာငါအမေပေးရအဲ့ဒီကောင်မမိတ်ကလေးဆိုပြီးမညာနဲ့ချပြစ်မိဖို့ကြောင့်နေကအတန်ဖောင်းဆုံစုညာတခန်းလုံးရှုပ်ပွားသွားတယ်ဆရာမိဖို့ကြောင့်မှပြဿနာတက်နေပြီဘာကွဝန်ထမ်းအချင်းချင်းပြန်ဖြစ်တာမကြိုက်ပါဘူးဆိုအလောက်ကိုထုတ်ပြမယ်အခုဖြစ်တဲ့ပြဿနာဝန်ထမ်းအချင်းချင်းမဟုတ်ဘူးဆရာကတော့နဲ့ဘာတော်ကြောက်စံရမ်းလိုက်တော့ဒိုးလေးရမ်းလိုက်တော့လို့ဘယ်နှခါပြောရမလဲမင်းငါအလုပ်လာပြီးပြဿနာရှာပြန်ပြီးထွက်သွားမှာခမကြီးအနာကနေအဝေးဆုံးထွက်သွားပြက်မှာဒိုးကလေးငေါ်ပြီးဟိုတိတ်တဲကနေထွက်သွားပါတယ်ဧကရဲမတားမီကိုဒေါသရမ်းထွက်နေရဒိုးလေးပဲသွားမှမသိဘူးဘောင်းမီအိတ်ထဲနှိုက်ကျိလိုက်တော့ပတ်စံတထောင်မဲပါတာကြောင့်လမ်းဘေးကမုတ်စာကနေပုံနေဝဲစားပြီးရှောက်သွားပါတယ်ညနေဆောင်အိမ်ကိုပြန်တော့မယ့်အချိန်မှာဧကရဲဒိုးလေးကိုတရိယာပြီးလိုက်ရှာတော့မတွေ့ရအောင်သူတင်ထားဒိုးလေးကဟိုတယ်တနေရာမှာရှိမယ်လို့ထင်တာဒိုးလေးဆရာတပတ်မှမရှိဘူးဒီဘက်အချမ်းမှလည်းမရှိဘူးဆရာတက်ထားတဲ့ CCTV တို့မှရှာကြည့်ရအောင်မေကိုကြီးမရိုက်ပါနဲ့မရိုက်လို့ရမလားငါသမီးကိုတွေ့အောင်ရှာတဲ့ဧကရစ်ရှာနေပါရဲ့မေဒါသူ့ဒေါသထွက်လို့ထွက်သွားခိုင်းမိရတားမှားပါဗျာတားရင်လည်းအရန်ပူလောင်နေပါတယ်မေတားရဲ့ပေါင်းရိုက်ပါဗျာရိုက်ပါအေးရိုက်အောင်ပါငါသမီးကိုတွေ့အောင်ရှာလာခဲ့ရန်ကုန်ရောက်တာနဲ့တိတ်တာမကြားသေးဘူးမင်းကြောင့်မိမရဲ့စိတ်ထိမှာကွာကိုယ်လည်းဒိုးလင်းကိုရှာနေပါလေကွာတားကြီးလည်းအရန်ပူလောင်နေရမင်းမြင်မယ်လေကျမအရန်နှောင့်တာရဲ့သူနဲ့ဒိုးလေးကိုပေးစားမှာမဟုတ်တားငယ်ပေးစားမှာအဲ့ဒါဆိုရင်ဘာပဲဖြစ်ဖြစ်ဒိုးလေးကကျမတို့အနာမှာရှိနေပါတိတ်ပါကွာအခုနောက်စကားမပြောတဲ့မောင်တားတို့ဒိုးလေးတို့တွားကြရအောင်ဟုတ်ကဲ့ဖေညီကို3ယောက်ကကားတစ်စီးနဲ့ပတ်ရှာကြရင်မိုးတောင်ချုံလာပြီးငါအိမ်ကိုဘယ်လိုပြန်ရမှာလဲပတ်စာ2000လောက်ပဲရှိတော့တယ်စိတ်ညစ်လိုက်တာနော်ဘာလို့စိတ်ညစ်နေရလဲဗျဟမ်ကျွန်တော်ဘာသာဘာညစ်ညစ်ပေါ့ခမည်းနဲ့ဖားဆိုင်လေအစွာလေးပဲငါနာမည်မင်းတုတာပါအဲ့ဒါဘာလို့ရမှာလဲမိတ်ဆက်တာလေကွာမင်းကိုကြည့်နေရကြပြီဘယ်သွားမလို့လဲငါလိုက်ပို့ပေးမယ်မလို့ပါကိုလန်းကိုသွားစမ်းမှာလာမနောက်ရှက်နဲ့နောက်ရှက်တာမဟုတ်ပါဘူးကိုညီမလို့ပါဗျာဒိုးလေးလို့လူဟူသေးချောင်ကြည့်မိပါရဲ့ရုပ်ရည်တန်းပြတ်ပါပဲအဝေးစားလည်းကြည့်ကောင်းတယ်ခမရကျွန်တော်တီးလင်းစာပို့ပေးနိုင်မလား
ရအောင်ကောင်းပေါ်တက်လေခမရလာမြို့ပြင်ရောက်နေပြီရပါပေါ့ငါဘေးတော့ခိုင်းတဲ့စီကိုတွားမှာမဟုတ်တာဟာခမရအခုချက်ချင်းကောင်းအောင်ရပါမရပါဘူးမိဟာငါအတွက်ဈေးကောင်းရမှာတေးချတယ်ဟာဟာလူရောက်မှာဒူးလေးပဲအဲ့ဒီသူနှစ်ချက်စွန့်ထိုးပြီးကားပရိတ်ဆိုတဲ့နေရာကိုချိန်နဲ့နေပြက်ပြီးလမ်းဘေးကိုကားရက်ပြက်လိုက်ပါတယ်ဟာတိပါပြီးနားလိုက်တာကွာမင်းကလေးဆိုပြီးညာနေအောင်ဟာညာနေရမလားမကောင်းတဲ့သူရဲ့ဒိုးလေးကိုလာဆန်းလို့မရအောင်ဒိုးလေးမင်းဘာဖြစ်သွားသေးလဲကိုကိုတောင်းပန်ပါတယ်ဟမ်ကိုကိုဘလို့သိပြီးရောင်းလာလဲဒိုးလေးဘာဖြစ်ပါဦးဟုတ်လူတော့သိနေပြီလားမသိဘူးဒါလူကုန်ကူးနေရဲ့မင်းတုတာပဲသူ့ကိုဖမ်းခဲ့ရဲပေါ်လို့ကိုကိုရဲရပါပါလားဟုတ်တယ်ကိုကိုရန်စိတ်ပူပြီးခေါ်လာဒါနဲ့ကိုကိုဘာဖြစ်တာလဲမေးရိုက်တာဒိုးလေးပြောက်တာကိုကိုချောင်းဆိုပြီးကဲမောင်အီဂရစ်စကန်လိုက်ခဲ့ပေးပါဟုတ်ကဲ့ဆရာဒိုးလေးကိုဒီအကြောင်းတွေနောက်မှပြောပြတော့မယ်ခုတော့စကန်သွားစို့ဒေါက်ခင်နေစီဖျားခန်းနေမထွက်ပဲစူတောင်းနေပါတယ်မိမကြီးတမီးတို့ပြန်လာပြီအရွှေမြတ်စွာဘုရားတပည့်တော်မှာစူတောင်းဖြည့်ဆည်းပေးလို့အရန်ပြော့ပါတယ်တမီးဘာမှမဖြစ်ဘူးနော်ဘာမှမဖြစ်ပါဘူးမေတော်သေးရပေါ့မေကြီးစိတ်ပူလိုက်ရတာအီဂရစ်ကိုပြစ်ကိုတီးတော့မေကြီးရဲ့ကိုပြစ်ပေါ့ပါတမီးပြစ်ပါကိုမစုပါနဲ့ကြည်စမ်းတမီးလေးကဘလောက်မဲပေါ်မှာကောင်းတယ်လဲမန်နေဂျာအလုပ်ထုတ်လိုက်ပါပြီးတော့အလုပ်ချိန်အတွင်းအရေးကြီးတဲ့ဖုန်းခေါ်ဆိုမှုပြုတ်တင်တယ်လို့တတ်မှတ်လိုက်ပါပြီမိမရအလုပ်ကြောင့်နားမှပြောကြအခုကလေးတွေအရင်ပင်ပန်းနေပြီနားကြပါစေဟုတ်ပါပြီရှင်းရလဲနေရာတစ်ခေါက်ဝင်ပါတယ်တွားနာကြတော့ကလေးပဲကိုးနေတွားနာရဥတူရာဒေါက်ခင်နှင်းစီကိုပခုံးဖက်ပြီးဘိုက်ခေါက်လေးဆွဲချင်းခံရပါတယ်နားလိုက်တာမိမယောက်ျောင်းအလောက်တောင်နှိမ့်စားလားအချိုးပြန်ကြက်ကြက်တရိထားပါဥတရကိုတူကလေးတိုင်းတင်ပေးမယ်ဆိုခဏဆောင်ပါကွာငါဝှေ့စားလဲအောင်မယ်ကိုနေတရာရော့ချန်နေဆောင်နေတဲ့ကေတရာကျတော့ကိုနည်းနည်းကွေးထားညောင်းလာပြီကွာငါမသိတော့ယောက်ျားဖြစ်ပြီးတော့ပြုတ်နေသေးတေးချမှတ်ထားကိုနေတလားအနေထားမှန်နေဘာလို့ညီးလက်ကိုခြိုက်တာနဲ့ကိုရင်နားလိုက်တာတလောက်ပြနေရတော့မှတ်ဘူးဒိုလီရော့ဒီချိန်လုံးနဲ့ရှိုက်ပေးပြမင်းသူ့ကိုထိတယ်မလို့ကိုကြီးညီကနွားလာချိန်လုံးနဲ့ရအောင်ရှာမရှိနဲ့ဒိုလီကေတရာအနာတိတ်မကန့်နဲ့တထောင်လောက်ကွာမှနေဒါမဲ့ तू ကခဏမှားနေရောသူ့ကိုကင်ပြီးတော့ပြင်ပေးရမှာပေါ့ငါပြင်ပေးမယ်ဘယ်နေရာပြင်ရမလဲပြောဒီနေရာလားဆိုပြီးခြေကန်ထားတဲ့ကေတရာကိုတွေ့ခြေထောက်နဲ့ကန်ပြီးကန်လိုက်ပါတယ်ကိုကြီးနားရဲခြေထောက်ဆိုရင်အကြောပြေလာပါပြီမရသေးဘူးမင်းရဲ့ပေါင်နဲ့မြေကြီးထိရမှာရမှာကေတရာတစ်ခုလုံးချေးရီကြည့်ပါပဲတင်ပေးတဲ့ဒိုလေးကနည်းနည်းပဲခိုင်းပြီးမယ်အေဂရိတ်ကတော့မတရားခိုင်းပါတယ်တိုက်ထိုးရင်လေနေတရာကအခ90ဆိုရင်ကေတရာကိုအခ150ထိုးခိုင်းပါတယ်ကေတရာတိုက်ထိုးရင်သူဟာကေတရာရဲ့ကြောပေါ်ထိုင်ပြီးစားကိုစိတ်ပြင်းလက်ပြဖတ်နေပါတယ်ကေတရာကဘာလို့ကိုလေးတဲ့ပို့ထိုးခိုင်းရလဲမေးရင်တော့မေးဟာငဲဆိုတော့ပူတတ်မဟုတ်လို့တယ်လို့ဖြေတတ်တယ်ညာလေးထမင်းစားဖို့ပြန်လိုက်တော့ဟုတ်ကဲ့အန်တိတ်ခင်ဟဲ့တားငယ်ရရဲ့လားတားကြီးကလည်းမပြောမဆိုနဲ့ထိုင်ကုန်ရွှေ့လိုက်လား sorry ညီကိုကြီးကထိုင်ဖို့ခုံယူလိုက်တာပါညီထားနိုင်ရဲ့လားကိုကြီးတွဲပေးမယ်ဖြည်းဖြည်းတော့ပါဟိုဘက်ခုံမှာသွားထိုင်ရကေတရာနာကျင်းရဲ့မျက်နှာနဲ့ဟိုဘက်ခုံမှာသွားထိုင်ရပါတယ်ဒိုလီနဲ့ကေတရာအတူတူထိုင်ပြီးကတ်တုံကကြည့်နေရောလေညီကိုကြီးကိုကော်ဖီတစ်ခွက်သွားဖြော်ပေးကွာကိုကြီးကလည်းကတ်တုံကကြည့်မလို့လိမ့်မပါရဲ့ကွာသွားဖြော်ပေးငါညီရဲ့လက်ရအရင်ကောင်းလို့ဆိုကိုကြီးနဲ့မေကြီးကိုဖြော်တိုက်နေကြဆိုတော့ကိုကြီးမြည်ကြည့်မလို့ပါဟုတ်ကဲ့ကိုကြီးရော့ကျေးဇူးညီကိုကြီးရဲ့ဆောင်ရွက်တွေကိုဖဲအောင်ညီထိုင်မလို့မေးရလဲကွာဟိုဘက်ကောင်မှာသွားထိုင်ကွာနေရာတွေပြားရရှာမထိုင်ချင်ဒူလီနာကတ်ထိုင်ပြီးကတုံကနဲ့ပတ်သက်ပြီးညင်းခုံရအောင်မေးအေးပါကွာငါလည်းခုမှတရိရရဲ့ဒူလီခန်းနဲ့လိုက်ခဲ့ပေးစရာရှင်ဘာပေးမလို့လဲကတုံကကောင်းနေပြီအဲ့ဒီကတုံကဘဲချင်းကြည့်ရရင်လာခိုက်ခဲ့ပြီးတော့ဗျာလူ့ဘဆိုင်အရန်လှုပ်ရှုပ်တာပဲကေတရာကြည့်ထားနေပြီးပြန်လာခဲ့မယ်အေးပါကွာလူ့ဘဆိုင်ပေးစရာရှိရင်ဆိုဒူလီငါ့ကိုဘလို့ခေါ်မလဲလို့မေးတင်ပေးထိုင်မလားတင်ထားရင်လေဒါမဲ့မခေါ်ချင်လို့ရမလားငါ့ကိုနောက်ဆိုရင်ကိုလို့ခေါ်ပါမခေါ်ရင်ပြစ်ပေးရလိမ့်မယ်
ချင်းချောက်တိုင်းကြောက်မဲ့တဲ့ထဲမှာဒိုးလေးမပါဘူးဒါနဲ့ခမရဲ့ပေးစရာရှိရင်ဆိုမရှိဘူးမင်းကိုညီအနာမှာမနေစေချင်လို့ညာပြီးခေါ်ထုတ်လာညီနဲ့ဝဝေးနေပါမင်းဟာအိမ်ထောင်တဲ့တယောက်ဖြစ်နေအနေတိုင်းစင်ကြမှာကျွန်တော်ကဘာလုပ်နေလို့လဲကေတရာနဲ့ဝဝေးနေအောင်ရန်သူမဟုတ်တာလူကွာဆိုင်ယူနေပြီတဲ့နဲ့ငါကိုကိုလို့ခေါ်ခိုင်းနေလေမခေါ်ချင်လို့ပြောပြီးလေဒါဆိုရင်လည်းပြေးပေးရမှာပေါ့ခမရိုက်ပါလို့တာလဲဟာဒါမျိုးတွေကယူနေပြီလှုပ်ဆက်များလှော့အသက်ရှူကြလိုက်မင်းလားအသက်ရှူကြနေဒီတိုင်းမနေတော့ဘူးနောက်ဆိုရင်ကိုကိုလို့မခေါ်ရင်တော့မင်းရဲ့ပါပြင်ကိုငါနှာခေါင်းနဲ့လာပြီးပြေးပေးရလိမ့်မယ်နောက်ဘူးလူပါဆိုင်အရောက်တမိုင်းမကောင်းဆိုးဝိုင်းလူအမိုက်ကြီးအစုံခေါ်တော့နေဟာစုံနားရပါပေါ့နောက်ဘူးကြီးခေါ်တော့နှစ်ဘူးနမ်းပြီးနောက်တစ်ခုလူကစားကြီးဆိုတော့ပါပြောင်းနေရမယ်အယုတ်တမကြီးဆိုတော့ပါပြင်းတစ်ဖက်မကောင်းစူးဝါးကြီးဆိုတော့ပြောတော့နှက်ခမ်းပေါ့လူမိုက်ကြီးဆိုတော့လဲပဲပေါ့စာနန်းတော့မယ်နော်မင်းအစင်ပြေးရလားဟာအသက်ရှူလို့မရတော့ဘူးခေါင်းလေးရမ်းမှုလာပြီးတေးရောမလားမသိဘူးမင်းတကယ်ပြောနေရလားဟာခါနာလိုက်တာနာသေးတာပေါ့နောက်တစ်ခါဆိုရင်တော့ကျွန်တော်ရဲ့လက်သေးနဲ့ခမရဲ့မျက်နှာလက်ဝဲဆောင်နဲ့လေပင်ခြေထောက်နဲ့ခမရဲ့အတေးကနေရဒီတစ်ခါတက်သွားမှဟာငါကတော့အရန်နာသွားပြီမင်းကမူရမရလဲများတဲ့တဲ့နော်မူရမရများရလို့မခေါ်ဒါအုံနောက်ကောင်းတယ်လို့ခေါ်တယ်ဧကရိခံလိုက်ရပြန်ပြီအနိုင်ရပြီထင်ထားသမျှအကုန်တဲတဲ့ရေသွန်ဖြစ်ရပါတယ်တောင်းငယ်ရေမင်းအခုကြီးကိုသွားပြောည၈နာရီဖျားသွားမယ်လို့အစင်သက်ပြန်ထားလို့ဟုတ်သားပဲတောင်းတောင်းမေးနေရအလုပ်ပေးရဲ့တိုင်းဖျားသွားမှာတောင်းငယ်အခုတလောမေးကြည့်နေရတခုခုလွမ်းနေတယ်လို့ပဲနော်မဟုတ်ပါမေးရလဲဟုတ်ပါရဲ့တောင်းလည်းလည်းအတူတူပဲမေးရမင်းတို့မွေးရနော်မျက်နှာတက်ချိတ်ကြည့်လိုက်တာနဲ့ဖောင်လို့ကျန်လဲတည်မနေ့ပြန်တိုးလေးအမနှစ်ယောက်လာလိုက်ပဲတကယ်လားမေးကြည့်ပါလားမျက်နှာအရမ်းပြောနေရမင်းတို့နှစ်ယောက်အတွက်ကျင်းစီရတမီးတွေထက်တောင်းရအောင်မလားမသိဘူးတောင်းမပေးပါနဲ့အချိတ်ရအောင်မေးတာကျိုးဆောင်တောင်းမပေးပါနဲ့အချိတ်ရအောင်မေးတာကျိုးဆောင်လာအောင်မေးဒါကိုကြီးကိုသွားပြောမယ်မေးတို့ဘာလို့ဝိုင်းကြည့်နေရလဲကိုကြီးခါဘာလို့စောင်းနေရလဲခါနာလို့ကွာဟာဟာအဲ့လာတောင်းချမ်းလာကြည်လားရှမ်ဘာရီရှောက်ပြောနေရလဲတစ်ချိန်လုံးနှာရဲကြည့်ပဲမိမလည်းကိုလဲမင်္ဂလာဆောင်နဲ့တက်နေတဲ့အတွက်မှာခါမြင်းလာတော့ရှင်တော့ပြောလေကဲလေဖះသွားမှာတော့ကျမဒေါသမဖြစ်ချင်ဘူးအချို့အပြင်ကြက်တရိထားမင်းပြောမှထားပဲမလားတည်ရင်ပြီးဟောဖေဖေနဲ့မမေတို့စင်ပြေးလာမတည်ဘူးဖះဖူးထွက်တာအစင်ပြေးပါလေကွာဖေဖေတို့ကဖះဖူးထွက်တာပဲကိုကားပေါ်တက်သွားကြမယ်တာဒိုလီပေးမှထိုင်မယ်နော်ကိုကြီးကကားမအာမမင်းစိတ်နဲ့စီးလို့ရမလားငါခါနာနေရဲ့ဒီထဲမှာမင်းငယ်ဆုံးမင်းပဲကားမအငယ်ဆုံးဖြစ်ရကောင်းမကောင်းဩစာတီပဲအကျွေးခံနေရတယ်ညီအကိုလေးမောင်းပေးမယ်ဒိုကလေးနောက်မှသွားထိုင်ကေတရာအသက်အရမ်းကြရပဲနားကြီးရကွာကိုကြီးကလည်းညီတာပုံမှန်မဲကိုရှာမရှိနဲ့နားကြီးရဲ့ပါစက်ပိတ်တားကြည့်ရဲ့တားငယ်နေတတ်တယ်လို့နေပါစေအရင်မချုပ်ချဲပါနဲ့ဟုတ်တယ်မေကိုကြီးကတားကိုအရင်မိတ်ပေးလို့နဲ့ညမြစုပေးကေတရာနော်တားရီတော့တားငယ်ကိုရမ်းမရှာနဲ့အေးစေးဖျားဘူးသွားပါစေကိုဒိုကလေးရဲ့ပန်းပေးကျွန်တော်ကပ်ပေးမယ်မလို့ပါဘူးငါမိမရဲ့ပန်းကိုငါပန်းနဲ့တူတူကပ်မယ်မင်းကက်ကျဲမေးနဲ့ဖေးစီကသွားယူကိုကြီးပန်းလည်းပေးပါကျွန်တော်ကပ်ပေးမှာပေါ့ရှာရင်ငါဘာသာကပ်မယ်ခမကြီးဘလို့ပြစ်နေရလဲခီတရာဒီနေရာမှာစောင့်ခိုင်းထားတော့ကြသူလိုက်ရှာနေရပဲရှာပါစေမြင်ကိုကတ်တယ်တချိန်လုံးမင်းနာတောက်တယ်လို့ကတ်နေရပဲအခုမှကတ်တာမဟုတ်နေတိုင်းဖြစ်နေအောင်ခမကြီးကခုမှထူးဆန်းလုံနေရကိုမကြိုက်ဘူးကွာမင်းသူနဲ့ဝဝေးနေပါဘာလို့နေရမှာလဲကျွန်တော်ရဲ့ကစားပုံကစားဘက်ကသူ့ပဲရှိအောင်ခမကြီးခုတလောဖားဖြစ်နေရလဲစိတ်ရောကောင်းပါရဲ့နော်စိတ်လည်းကောင်းတယ်လူလည်းကောင်းမယ်မင်းကီတရာနဲ့ပူပူကက်ကက်နေအောင်ငါမကြိုက်ဘူးဘာလို့မကြိုက်တာလဲသိလားဖဲသိမှာလဲခမကြီးစိတ်ကူသိအောင်ကျွန်တော်အကြမ်းမြင်စေရမဟုတ်ငါမင်းကိုအရန်ချစ်လို့ပဲမင်းရောကိုကိုချစ်လားဖះရှိမှဘာရီမေးနေရလဲငရဲကြည့်လိမ့်မယ်ဖြေးပေါင်းကိုကိုချစ်လားမသိဘူးကိုကတော့သိတယ်ကိုမင်းကအမှန်တိုင်းပြေးမေးကြည့်လေအခုရင်ခုန်နေရလားမသိဘူးလေဟာဒါဆိုရင်ရင်ခုန်တန်းမြန်နေရလားမြန်နေရဲ့ဘာလို့လဲမသိဘူးမသိရင်ပြောပြမယ်အဲ့ဒါကိုချစ်လို့ပေါ့မဟုတ်ပဲရှောက်ပြောနေရဆိုပြီးသူမှရှက်ပြုံးပြီးထပြီးတော့အေဂရိရဲ့ပြီး
သူမနာကူလိုက်ခဲ့ပါတယ်မမကြီးပင်မမှဆိုလို့ကျွန်တော်တဲလိုက်မယ်ကျွန်တော်ဝီရီပင်မနေမှာဆိုလို့ပါမသေးပါနဲ့ကိုနေတရာနဲ့ကီတရာရဲ့ဝီရီတို့ဘာသာတဲပါမယ်အထက်မှာထမိန်နေလဲပါတယ်တဲပစိသမီးရေကောင်းမော်တက်နာမမဟုတ်တာလက်ကဆွဲတာမမကြီးနဲ့မမလိုက်ရေကျွန်တော်အရန်ပြော့တာပဲအမေနဲ့ဖောင်နေကောင်းလားဖို့ဖို့ကောင်းပါတယ်ဒုကလေးရောအရှင်လို့စိုးရုံလားမစိုးတော့ပါဘူးမမကြီးရလဲမယုံရဲသေးပါဘူးကိုညမအကြောင်းကိုသိရပေါ့မမကြီးရလဲနည်းနည်းတော့စိုးသိရပေါ့အံ့ဩစရာပဲနော်ခါတိုင်းညမလေးလို့ခေါ်ရင်ဒေါသတက်တဲ့သူကအခုမထွက်ပါလားဟုတ်တယ်မမကြီးအန်တီခင်ဆုံးမပေးထားလို့ပြတ်မယ်ကဲပါတမီးတို့ရေခရီးပန်းလာမလားအိမ်တဲဝင်ကြကီတရာအချိုးပြောင်းနေရဲ့ဘာတွေပြောင်းနေလို့လဲဒိုးလေးရဲ့ကိုကိုပဲစဉ်းစားကြည့်လေခါတိုင်းဆိုရင်ဒိုးလေးနဲ့တူတူဆော့ရင်ဆော့မဆော့ရင်ကာတုံးကကြည့်ပြီးအခုတော့မမကြီးနားမှာပဲမြှောက်လို့တွေ့ကန်နေတာကိုကိုဆော့ပြီးမယ်လေဒိုးလေးနဲ့တကယ်နော်ဒါဆိုရင်ကြားကွက်ပြေးမယ်နှစ်ဖူးစိတ်ကြည်โอเคကိုကိုနိုင်တော့နှစ်ဖူးမတောက်ပဲတခြားတောင်းပါနော်ရှားရလေကိုကိုဘယ်တော့မှနိုင်မှာမဟုတ်စိတ်ချဒိုးလေးနဲ့အီဂရစ်ကကြားကွက်ပြေးထန်းဆော့အကျိတ်နေပါပဲနောက်ဆုံးတော့ဒိုးလေးနိုင်သွားပါတယ်နိုင်သွားပြီပြောပါတယ်ကိုကိုမနိုင်တော့ဘူးလို့လာခဲ့နတ်ဘူးလေးခဏလေးအနာခံရှူတိုးတိုးနေဘာလို့ကြမလဲမသိဘူးတားရတော့အရှမ်းအော်နေအချစ်စမ်းတာပြတ်မှာပေါ့မိမရဲ့တိုးတိုးနေရှင်ထနာဟုတ်ချင်မှာဟုတ်မှာပေါ့ကျမတကားနေနေဖွင့်ပြီးချောင်းကြည့်အောင်မယ်ဟာအော်တန်ချောင်းလို့လားချောင်းတာပါဒါနဲ့တားရဲ့နတ်ဘူးကနေရဲနေပါလားကိုရဲ့နတ်ဘူးပါနေလိုင်းတေးပါပြတ်မယ်ဘယ်ကပါနေရမလဲဒိုးလေးနှစ်ဖူးတောက်တာဒါဆိုရင်တော့တေးလောက်နာမှာပဲရီခံပူးတယ်ဒိုးလေးလက်တံပြောင်းချက်ကတော့ဆိုင်းစရာတွေအရှုံးပေးဟန်လောက်တယ်ခွန်းထုံးဆိုတဲ့အတန်ကြားရင်သွားမကြည့်နဲ့ဒိုးလေးလက်ချက်ပဲအမှန်ပဲညီပြောတာသားဆိုရင်အမြဲတမ်းမျက်မှန်အမဲတက်ရတယ်ဒါဆိုရင်သားခဏခဏမျက်မှန်အမဲတက်တမီးထုတ်လို့ပေါ့ဒါပေါ့မေရသားမျက်မှန်တက်နေရအောင်ဖေးရောကတမျိုးတွေတွေးပြီးစနေရလက်စားတက်တော့အထူးခံရတော့ဖေးရဲ့ချွေးမချတားမှမမီရုပ်လို့တကူလုံးပတ်တီးစီးထားတော့မယ်ထင်တယ်ကိုကိုနော်ထိုးကျင်လို့ထိုးတာမဟုတ်နော်ကိုကိုကထိုးကျင်အောင်ပြောနေရလေထဲပြောဖဲသွားမလို့လဲတို့လေမေးတို့နဲ့တွားအိပ်မလို့အေးပါတွားအိတ်စောင်းတေးချဆုံးနော်အဲကွန်လည်းမဖွင့်နေအောင်ဟုတ်ကဲ့ကိုတို့လေမမောက်ခွက်လာစီတွားမလို့လားဟုတ်တယ်လေဒါဆိုရင်ဒီမုတ်လေးမမောက်ခွက်လာပေးပေးအခုကြတော့ဝီဟီစီဒီချောက်ကလန်လေးပေးပေးပါဒိုးလေးကိုကြတော့တခါမှအဲ့လိုမုံနေမပေးဘူးနောက်နေ့ဝယ်ကြွေးမယ်နော်ဒိုးလေးကလိမ့်ပါတယ်ဟုတ်ပါတယ်ကိုဒိုးလေးကလည်းမနေ့ပြန်လိုက်ဝယ်ကြွေးမယ်ပြီးတော့မမကြီးထိုးနဲ့အတူလာလိုက်တာကိုအေဂရစ်ကပေးတယ်ပေါ့ပေးမိတ်လည်းခိုးလာမှာပေါ့ရော့မမရေးအတွက်ဂီတရာမှုတ်ပေးလိုက်တယ်မမလည်းအတွက်နေတရာကအချုပ်ခလက်ပေးလိုက်တယ်မမကြီးအဲ့ဒါလေးမကြိုက်ဘူးဒိုးလေးပဲစားလိုက်တော့မမလည်းရောပဲဒိုးလေးကရဲပြီးမုံနေဖောင်စားနေပါလေဟမ်စပါလားဘာစားလိုက်မသိဘူးမမဝက်လာကျွန်တော်ချက်နေရကြားပါပြီရွာမှာကလေးရပါမမရဲ့ပြုံးနေရကျွန်တော်ရဲ့နေကိုနေအောင်ကြည့်နွေ့နွေ့ထိတွေ့နေတယ်လို့ကြည်နူးရင်ခွာပါတယ်ဗျာကိုဒိုးလေးကိုကြောက်လို့မမဝက်လာကိုဖွင့်မပြောရခဲ့ရပါဒီတခါတော့ကျွန်တော်ဖွင့်ပြောပေးရစေမမဝက်လာကိုချက်တာထပ်ပို့ပြီးတော့ညှက်နှိုးရပါတယ်ဗျာကျွန်တော်ရဲ့အချက်တွေကိုအလေးထားပြီးစဉ်းစားပေးပါမမထက်ကျွန်တော်အသက်ငယ်ဆိုပြီးမစဉ်းစားပဲမနေပါနဲ့ဗျာကျင်းညံ့လို့စွာမျောလင့်နေစေပါဂီတရာစာဝီလို့ခေါ်ပြရစီဗျာကျွန်တော်ကတော့ဝီကိုစုပ်ယူမဲ့အချစ်လိုက်ပြငယ်လေးပါဝီကိုချစ်နေပြီးသားတွေ့ရပါဖွင့်ပြောခြင်းပေးမဲ့မြို့ကြီးသားအချစ်ကိုမယုံမှစိုးလို့ပါဒီတခါတော့တေးချောင်းဖွင့်ပြောမယ်လို့ဆုံးဖြတ်ပြီးဒီစာကိုရေးမိရပါဝီကိုကျွန်တော်သိချက်တယ်ဗျာပြန်စဉ်းစားပေးပါစာကိုအရှိကြီးကျင့်ပေးမဲ့ဝီကိုချက်တဲ့စိတ်တွေထိမရမှာဆိုလို့ဒီလောက်နဲ့ပဲရလိုက်ပါမယ်ဗျာဝီကိုစုပ်ယူခွင့်ပြုတ်မဲ့နေကိုစောင့်စားနေရဲ့လိပ်ပြငယ်လေးနေတလားကိုနေတလားလည်းမထင်အောင်သူ့ကိုယ်သူလိပ်ပြငယ်တော်သေးရဲ့မမတွေမုံဖောက်မစားလို့တွေးမိရင်မမနှစ်ယောက်ရဲ့အနာနဲ့အရေးလိုနေဖို့ဆုံးဖြတ်ချက်ချလိုက်တယ်မမကြီးနဲ့မမလက်ဂီတရာနဲ့ကိုနေတရာမုံစားလို့ကောင်းလားမေးကောင်းနေဖြေပြီးနော်တော့ကြောင့်စိတ်ဆင်းရဲနေအောင်မေးဖြေပေးပါမယ်နော်ကိုအီဂရီနဲ့စိတ်ပြေလားမမကြီးမေးမှာပဲဝေးတရေရတယ်အချင်းလေးဘလို့လဲသူကဒိုးလေးကိုချစ်တယ်လို့ပြောတာပဲ
အရှင်လူလည်းဒေါသမကြီးတော့ဂျင်းနဲ့နေရဲ့ပေါ့ဒိုလီတို့ဒါကြောင့်ပြောင်းလဲနေရအောင်ဒိုလီရောသူ့ကိုချက်လားမမကြီးကလည်းဘာမင်းနေမှမသိဘူးအိတ်တော့မယ်မေးရပြေအောင်လေအဖေနဲ့အမေကလည်းမေးခန့်လိုက်တယ်နော်ဘလို့မေးခိုင်းတာလဲဒိုလီတို့ကအချက်မပါမယ်လက်ထပ်ထားတော့အိမ်တော်ရင်မတိမဲမြစိုးရင်နေရပေါ့မမလက်တို့ကိုပြောပြနော်ဒါရှက်တယ်ရှက်နေပြီဆိုတော့ချက်နေရပေါ့မမကြီးကလည်းမသိဘူးဆိုမမလိုက်ရင်ဝင်နဲ့တိုးဝင်ပြီးမျက်နှာဖွက်ထားလိုက်ပါရင်ပန်းကိုအရင်ကြိုက်တာပဲလောက်ပြီကိုနေတရာပါလားပန်းကိုမကြိုက်ဘူးသူရှိပါအောင်မလားဝိရတော့အရင်ကြိုက်တယ်ပန်းလေးပြရဲ့ဝိယူစုပ်ယူတဲ့လိပ်ပြငယ်လေးကိုချက်ဘူးလားမမလက်ကမချက်တတ်ဘူးကိုနေတရာရဲ့မမအရန်မောင်းတာဟုတ်တယ်နော်မမဝိကျွန်တော်ပေးရဲ့ချောကလက်စားရလားစားရတယ်ချောကလက်ပေးလို့ကျေးဇူးပါကိုနေတရာလိပ်ပြငယ်လေးကိုဖက်ရလားဘယ်ကလိပ်ပြလဲကိုနေတရာဘာမှမဟုတ်ဘူးဒိုးလေးဝိရလိပ်ပြငယ်ကိုမချက်တတ်တော့ဘေးအောင်ချက်တက်လေမဟုတ်တာလိပ်ပြတွေကိုချက်တတ်ပါတယ်ဒါပေမဲ့သူတို့ကပန်းအမျိုးမျိုးရဲ့ဝိယူစုပ်ယူတော့မာယာများတယ်လို့ထင်တယ်အမှန်ပဲမမလန်သူတို့ကပန်းတစ်မျိုးရဲ့ဝိယူစုပ်ယူပြီးတခြားပန်းတစ်မျိုးစီကိုတွားပြီးစုပ်ယူမှာပဲလေဒိုးလေးရလေဒါကတော့ကိုနေတရာနဲ့လိပ်ပြငယ်လို့မာယာများပဲထင်တယ်နော်မများပါဘူးဒိုးလေးရလေဟုတ်ပါပြီမမလည်းရဲ့ရွာရီစားဖုံးဆက်တယ်အားကြောင့်လားခွာကီတရာအားလားမအောင်ကတော့ကောင်းနေဒိုးလေးမားရင်လည်းပြီးရပဲမမရမုံညာစားချက်လို့အဲ့ဒါနင်းကိုလိုက်ပုတ်ခိုင်းမလို့အားတယ်လိုက်ပုတ်ပြီးမယ်ရပါတယ်နင်ကကြောင်းကဆက်ကြည့်နေပါငါနဲ့မမကြီးအိမ်ရောက်ဖဖကြိုက်နေပဲတွားလိုက်ပါမယ်မဟုတ်တာကိုဒိုးရီကလည်းမမကြီးကအဲ့တယ်ပဲနေရာဆောင်လိုက်ပို့ရမှာတွားကြမယ်လားငါ့အားမနာနဲ့ဒိုးလေးကီတရာငါ့နန်းနပင်တွားယူပေးအေးပါမမရောဘာလို့သိတယ်မလို့တော့ကီတရာဒိုးလေးဘာလို့တာလဲအသားနေပါမမကြီးရတယ်ဒီမုတ်ပွဲကိုမမပြန်ပေးထားပြောလိုက်မယ်မဟုတ်တာဒိုးလေးရဲ့ပေါက်ကရတယ်ရှောက်မလုပ်ပါနဲ့ကီတရာတနာပါတယ်မတနာအောင်တော့မမကြီးအော်ဟုတ်မလားနေအဲ့ဒီမုတ်ပွဲကိုပြင်းနေပြုံးတော့မပြောရင်တောင်းအကြောင်းသိရင်အေးပါငါစိတ်ညစ်တာပဲဤကရက်ည9 နာရီအရက်မိုးပြီးပြန်လာပါတယ်လိုက်ဖို့သူကတော့တောင်းဝဲမှာတားရီဘလို့ဖြစ်လာတော့မူးနေပါလားတမီပါတီမှာတောက်တာနည်းနည်းများသွားလို့ပါအန်တီလိုက်ဖို့ပေးလို့ကျေးဇူးပါတမီကိုကတမီရဲ့အိမ်မှာပါမန်နေဂျာအိမ်ဟာဒရိုက်ဘာနဲ့လိုက်ဖို့ခိုင်းပါမယ်အေးပါကွယ်တားလဲနေတာငယ်တားကြီးကိုသူ့ခံနဲ့လိုက်ဖို့ပေးပါကိုရဲ့ဇနီးဒိုးလေးကလာမကြိုပါလားတမီကအစောကြီးအိမ်ရောင်ဝင်သွားရတဲ့ကျေးဇူးပါတမီတော်ဝင်ရပါတယ်အန်တီတမီကိုပြန်ခွင့်ပြုတ်ပါအောင်ရှင့်ဒိုးလေးကိုရေရမ်းစာရင်ရေးပေးပါရှော့ကြွတင်ရေးလောင်းတလို့တောက်လာမှာတော့မူးပြီပေါ့ကိုကတောက်ချင်လို့တောက်တာမဟုတ်ဘူးတော်ဝင်ကအတင်းတိုက်လို့တောက်တာပါကွာကိုရဲ့ဒိုးလေးစိတ်ဆိုးနေလားခမကြီးနဲ့စကားပြောကြံစိမ်မရှိဘူးအေးဆေးဆေးနေမူးရင်အိတ်တော့မအိတ်ချင်သေးဘူးကွာဟာကြည်စံစောက်တုံးနေပေါ့ရက်ဆက်လိုက်တာရက်ဆက်အားမှာခမကျွန်တော်ဖုန်းခေါ်တာအခါတရရှိဘာကြောင့်မကင်တာလဲဟိုအတော်ကြီးနဲ့တာရနေရမလားမဟုတ်ပါဘူးကွာကိုနားလာပါအေးဟာမအိပ်ဘူးဗျာအချိုင်းမိမတယောက်နဲ့ရေမွေးနဲ့နေခမကိုမှရှိနေလို့ရှုံးနေကျွန်တော်မမကြီးတို့ခမ်းမှာပဲသွားအိပ်မယ်မအိပ်ရဘူးဒီနေ့ကိုနဲ့ပဲအိပ်ရမယ်မသွားအောင်ကွာကိုရင်ခွင်နဲ့ပါပဲနေရမယ်ခမကြီးလို့နော်ကျွန်တော်ဒေါသအရန်ထွက်နေရဲ့နော်လှုပ်ဗျာမလှုပ်ဘူးကွာမလှုပ်ဟာကိုရဲ့ကအရန်နာသွားပြီနိုင်သွားရင်တော့ဒီတဒေါသထွက်လာရင်ကျွန်တော်လက်သည်ခမမျက်နှာနဲ့မိတ်ဆက်ခံရမယ်ကိုဒိုးလေးထိုးချင်တာလားထိုးပါဒိုးလေးရဲ့ထိုးဆက်ပါနားကြီးရဲ့ဗျာကျွန်တော်သွားအိတ်တော့မယ်ဒိုးကလေးမမဝက်လာစီသွားမလို့မလားဟုတ်တယ်လေမရပါပေးမလို့လေမယူသွားပေးနိုင်အောင်တော့ကေးတာဘာမှမပေးပါဘူးကွာဒါနဲ့မမကြီးကဘာစားစားကြိုက်နေဘာလို့မလို့လဲငါမမကြီးဘာစားစားကြိုက်မင်းနဲ့ပါဆိုင်လဲကိုဒိုးလေးကလည်းအကန်ကြည့်ပဲပြောနေပါလားဘာလဲကိုကြီးနဲ့စကားများလားဟုတ်တယ်ကွာငါညစ်နေရနော်ကေးတာမထိုးခံရမယ်ဟာကြောက်ပါရဲ့ဗျာမနေ့ပိုင်းထမင်းဝိုင်းမှာစုညပွက်နေပါတယ်မောင်တာလေးစားကြည့်ဝီခွန်ကျွေးလေဟာမခဲနဲ့လေလူတွေရှိနေဝီရလည်းမရခွန်ကျွေးမှစားမှာဧကရိတ်ကတော့အကြီးဆုံးပြီးညီတွေအနေမခန့်ရအောင်ထွက်သွားဖို့ပြန်ပေးမယ်ကိုဒိုးလေးကိုလည်းမမှန်ခွန်ကျွေး
အရှင်ရတာရှိရပဲကိုကိုခွန်ကျွေးလို့ထန်တယ်ကိုကိုကအရန်ချက်ဖို့ကောင်းတာကိုနေတရာဘာအချိုရီစားနေရလဲရှော့ဒီညှုပ်သေးစားရှင်ချောင်းဆိုးပြောက်တယ်ချောင်းဆိုးမပြောက်ပဲဖဲပုမှသေးကြတယ်ဘိုင်လဲဝါနေပါပြီဝေးရီမောင်တို့ချက်ထဲမှာစကားပြောအောင်ဟုတ်ကဲ့ကိုကိုကဘာမှလည်းအတုံးမကြောက်ဟာကိုကိုကဘာလုပ်လို့လဲမတွေ့ဘူးလားကိုကိုရဲ့ညီတွေမမတို့ဘလောက် cue ဆိုင်လဲကိုကိုကတော့ဒိုးလေးကို cue မဆိုင်ဘူးစိုက်ပါရဲ့ဗျာဒါမဲ့ဒီအိမ်မှာကိုကိုကအကြီးဆုံးလေဒါကြောင့်ညီတွေနဲ့ပြိုင်သူတို့ရှိမှ cue မဆိုင်ပါကြလို့ပါနော်ကိုကိုခွန်ကြိတ်မယ်မမကြီးတို့ shopping ထွက်ရအောင်လေမမတို့မှအဲ့လောက်ပတ်စံမရှိဘူးပြီးတော့အန်တီခင်တို့ပြန်လာရင်မမတို့ရှာပြန်တော့မယ်ဟာလားဒါလည်းအိတ်ပြန်လိုက်ချင်တယ်လိုက်လို့မရအောင်လေဒိုးလေးကအိတ်တောင်တဲ့ဖြစ်နေပြီဟိုဒီမှာပဲတက်တက်လုံးနေရပါလေမမတော့ဒီမှာမနေကြဘူးလားခုနေတရာနဲ့ကေတရာနဲ့လက်ထပ်မှာပဲဟိုဒါကတော့လက်ထပ်မှာလာမှာပေါ့ဒိုးလေးရဲ့ဟုတ်ပါပြီမမလည်းနဲ့မမရဲ့ shopping ထွက်ဖို့အတွက်တောင်းမှပတ်စံလုံလောက်ရှင်သွားကြစို့ဒီနေ့တနေ့ကောင်ရန်ကုန်မြို့ရှောက်သွားလေကြမယ်တော်ဝင်ဟိုမှာဧကရိယစနေဒိုးလေးမလားတိတ်ဟုတ်တာပေါ့ဒီတော့သူမှဒီနေရာဘာလာလောက်တာလဲမသိဘူးဖေးရနှစ်ယောက်ကလည်းပုံတုံးနေငါတို့ဘာဆက်လုပ်မလဲဒိုးလေးကိုအဆက်ကွယ်အောင်လောက်ရမှာပေါ့လားသူတို့စီမှာသွားကြမယ်မမကြီးကဒါနဲ့လိုက်တယ်တည်လားမမလက်ကရွှေတော်တယ်မမကြီးအသားဝါဝါဝင်းဝင်းနဲ့ဒီရွှေဝါရောင်ရှမ်းဖုံးအင်ကြီးလေးနဲ့အရန်လိုက်တားကတော့ဒါယူမယ်ပြောပြီးကျင်းပြန်ခေါင်းဝင်လေးကိုလှမ်းယူချိန်မှာတော်ဝင်ရလေအဲ့ဒီခေါင်းဝင်ကိုလှမ်းယူအားကြောင့်ပြိုင်တူဖြစ်သွားပါတယ်ဟမ်တော်ကြီးပါလားဒါကျွန်တော်ယူထားငါလည်းယူထားပဲငါ့ကိုပေးမပေးပါဘူးဒါကျွန်တော်ယူထားနေကအရင်တုန်းကယောက်ျားရှာမဟုတ်လားနေနဲ့တိကောင်ဝင်ရလိုက်လို့လားပြီးတော့နေနာမည်ကဘာပါလဲဟုတ်တယ်နေပြောမှတရေရတယ်တို့ပြမအခုကျတော့မိကလေးလိုဝက်လာပါလားကောင်းဝဲဖြူနဲ့ဝင်းနေတာကျန်းပေါင်းမိတွေကဖေးရောက်သွားလို့လဲဒူလေးဒီကောင်းဝင်ကိုသူ့ကိုပေးလိုက်ပါမမကြီးကိုတခြားကောင်းဝလှလှလေးပဲကြည့်ပါဧကရိကစီးစစ်တောင်ကြည့်ပြီးတဲ့နောက်ဒူလေးကိုဝေးချိန်မြောက်ပြီးငါအဖေဖြစ်တော့မယ်လို့អွန်လိုင်းပါတယ်ငါအဖေဖြစ်ပြီကွာကိုကိုကောင်းမိလာပြီခဏရပ်ပါအောင်တေရောတေးကြလို့လားတေးကြတော့ဘောအတင်းမှတွေ့လားနှစ်ချောင်းပုံရင်ခလေးရှိလို့တဲ့အခုနှစ်ချောင်းပုံရလေဒါဆိုရင်တော့ဒိုးလေးပိုင်းထဲမှာမမကြီးလိုခလေးရှိနေရပေါ့ဒါပေါ့ကုကုရင်တွေလေးကိုတေးကြပြုစုဆောင်ရှာရမယ်ဟာအန်ကျင်လာပြီဝင်းတော်တရေကကြိတ်နေတရေမကြီးပေါ်လာရင်ဘေးနာသူကသူ့ရဲ့လက်ကြီးနဲ့မျက်လုံးအုပ်အုပ်ပြစ်ထားကြောင်းစိတ်နေရတယ်အဲ့ဒီသူကြိတ်လိုက်ရင်တွားပြက်ပြီးရေပြရကြောင်းမျက်စောင်းခဏခဏထိုးမိရဲ့လူပိုင်စိုးပိုင်နေနဲ့မျက်လုံးလှပိတ်တဲ့ဒီတခါပိတ်ကြည့်နှစ်ချိန်မွေးဆွဲနှုတ်ပြမယ်ဟာနှစ်ချိန်မွေးပြန်ပြီတေးလိုက်လန်တရဲ့မိကလေးတယောက်တည်းဆိုပြီးကူလီကူမှလောက်မယ်မကြမ်းနဲ့မင်းကြီးဒီမှာတမီးကိုလာပြီးနှောက်ရှက်နေရဲ့မိမအဲ့ဒါသားငယ်ပါဟမ်ရှင်းကဘလို့လို့ဒီကိုရောက်နေရလဲတောင်းမှတ်မာတဲ့ကေးတလားအုပ်ဖန်းမင်းကြီးလည်းဘလို့သိမှလဲတမီးကွက်လာနှောက်ရှက်နေရဲ့သူအဖြစ်မလောက်သားလောက်စုံမှာပါနေစမ်းမရှင်တို့သားဖာမတိတ်ပဲဘာလို့ကျမတို့စီကိုလိုက်လာကြရလဲအခုတော့တရေခါအောင်မကြည့်နိုင်ရအောင်မိမရဲ့မင်းတို့ငါတို့သားဖာစိတ်မချလို့ပါကွာဒိုးလေးကတမီးစက်လာပုံကြည့်ပြီးအသေးရမိပါတယ်တန်းလေးနောက်ဆိုရင်အပင်မတက်အောင်တော့ကြားလားမမကလည်းတမီးကပင်မတက်ကျင်တော့တမီးလေးမတော်တဆပြုတ်ကြရင်ခြေလန့်ကြနာမှာပေါ့ဟုတ်လားဒါဆိုရင်မတိတ်ရဘူးမမရဲ့တမီးလေးကအရင်လေးပါတယ်ပြောတယ်တမီးပါဖြင့်အေးအေးလေးကိုနှမ်းရှလိုက်ပါတယ်ကေတရာနဲ့ဝက်လွှာရဲ့သားတရာကတော့အေးအေးဆေးဆေးလေးရှိပေမဲ့ညီမနှစ်ယောက်နဲ့ဆိုရင်တော့မအေးဘူးပပအလလောက်တာရပြီးတမီးနဲ့ကန်စားပြီးဘာတိုင်းကစောမလို့တော့တမီးရဲ့ကိုကိုရဲ့ခလေးတို့အရန်အလိုလိုက်ရလားချစ်တာဟုတ်ဒိုးလေးရဲ့တမီးကဒိုးလေးနဲ့တပုံစံနဲ့ပဲကြည့်ပါအောင်အဲ့နေရာတောင်ခတဲ့တက်ခုလုံးသူ့အပိုင်ကြနေရပဲကိုနားရနေပလားဒိုးလေးဘေးကုန်းမှာထိုင်ပါမယ်မထိုင်ရပါဘူးအခုလိုပွေးချီထမ်းကြလို့ကိုမင်းကိုရမ်းချက်တယ်ဒီတညာကိုရှင်ကွယ်နဲ့မှာပဲအိပ်ရမယ်နော်မင်းကကိုပိုင်ပါနော်မဟုတ်ဘူးကိုရဲ့ဒိုးလေးပိုင်ရန်လို့ပြောပြီးဧကရစ်နှကန်းကို
လှမ်းနှမ်းနေပါတယ်။ဧကရိကလည်းချစ်စနီးရဲ့အနံကိုပြန်ပြီးတုံ့ပြန်နေဝိရင်နဲ့နေတရာခြံထဲမှာတယောက်လက်ကိုတယောက်ကင်ပြီးလမ်းလျှောက်ပြီးပြုံးပြုံရွှေ့နေပါတယ်။ကီတရာကတော့မြက်ခင်းရဲ့ထိုင်ခုံမှာထိုင်နေပြီးဝဲလာရဲ့ပေါင်းပေါင်းမှခေါင်းအုပ်ပြီးဝဲလွှာရဲ့ပါးပြင်ကိုထိထိစုပ်ကန်စားလျက်ပါလာမင်းကြီးကတော့ထိန်ထိန်သားပြီးကျဲရီစုံလင်စွာလှပနေလျက်ပါပရိသတ်များရှင်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးပါပြီနောက်စီရင်ကြတဲ့တယောက်ချင်းစီတောင်လည်းကျေးဇူးတက်ပါတယ်ရှင်